Hello မင်္ဂလာပါအခုဖတ်ပြမှာဆရာညီနောင်ဟမ်ဘာဘာသာပြန်တဲ့ကြောက်ခေတ်မှာဉာဏ်တုနိပညာခေတ်ထိသတင်းကွန်ရက်များသမိုင်းအချင်းမူရင်းစာအုပ်က Naxx Yuval Noah Harari အပိုင်းနှစ်သက်ရှိမဟုတ်သောကွန်ရက်များအခန်းလျှောက်အပိုင်းနှစ်ရဲ့ဆိုရင်တော့အခန်း1ပါအခန်းနဲ့တွင်တော့အခန်းလျှောက်အဖွဲ့ဝင်သင်များကွန်ပျူတာတွေနဲ့ပုံနှိပ်စက်တွေဘယ်လိုကွာခြားသလဲဟိုရင်တခါမှမကြုံဘူးခဲ့တဲ့သတင်းရှက်လက်တော်လှန်ရေးကြီးအလယ်မှာကျွန်တော်တို့နေထိုင်နေရတယ်ဆိုတာအသစ်အဆန်းတော့သိမဟုတ်လာပါဘူးဒါပေမဲ့ဒါဟာဘယ်လိုတော်လှန်ပြောင်းလဲမှုမျိုးပါလဲမကြသေးခင်နှစ်တွေအတွင်းတီထွင်မှုအသစ်တွေအများပြားပေါ်ထွန်းလာခဲ့ပြီးဘယ်ရာကနေအဲ့ဒီလိုတော်လှန်ပြောင်းလဲမှုကိုဦးတည်စေခဲ့တဲ့ဆိုတာလဲဝေခွဲရခက်နေခဲ့ပါတယ်အင်တာနက်ကြောင့်လားစမတ်ဖုန်းတွေကြောင့်လားဆိုရှယ်မီဒီယာကြောင့်လားဘလော့ချ်ချိန်းကြောင့်လားအယ်ဂိုရီသမ်တွေကြောင့်လားဉာဏ်တုနည်းပညာကြောင့်လားအဲဒီတော့အခုလက်ရှိသတင်းရှက်လက်တော်လှန်ရေးရဲ့ရေရှည်အကျိုးဆက်တွေအကြောင်းမပြောခင်သူ့ရဲ့အခြေခံအကြောင်းတရားတွေကိုခဏလောက်ဇက်ကြောင်းပြန်ကြားအောင်ဆိုရဲ့လက်ရှိတော်လှန်ပြောင်းလဲရေးရဲ့ပေါက်ဖွားရာကကွန်ပျူတာပဲအင်တာနက်ကနေဉာဏ်တုနည်းပညာအထိကျန်တာအားလုံးကဘေးထွက်ပစ္စည်းတွေဖြစ်တယ်ကွန်ပျူတာကို1940ပြည့်လွန်နှစ်မှာသင်္ချာတွက်ချက်မှုတွေလုပ်နိုင်တဲ့အကြီးစား electronic ဆက်အဖြစ်တည်ထွင်ခဲ့တာဖြစ်ပေမဲ့ကွန်ပျူတာဟာအင်မတန်မြန်ဆန်တဲ့အရှိန်အဟုန်နဲ့တိုးတက်ပြောင်းလဲလာခဲ့ပြီးအသွင်သဏ္ဍာန်သစ်တွေနဲ့အံ့ဩစရာဆွမ်းဆောင်ရည်သစ်တွေပိုင်ဆိုင်လာခဲ့တယ်။ကွန်ပျူတာတွေရဲ့မြန်ဆန်တဲ့အဆင့်ကဲပြောင်းလဲမှုကြောင့်ကွန်ပျူတာဆိုတာဘာလဲ။ဘာတွေဆွမ်းဆောင်နိုင်တယ်လဲဆိုတာအတိတ်ပဲဖွင့်ဆိုဖို့ခက်လာတယ်။စစ်ကြည့်ရင်ထိုးတာပဲဖြစ်ဖြစ်ကားမောင်းတာပဲဖြစ်ဖြစ်ကြပြရေးတာပဲဖြစ်ဖြစ်အချို့အရာတွေကိုကွန်ပျူတာတွေဘယ်တော့မှမလုပ်နိုင်ဘူးလို့လူသားတွေအချင်းချင်းပြောခဲ့ကြတယ်။ဒါပေမဲ့ဘယ်တော့မှဆိုတာနှစ်အနည်းငယ်ပဲကြာလိုက်တယ်။ကွန်ပျူတာအယ်ဂိုရီသမ်နဲ့ဉာဏ်တုနည်းပညာဆိုတဲ့စကားလုံးတွေကြားဆက်ဆက်မှုအတိအကျနဲ့ပတ်သက်လို့ဒီအခန်းအဆုံးမှာဆွေးနွေးပါမယ်။အခုကွန်ပျူတာသမိုင်းကြောင်းကိုအရင်သဘောပေါက်နားလည်အောင်လေ့လာကြရအောင်ပါ။လောလောဆယ်တော့အနှစ်သာရအရာကွန်ပျူတာဆိုတာကိုယ်ပတ်သက်ကိုဆုံးဖြတ်ချက်ချနိုင်တယ်ပြီးတော့ကိုယ်ပတ်သက်ကိုအကြံဉာဏ်အသစ်တွေဖန်တီးနိုင်တယ်ဆိုတဲ့အံ့ဩဖွယ်အရာနှစ်ခုကိုလုံနိုင်တဲ့ဆက်တစ်ခုပါလို့ပြောရုံနဲ့လုံလောက်ပါတယ်။အစောဆုံးကွန်ပျူတာတွေကအဲ့ဒီလိုအရာတွေကိုလုံနိုင်မှုခဲရင်ခဲ့ပေမဲ့ကွန်ပျူတာသိပ္ပံပညာရှင်တွေရောသိပ္ပံစိတ်ကူးရင်ဒနာယီရေးဆရာတွေပါပြက်ပြက်ထင်ထင်ရှုမြင်ခဲ့ကြသလိုအလားအလာကတော့ရှိပြီးသားပါ1948ခုနှစ်လောက်ကတည်းကဉာဏ်တုစရန်တရားကိုဖန်တီးနိုင်မလားဆိုတာအလန်တူရင်းကစူးစမ်းနေခဲ့ပြီး1950ပြည့်နှစ်မှာတူရင်းကကွန်ပျူတာတွေဟာနောက်ဆုံးလူသားတွေလောက်ဉာဏ်ရည်ထက်မြက်လာပြီးလူသားတွေလိုဟန်ဆောင်နိုင်တဲ့အထိစွမ်းဆောင်နိုင်မယ်လို့ယူဆခဲ့ကြပါတယ်1968ခုနှစ်မှာတော့ကွန်ပျူတာတွေကလူသားတွေကိုကြားကွက်ကစားတာတော့မနိုင်သေးပါဘူးဒါပေမဲ့2001စကြဝဠာအာကာသခီးဆိုတဲ့ဇာတ်လမ်းထဲမှာတော့အာသာစီကလပ်နဲ့စတန်လီကူဘရစ်တို့ကနေဖန်တီးခဲ့သူလူသားတွေကိုပုံကန်တဲ့ HAL 9000အဆင့်မြင့်ဉာဏ်ရည်တုနည်းပညာတစ်ခုအကြောင်းစိတ်ကူးတွေးဆနေခဲ့ကြပြီးပါပြီဆုံးဖြတ်ချက်တွေကိုယ်တိုင်ရှာမှတ်နိုင်ပြီးအကြံဉာဏ်အသစ်တွေဖန်တီးနိုင်တဲ့ဉာဏ်ရည်တုစက်ရန်တရားတွေပေါ်ပေါက်လာတာကသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ပါဝါအာဏာဟာလူသားတွေစီကနေတခြားတစ်ခုခုစီကိုရွေ့လျားနေတယ်လို့ဆိုလိုပါတယ်လင်းများတနက်နဲ့အနုမြဘုံတွေကတပ်ဖြတ်မှုအပိုင်းမှာလူကြွက်သားတွေကိုအစားထိုးသွားခဲ့ပေမဲ့ဘယ်သူကိုတတ်မလဲဆိုတာကိုဆုံးဖြတ်တဲ့နေရာမှာလူအုံနောက်ကိုအစားမထိုးနိုင်ခဲ့ပါဘူးဟီရိုရှီမာမြို့ပေါ်ကျဲချခဲ့တဲ့တငယ်လေးအနုမြဘုံက TNT ရန်အား12500တန်နဲ့ညီမျှခဲ့ပါတယ်ဒါပေမဲ့အုံနောက်စွမ်းအားကိုပြောရင်တော့တငယ်လေးကဘာမှသုံးမရပါဘူးသူကိုယ်ပိုင်ဆုံးဖြတ်ချက်ရလို့ဘာမှမရှာနိုင်ပါဘူးကွန်ပျူတာတွေနဲ့ကတော့အဲ့ဒီလိုမဟုတ်ပါဘူးဉာဏ်ရည်ပိုင်းမှာကွန်ပျူတာတွေဟာအနုမြဘုံတွေထက်တင်မကရှင်ပြားပုံနှိပ်စက်နဲ့ရေဒီယိုလိုဟိုရင်သတင်းနည်းပညာအားလုံးထက်အများကြီးတာလွန်တာပါရှင်ပြားတွေကအခွန်အကြောင်းသတင်းချက်လက်တွေသိမ်းဆည်းထားနိုင်ပေမဲ့အခွန်တော်ဘလောက်ကောက်ခံမလဲဆိုတာသူ့ဘာသာမဆုံးဖြတ်နိုင်တယ်လို့အခွန်တစ်ခုကိုလည်းမဖန်တီးနိုင်ပါဘူးပုံနှိပ်စက်တွေကတမန်ကျန်းစာလို့သတင်းချက်လက်တွေကိုကူးယူနိုင်ပေမဲ့ဘယ်စာသားတွေကိုကျန်းစာထဲထည့်သွင်းမလဲဆိုတာမဆုံးဖြတ်နိုင်တယ်လို့တမန်ကျန်းစာနဲ့ပတ်သက်လို့မှတ်ချက်အသစ်တွေလည်းမရေးသားနိုင်ပါဘူးရေဒီယိုတွေကနိုင်ငံရေးမိန့်ခွန်းတွေနဲ့တန်ဆင်းတွေလိုသတင်းချက်လက်တွေကိုဖြန့်ဖြူးနိုင်ပေမဲ့ဘယ်မိန့်ခွန်းတွေဘယ်တန်ဆင်းတွေကိုထုတ်လွှင့်မလဲဆိုတာမဆုံးဖြတ်နိုင်တယ်လို့ရေးလည်းမရေးဆက်နိုင်ပါဘူးကွန်ပျူတာတွေကတော့အဲ့ဒါတွေအားလုံးကိုတက်ဆွမ်းနိုင်ပါတယ်ပုံနှိပ်စက်တွေနဲ့ရေဒီယိုစက်တွေကလူသားတွေရဲ့လက်ထဲစီခိုင်းမှလောက်တတ်တဲ့ကိရိယာတွေပဲဖြစ်နေချိန်မှာကွန်ပျူတာတွေကကျွန်တော်တို့ရဲ့ထိန်းချုပ်မှုနဲ့နားလည်နိုင်စွမ်းကနေလွတ်မြောက်သွားပြီးလူအဖွဲ့အစည်းယဉ်ကျေးမှုနဲ့တမိုင်းကိုပုံဖော်တဲ့နေရာမှာကိုယ်ပိုင်အစပြုံးမှုတွေဆောင်ရွက်နိုင်သူတပ်ဝင်လှုပ်ရှားကိုယ်စားလှယ်တော်များဖြစ်လာနေပါပြီကွန်ပျူတာတွေရဲ့အစွမ်းအစသစ်နဲ့ပတ်သက်လို့စံပြရမယ့်အမှုကိစ္စကတော့နိုင်ငံတော်များများမှာလူမှုအဖွဲ့အစည်းရဲ့တဟဇာတာဖြစ်မှုကိုဖြေလျှော့ပြီးအမုန်းတရားတွေပြန့်နှံ့စေရမှာဆိုရှယ်မီဒီယာအယ်ဂိုရီသမ်တွေကအဓိကဖြစ်ခဲ့တယ်ဆိုတာပါပဲ
အဲ့ဒီတဲကအစောဆုံးနာမည်ဆိုးနဲ့အကြော်ကြားဆုံးဖြစ်ရကတော့2016 ခုနှစ်တွေမှာဖြစ်ပွားခဲ့ပြီး Facebook algorithm တွေကမြန်မာပြည်ဗမာပြည်ရဲ့ရိုဟင်ဂျာစံကြီးရေးအကြမ်းဖက်မှုတွေမှာမီးလောင်ရလေပင့်ခဲ့ခြင်းပဲဖြစ်ပါတယ်2010ပြည့်နှစ်အစောပိုင်းကာလတွေဟာမြန်မာနိုင်ငံအတွက်မျှော်လင့်ချက်ရောင်နေတန်းချိန်ဖြစ်ခဲ့ပါတယ်အကြောက်တရားနဲ့အုပ်ချုပ်ခဲ့တဲ့ဆီယနာရှင်စနစ်စာပေစစ်စစ်ရေးနဲ့နိုင်ငံတကာပိတ်ဆို့မှုတွေကိုဆယ်စုနှစ်ပေါင်းများစွာဖျက်ဆီးခဲ့ရပြီး liberal ပြုပြင်ပြောင်းလဲရေးတွေစတင်နိုင်ခဲ့တယ်ရွေးကောက်ပွဲတွေကျင်းပလာနိုင်ခဲ့တယ်ပိတ်ဆို့မှုတွေလည်းရုပ်သိမ်းသွားခဲ့တယ်နိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေလည်းစီးဝင်လာခဲ့ပါတယ်Facebook ဟာမြန်မာပြည်သူတန်းပေါင်းများစွာအတွက်ဟိုရင်စင်းအောင်မစင်စားဘူးခဲ့တဲ့သတင်းချက်လက်တွေကိုအခမဲ့ရယူခွင့်ပေးခဲ့ပြီးမြန်မာနိုင်ငံတော်သစ်အတွက်အရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဒါပေမဲ့အစိုးရထိန်းချုပ်မှုတွေနဲ့စာပေစီစစ်ရေးတွေရှော့ပေါ့ပေးလိုက်တဲ့အတွက်လူမျိုးရေးတင်းမာမှုတွေလည်းမြင့်တက်လာခဲ့ရပါတယ်အထူးသဖြင့်လူအများစုဖြစ်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့လူနည်းစုမွတ်စလင်ရိုဟင်ဂျာတွေအကြားဆိုပါတော့ရိုဟင်ဂျာတွေဆိုတာမြန်မာနိုင်ငံအနောက်ဘက်ပိုင်းကရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့မွတ်စလင်တွေပါအနည်းဆုံး1980ပြည့်နှစ်တွေကတည်းကအုပ်ချုပ်သူအစိုးရတွေနဲ့ဗုဒ္ဓဘာသာဝင်အများစုရဲ့ပြင်းပြင်းထန်ထန်ခွဲခြားနှိမ်ချဆက်ဆံတာတွေတခါတလေအကြမ်းဖက်တာတွေကိုခံစားခဲ့ရသူတွေဖြစ်ပါတယ်2010ပြည့်နှစ်တွေအတွင်းဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကအရှိန်တွေတိုးတက်ကောင်းမွန်လာတော့မယ်လို့ရိုဟင်ဂျာတွေအကြားမျှော်လင့်ချက်တွေမြင့်တက်စေခဲ့ပါတယ်ဒါပေမဲ့ Facebook ကသတင်းမှားတွေရဲ့လုံခြုံမှုအခြေခံပြီးဂိုင်းကနဆွဲအကြမ်းဖက်မှုလှိုင်းတွေရိုဟင်ဂျာစန့်ကျင်ရေးတွေတိုးပွားလာပြီးအခြေအနေတွေပိုဆိုးလာခဲ့ပါတယ်2016 ခုနှစ်တို့မှာ Arakan Rohingya လွတ်မြောက်ရေးတပ်မတော် ARSA လို့လူသိများတဲ့အစ္စလာမစ်အဖွဲ့အစည်းတရက်ကနေရခိုင်ပြည်နယ်မှာတိကျမွတ်စလင်နိုင်ငံတည်ထောင်မှုရည်ရွယ်ချက်နဲ့မွတ်စလင်မဟုတ်သူအရက်သားတွေကိုပြန်ပေးဆွဲတပ်ဖြတ်တာတွေစစ်စခန်းတွေကိုတိုက်ခိုက်တာတွေဆောင်ရွက်ခဲ့ပါတယ်။အဲဒီလိုရအပေါ်တုံ့ပြန်တဲ့အနေနဲ့မြန်မာစစ်တပ်နဲ့ဗုဒ္ဓဘာသာအစွန်းရောက်တွေကနေရိုဟင်ဂျာလူမျိုးအလုံးပေါ်ပြစ်မှတ်ထားပြီးလူမျိုးတုံးတပ်ဖြတ်မှုစစ်စင်ရေးကြီးကိုအင်ပြည့်အပြည့်စတင်ခဲ့ပါတော့တယ်။ရိုဟင်ဂျာကြီးရွာရာနဲ့ချီဖျက်ဆီးခံခဲ့ရပြီးအရက်သား9000ကနေ2000ခွဲအကြားတပ်ဖြတ်ခံခဲ့ရပါတယ်။အမျိုးသမီးနဲ့အမျိုးသားဦးရေ18000ကနေ6000အကြားကိုလိမ်ပိုင်းဆိုင်ရာဆောင်ကားမှုတွေကျွလွန်ခဲ့တယ်လို့လူဦးရေ93000နီးပါးကိုနိုင်ငံကနေနှင်ထုတ်ခဲ့ကြပါတယ်။အဲဒီအကြမ်းဖက်မှုတွေအားလုံးဟာရိုဟင်ဂျာလူမျိုးအကုန်လုံးအပေါ်ပြင်းထန်လာတဲ့အမုန်းတရားတွေကနေလှုံ့ဆော်ပေးခဲ့တာပါ။အဲဒီအမုန်းတရားတွေဟာမြန်မာပြည်သူတန်းပေါင်းများစွာအတွက်အဓိကသတင်းရင်းမြစ်လည်းဖြစ်နိုင်ငံရေးစည်းလုံးလှုံ့ဆော်မှုတွေအတွက်အရေးပါဆုံး platform လည်းဖြစ်တဲ့ Facebook ပေါ်မှာပြန့်နှံ့နေတဲ့ရိုဟင်ဂျာမုန်းတီးဝါဒဖြန့်ချိမှုကနေမီးလောင်ရလေပင့်ခဲ့တာဖြစ်ပါတယ်။2019ခုနှစ်မြန်မာနိုင်ငံမှာနေထိုင်ခဲ့တဲ့မိုက်ကယ်ဆိုသူကယ်ဆယ်ရေးဝန်ထမ်းတစ်ယောက်ကတာမန် Facebook သတင်းစာမျက်နှာတွေအကြောင်းပြန်ပြောပြရမှာအွန်လိုင်းပေါ်ကနေရိုဟင်ဂျာတွေကိုဆွဆွဲတိုက်ခိုက်နေတာတွေကယုံကျင်စရာတော့မကောင်းဘူးဗျာ။အဲဒီလိုမမှန်သတင်းတွေရဲ့ပမာဏနဲ့အကြမ်းဖက်မှုအတိုင်းအစားကအတော့ကိုကြီးမားနေကြတာပါ။အဲ့ဒီအချိန်မြန်မာနိုင်ငံကလူတွေအားလုံးရဲ့သတင်းစာမျက်နှာမှာနေရာယူထားတာအဲ့ဒီသတင်းပဲဖြစ်နေတယ်။ရိုဟင်ဂျာတွေမှန်သမျှဘလို့အခွင့်အရေးမျိုးနဲ့မှမထိုက်တန်သူအကြမ်းဖက်သမားတွေဖြစ်တဲ့ဆိုတဲ့အတွေးအမြင်ကိုထောက်ခံပေးနေကြတယ်လို့ဆိုခဲ့ပါတယ်။အာဆာအဖွဲ့ရဲ့တကယ်တမ်းကျူးလွန်ခဲ့တဲ့ရဲစက်မှုတွေအကြောင်းအစည်းအဝေးခန်းစာတွေအပြင် Facebook အကောင့်တွေမှာလည်းစိတ်ကူးရင်ကျူးလွန်မှုတွေကြိုတင်ကြံစည်ထားတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။လူပြင်းချိုင် popular conspiracy theory တွေကနေရိုဟင်ဂျာဆိုတာမြန်မာနိုင်ငံသားတွေဘယ်တော့မှမဟုတ်ခဲ့ဘူးဗုဒ္ဓဘာသာစံကျင်ရေးဂျီဟတ်စစ်ပွဲကိုဆင်နွှဲဖို့မြန်မာပြည်တဲကိုမကြာခင်ကမှဘင်္ဂလားဒေ့ရှ်ကနေအလုံးရင်းနဲ့ရွှေ့ပြောင်းနေထိုင်ခဲ့ကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။တကယ်တမ်းနိုင်ငံလူဦးရေရဲ့90%နီးပါးနေရာယူထားတဲ့ဗုဒ္ဓဘာသာဝင်တွေဟာမွတ်စလင်တွေနဲ့အစားထိုးခံရတော့မယ်ဒါမှမဟုတ်နေရင်ထိုင်ရင်လူနည်းစုဘဝရောက်တော့မယ်ဆိုပြီးထိတ်လန့်တကြားဖြစ်ကုန်ကြပါတယ်။အဲဒီဝါဒဖြန့်ကြီးရေးမပါဝင်ခဲ့ဘူးဆိုရင်စနစ်တကျဖွဲ့စည်းထားတာမဟုတ်တဲ့အာဆာအဖွဲ့ရဲ့တိုက်ခတ်မှုအနေအချင်းကိုရိုဟင်ဂျာလူမျိုးအလုံးပေါ်အပြင်းထန်တုံ့ပြန်မှုမျိုးနဲ့ရင်ဆိုင်ရစရာအကြောင်းတရားမရှိသလောက်ပါပဲ။ဝါဒဖြန့်ကြီးရေးကမ်ပိန်းမှာ Facebook ရဲ့ algorithm တွေကအရေးပါတဲ့အခန်းကဏ္ဍကနေကပြသွားခဲ့တာဖြစ်ပါတယ်။ရိုဟင်ဂျာစံကျင်ရေးမိမွေးတဲ့ post တွေကိုဗုဒ္ဓဘာသာဖုံးတော်ကြီးဝီရသူလိုသွေးနဲ့ကိုသားနဲ့ကိုလူသားအစွန်းရောက်တွေကဖန်တီးခဲ့ကြတာမှန်ပေမဲ့ဘယ် post တွေကိုလူသိများအောင်ဖြန့်ပြရမယ်ဆိုပြီးဆုံးဖြတ်တာက Facebook algorithm တွေပါပဲ။ရိုဟင်ဂျာတွေပေါ်အကြမ်းဖက်မှုမုန်းတီးမှုနဲ့ခွဲခြားဆက်ဆံမှုတွေဖြစ်ပွားအောင်လှုံ့ဆော်ပေးနေတဲ့ Facebook platform ပေါ်ကအကြောင်းအရာတွေကိုalgorithm တွေကတက်တက်ကြွကြွရှေ့ကမီးထိုးပေးနေတယ်လို့အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတွေ့ရှိခဲ့ကြောင်းဆိုပါတယ်။ Facebook ဟာမျိုးနွယ်စုရှင်းလင်းရေးကမ်ပိန်းတွေမှာအမုန်းစကားဖြန့်ပြပြီးအဆုံးဖြတ်ပေးခဲ့တဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ကုလသမဂ္ဂအရှက်လက်မှန်ရှာဖွေရေးမစ်ရှင်ကအကောက်ချက်ရှာခဲ့ပါတယ်။ Facebook algorithm တွေအဒီတက်ပို့ပြီးကြဲကြဲပြန့်ပြန့်ပြောရရင် social media နည်းပညာသစ်တွေပေါ်ရှုံငုံပြီးဝေဖန်အပြစ်တင်သင့်မသင့်စာပတ်သူအနေနဲ့တန်တရားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အမုန်းစကားတွေဖြန့်ဝေဖို့ Heinrich Kramer ကပုံနှိပ်ဆက်ကိုအသုံးခဲ့တယ်ဆိုရင်အဲ့ဒီအတွက် Gutenberg နဲ့ပုံနှိပ်ဆက်တွေရဲ့အပြစ်မဟုတ်ဘူးလို့ဆိုချင်တယ်မဟုတ်လား။1994ခုနှစ်မှာယဝန္တာအစွန်းရောက်တွေကရေဒီယိုကိုအသုံးပြုပြီးတွစ်စီလူမျိုးတွေကိုတပ်ဖြတ်ဖို့စော်ဩခဲ့ရင်
ရေဒီယိုနီးပညာကိုအပြစ်တင်ဖို့တင့်တော်ပါမလားအလားတူပဲ2016 second ခုနှစ်တွေမှာရိုဟင်ဂျာတွေပေါ်အမုန်းတရားတွေဖြန့်ဖြူးဖို့ဗုဒ္ဓဘာသာအစွန်းရောက်တွေက Facebook အကောင့်တွေကိုအသုံးပြုခဲ့ဖို့ရွေးချယ်ခဲ့ရင်ဘာလို့များအဲ့ဒီ Facebook platform ကိုအပြစ်တင်နေရမှာလဲဝေဖန်ပြစ်တင်မှုတွေကိုရှောင်လွှဲဖို့အတွက် Facebook ကိုယ်တိုင်ကအဲ့ဒီအကြောင်းပြချက်ကိုထုတ်သုံးသွားခဲ့ပါတယ်မြေပြင်မှာအကြမ်းဖက်လုပ်ရက်တွေလှုံ့ဆော်ဖို့နဲ့သွေးထိုးမှုတွေပေါ်ပေါက်စေဖို့အတွက် Facebook platform ကိုအသုံးပြုခြင်းကနေကာကွယ်ဖို့လုံလုံလောက်လောက်အားမထုတ်ခဲ့မိဘူးလို့2016 second ခုနှစ်တွေမှာ Facebook ကနေလူသိရှင်ကြားဝန်ခံခဲ့ပါတယ်။အဲ့ဒီကြေညာချက်ကအပြစ်ရှိပါကြောင်းဝန်ခံနေတဲ့ပုံစံပေါက်နေပေမဲ့တကယ်တမ်းအမုန်းစကားတွေပြန့်နှံ့ခြင်းအတွက်ဝတ္တရားအများစုကိုသုံးစွဲသူတွေစီလွှဲပြောင်းပေးလိုက်ပြီး Facebook သုံးစွဲသူတွေရေးသားတဲ့အကြောင်းအရာတွေအပေါ်ထိထိရောက်ရောက်ထိန်းညှိပေးဖို့ပြက်ကွက်ခဲ့ရုံပဲလို့အထိပ္ပယ်ရပါတယ်။ဒါပေမဲ့ Facebook ရဲ့ကိုယ်ပိုင် algorithm တွေကနေကျူးလွန်ခဲ့တဲ့ပြဿနာတက်မဲ့လုပ်ရက်တွေကိုတော့လစ်လျူရှုထားခဲ့ပါတယ်။ဒီနေရာမှာနားလည်ရမယ့်အရေးပါတဲ့အချက်ကsocial media algorithm တွေဟာပုံနှိပ်ဆက်တွေရေဒီယိုတွေနဲ့အခြေခံအားဖြင့်ကိုကွယ်ပြားရှားနာတယ်ဆိုတာပါပဲ2016 second ခုနှစ်တွေမှာ Facebook ရဲ့ algorithm တွေဟာကျမငင်စီမဲ့ဆုံးဖြတ်ချက်တွေကိုသူတို့ဘာသာတက်တက်ကြွကြွချမှတ်နေကြတာပါပုံနှိပ်ဆက်တွေထက်သတင်းစာ editor တွေနဲ့ပို့ပြီးဆင်တူတယ်လို့ပြောရပါလိမ့်မယ်ဝီရသူရဲ့အမုန်းတရားနဲ့ပြည့်နေနေတဲ့ post တွေကိုမြန်မာပြည်သူတွေတိမ့်တန်းရှိပြီးဖတ်ချူအောင်ထပ်ကတလဲလဲအကြံပြုနေတာ Facebook algorithm တွေဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကအများပြည်သူရဲ့အာယုံဆိုင်မှုကိုရရှိဖို့အားထုတ်နေကြတဲ့တခြားအတန်တွေလည်းမြန်မာပြည်တွင်းမှာရှိခဲ့တာပါပဲ2011ခုနှစ်မှာစေအုပ်ချုပ်ရေးအဆုံးသတ်သွားတဲ့နောက်မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့လူမှုရေးလှုပ်ရှားမှုတွေအများအပြားပေါ်ပေါက်လာခဲ့ပြီးအဲ့ဒီတဲကအများစုကအလဲအလက်အမြင်တွေကင်ဆွဲထားကြပါတယ်ဥပမာမိထီလာမျိုးအတွင်းလူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်ပွားနေတော့မှဗုဒ္ဓဘာသာဘုန်းတော်ကြီးဦးဝိတုဒ္ဓကအစ္စလမ်ဘာသာဝင်800ကျော်ကိုသူ့ရဲ့ကျောင်းတိုက်အတွင်းခိုလုံခွင့်ပေးခဲ့ပါတယ်။ဘုန်းကြီးကျောင်းကိုဝိုင်းထားပြီးမွတ်စလင်တွေကိုထုတ်ပေးဖို့အကြမ်းဖက်သမားတွေကတောင်းဆိုတော့ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့မေတ္တာဂရုဏာတွေအကြောင်းဒေါသထွက်နေတဲ့လူအုပ်ကြီးကိုတရားဟောခဲ့ပါတယ်။အဲဒီမွတ်စလင်တွေကိုခေါ်ထုတ်သွားမယ်ဆိုရင်ငါ့ကိုပါတခါတည်းတတ်သွားမှရမယ်လို့ပြောလိုက်တယ်ဆိုပြီးနောက်ပိုင်းအင်တာဗျူးတစ်ခုမှာဆရာတော်ကပြန်ပြောပြခဲ့ပါတယ်။ဆရာတော်ဦးသုဒ္ဓနဲ့ဝီရသူလိုလူတွေကြားအွန်လိုင်းပေါ်မှာကအာယုံဆိုင်မှုတိုက်ပွဲတွေမှာဘသူဘက်ကိုအလေးထားစေမလဲဆိုတာအယ်ဂိုရီသမ်တွေကအဓိကဆုံးဖြတ်သူတွေပါပဲဘယ်လိုသတင်းဥတွေကိုသုံးစွဲသူတွေစီပြသမယ်ဘယ်လိုအကြောင်းအရာတွေကိုအဓိကထားမယ်ဘယ်လိုအုပ်စုတွေထဲပါဝင်မှုအကြံပြုမယ်ဆိုတာတွေကိုအယ်ဂိုရီသမ်တွေကဆုံးဖြတ်နေတာပါမေတ္တာဂရုဏာအကြောင်းဟောကြားတဲ့တရားဒေသနာတွေလားရှက်ပြုံဒီတင်တန်းလားဘယ်ဟာကိုရွေးမလဲအယ်ဂိုရီသမ်တွေကအဆုံးဖြတ်ပေးနိုင်ပေမဲ့အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ conspiracy theory တွေကိုဖြန့်ဖြူးဖို့ပဲရွေးချယ်သွားခဲ့တယ်လေအဲဒီလိုအကြံပြုချက်တွေကအများပြည်သူပေါ်အများကြီးသက်ရောက်မှုရှိသွားစေခဲ့တယ်။ဓမ္မကျမ်းစာဟာအကြံပြုစည်းရင်းတစ်ခုကနေမွေးဖွားလာခဲ့တဲ့ဆိုတာမမေ့ပါနဲ့။ပုံမသီးခံတတ်စေမဲ့ရှင်ဘောလူနဲ့တက်ကလာတို့ရဲ့တမန်တော်ဝိထုအစားအမျိုးသမီးတွေပေါ်ခွဲခြားနှိမ်ချဆက်ဆံစေမဲ့တိမောသေဩဝါဒပထမဆောင်ကိုဖတ်ရှုဖို့ခရစ်ယာန်ဘာသာဝင်တွေကိုအကြံပြုလိုက်တာကြောင့်အတာနိရှတ်နဲ့သာသနာဖခင်တွေအနေနဲ့တမိုင်းကြောင်းကိုပြောင်းလဲသွားစေခဲ့ပါတယ်။ဓမ္မကျမ်းစာနဲ့ပတ်သက်ပြီးပြောရရင်အန်တီမပါဝါအာနာဟာဘာသာရေးစာပေတွေကိုရေးသားခဲ့သူစာရေးဆရာတွေစီမှာမရှိဘဲဘယ်စာအုပ်စာပေကိုဖတ်ရှုသင့်တယ်ရဲ့လို့အကြံပြုခဲ့တဲ့ကျမ်းစာစုစည်းသူတွေမှာပဲရှိခဲ့ပါတယ်။ဒါက2010ပြည့်နှစ်အတွင်းဆိုရှယ်မီဒီယာတွေကင်ဆွဲထားတဲ့လုတ်ပိုင်ခွင့်အာဏာမျိုးပါပဲ။ကယ်ဆယ်ရေးဝန်ထမ်းဖြစ်သူမိုက်ကယ်ကအဲ့ဒီအယ်ဂိုရီသမ်တွေရဲ့ဗလိုက်မှုနဲ့ပတ်သက်ပြီးတယောက်ကနေအမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ဒါမှမဟုတ်အစိုးရုပ်ဆုံးဆိုတဲ့အကြောက်တရားတစ်ခုခုကိုလူမှုကွန်ရက်မှာတင်လိုက်လို့ရှိရင်အဲ့ဒါကိုပဲ promotion လုပ်ပေးနေတော့အဲ့ဒီအစိုးရုပ်ဆုံးဆိုတာကိုပဲလူတွေမြင်တွေ့နေရတော့တယ်တက်လာတဲ့သတင်းတွေ post တွေမှာငြိမ်းချမ်းရေးအကြောင်းတို့စိတ်ငြိမ်ငြိမ်ထားကြဖို့အကြောင်းတို့ပြောတာဘယ်သူမှမတွေ့ရတော့ဘူးလို့အမှတ်ချက်ပြုသွားခဲ့ပါတယ်တခါတလေဆိုအယ်ဂိုရီသမ်တွေကတာမန်အကြံပြုတာထက်တောင်ပိုသေးတယ်ဝီရသူရဲ့လူမျိုးတုံးတက်ဖြတ်ဖို့စော်ဩတာတွေကိုတကဘာလုံးကဝိုင်းဝန်းရှုတ်ချပြီးတာတော့2020ခုနှစ်နောက်ပိုင်းအထိ Facebook အယ်ဂိုရီသမ်တွေကသူ့ရဲ့ post တွေကိုဆက်လက်အကြံပြုနေုံတည်းမကဘူးသူ့ရဲ့ဗီဒီယိုတွေကိုပါအလိုလျောက်ဖွင့်ပြနေခဲ့ပါတယ်ဝီရသူနဲ့ဘာမှမပတ်သက်တဲ့ post တွေဗီဒီယိုတွေကိုမြန်မာပြည်က Facebook သုံးစွဲသူတွေကြည့်ရှုဖို့ရွေးချယ်မိခဲ့ရင်လည်းအဲ့ဒီဗီဒီယိုပြီးသွားတာနဲ့ဖန်သားပြင်ကနေမျက်နှာမခွာသွားအောင် Facebook algorithm တွေကဝီရသူရဲ့အမုန်းတရားပြည့်နေတဲ့ဗီဒီယိုကိုအလိုလျောက်ဆက်ဖွင့်ပြပြန်ပါတယ်ဝီရသူရဲ့ဗီဒီယိုလိုမျိုးအမုန်းတရားကိစ္စတွေမှာ Facebook ကနေ company တွင်သူတေသနာတရက်ဆောင်ရွက်ကြည့်တော့အဲ့ဒီလိုဗီဒီယိုတွေကြည့်ရှုမှုရဲ့80%ကအလိုလျောက်ဖွင့်ပေးတဲ့ algorithm တွေကြောင့်ဖြစ်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်အလားတူသူတေသနာကပဲမြန်မာနိုင်ငံမှာချီချူခဲ့တဲ့ဗီဒီယိုအားလုံးရဲ့53%ကိုအယ်ဂိုရီသမ်တွေကနေဖွင့်ပေးခဲ့တာလို့ဆိုတယ်။နောက်တနည်းပြောရရင်ဘာကိုကြည့်ရှုမယ်ဆိုပြီးသုံးစွဲသူတွေကရွေးချယ်ခဲ့တာမဟုတ်ဘူးလို့ပါ။သူတို့အတွက်အယ်ဂိုရီသမ်တွေကနေရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအယ်ဂိုရီသမ်တွေကမေတ္တာဂရုဏာတွေထက်အမုန်းတရားတွေကိုဘာလို့မြင့်တင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါလဲ
Facebook အပေါ်အပြင်းထန်ဆုံးဝေဖန်သူတွေတောင် Facebook ရဲ့လူသားမန်နေဂျာတွေကနေလူမျိုးတုံးတပ်ဖြတ်ဖို့စော်ဩချင်ကြတယ်လို့မဆွဆွဲခဲ့ကြပါဘူး။ကယ်လီဖိုးနီးယားပြည်နယ်က Facebook ကုမ္ပဏီအုပ်ချုပ်ရေးအရာရှိတွေအနေနဲ့ရိုဟင်ဂျာတွေအပေါ်မလို့မုန်းထားမရှိယူအမှန်ပါ။ရိုဟင်ဂျာဆိုသူတွေရှိလို့ရှိမှန်းတော့သူတို့မသိခဲ့ကြပါဘူး။အမှန်တရားကပုံမိုရှုပ်ထွေးပြီးပုံမိုစိုးရင်စရာလဲကောင်းလာပါတယ်။2016ခုနှစ်တွေမှာ Facebook ရဲ့စီးပွားရေးမော်ဒယ်ကသုံးစွဲမှုတွေနဲ့ထိတွေ့ဆက်ဆံမှုကိုအမြင့်ဆုံးဖြစ်အောင်တိုးမြင့်ဖို့အားထားခဲ့တာပါ။ Facebook သုံးစွဲသူတွေအနေနဲ့လူမှုကွန်ရက်ပေါ်မှာဘလောက်အချိန်ပေးသလဲဆိုတာအပြင် like လုပ်နှိပ်တာတငယ်ချင်းတွေအကြား post တွေ share လုပ်တာရောကိုပါညွှန်းဆိုပါတယ်။သုံးစွဲသူတွေရဲ့ထိတွေ့ဆက်ဆံမှုတိုးပွားလာတဲ့အမျှ Facebook ကနေအချက်အလက်တွေပုံမိုစုဆောင်းလာနိုင်တယ်။ကြော်ညာတွေပိုအယောင်းသွက်လာတယ်။နောက်ပြီးသတင်းစည်းကွက်ကနေဝေစုများများပိုရလာပါတယ်။အဲ့ဒီအပြင်သုံးစွဲသူတွေရဲ့ထိတွေ့ဆက်ဆံမှုတိုးတက်လာခြင်းကယင်းနှိမ့်မြုံနှံသူတွေကိုအကြိုက်တွေ့စေပြီး Facebook ရဲ့ stock share တန်ဖိုးတွေမြင့်တက်လာစေပါတယ်။ Facebook platform မှာလူတွေအချိန်ပေးလေ Facebook လည်းပုံမိုရှမ်းသာလာလေပါပဲ။အဲ့ဒီစီးပွားရေးမော်ဒယ်အရလူသားမန်နေဂျာတွေကနေကုမ္ပဏီရဲ့ algorithm တွေကိုအရေးပါဆုံးရည်မှန်းချက်တရက်ရှာမှတ်ပေးခဲ့ပါတယ်။အဲ့ဒါကတော့သုံးစွဲသူတွေနဲ့ထိတွေ့ဆက်ဆံမှုတိုးမြင့်ဖို့ပါပဲ။လူတွေကိုဒေါသထွက်စေတဲ့အကြောင်းအရာတွေကထိတွေ့ဆက်ဆံမှုကိုတိုးမြင့်စေကြောင်းစမ်းသပ်ကြည့်ပြီးတဲ့နောက်အဲ့ဒီအချက်ကို algorithm တွေကအသိရှိသွားတယ်။မြစ်တာကယူနာတွေအကြောင်းရွှေပြည်တရားဟောတာထက်အမုန်းတရားတွေပြည့်နေနေတဲ့ conspiracy theory တွေကသုံးစွဲသူတွေကိုထိတွေ့ဆက်ဆံမှုတိုးမြင့်စေတယ်လေ။အဲဒါကြောင့်ပဲသုံးစွဲသူတွေနဲ့ထိတွေ့ဆက်ဆံမှုတိုးမြင့်ဖို့ algorithm ကနေဒေါသထွက်စေမဲ့အကြောင်းအရာတွေကိုဖြန့်ဖြူးဖို့ဆုံးဖြတ်ခဲ့ပြီးကျမငင်စေခဲ့တာပါ။လူမျိုးတုံးတပ်ဖြတ်ရေးကမ်ပိန်းတွေဟာတစ်ဖက်တည်းရဲ့အပြစ်ဘယ်တော့မှမဟုတ်ခဲ့ပါဘူး။တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအကြားခွဲဝေယူစရာအပြစ်တွေအများကြီးရှိပါတယ်။ရိုဟင်ဂျာတွေပေါ်မုန်းတီးမှုဟာမြန်မာနိုင်ငံနဲ့ Facebook ဝင်မလာခင်ဟိုရင်ကတည်းကရှိနေပြီးသားဆိုတာရှင်းအောင်ပြောထားရပါမယ်။2016ခုနှစ်တွေမှာဖြစ်ပွားခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်ဝတ္တရားရှိဆုံးသူတွေဟာဝီရသူနဲ့မြန်မာစစ်ကောင်းဆောင်တွေလိုလူတွေရဲ့ပခုံးပေါ်မှာရှိသလိုအဲ့ဒီအကြမ်းဖက်မှုတွေကိုစတင်ခဲ့တဲ့အာဆာကောင်းဆောင်တွေပေါ်မှာလည်းရှိတာပါပဲ။တချို့တာဝန်ဝတ္တရားတွေဟာ algorithm တွေကို program ရေးခဲ့ပြီးသူတို့ကိုလိုအပ်တာထက်ပုံမိုတဲ့အာဏာပေးပြီးထိန်းချုပ်မှုမလုပ်နိုင်ခဲ့တဲ့ Facebook engineer တွေနဲ့အမှုဆောင်တွေစီမှာလည်းရှိပါတယ်။ဒါပေမဲ့အရေးကြီးတာက algorithm တွေကိုယ်တိုင်မှာလည်းအပြစ်ရှိပါတယ်။သူတို့ဟာလက်တွေ့စမ်းသပ်ကြည့်ရှုပြီးအမှားတွေ့ရင်ပြန်ပြင်ရင်းနဲ့ဒေါသဟာလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိစေတယ်ဆိုတာသင်ယူခဲ့ပြီးအထက်ကဓာတ်ရိုက်အမိတ်မပါဘဲဒေါသကိုဖြန့်ပြဖို့ဆုံးဖြတ်ခဲ့ကြတယ်လေ။ဒါဟာဉာဏ်ရည်တုညီပညာရဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။စေရနေရတစ်ခုရဲ့သူ့ဘာသာသူလေ့လာသင်ယူပြီးလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ပေါ့။ algorithm တွေကိုအပြည့်ရဲ့1%ပဲပေးတယ်ဆိုရင်တော့ဒါဟာတမိုင်းမှာလူသားမဟုတ်တဲ့ဉာဏ်ရည်တုညီပညာကဆုံးဖြတ်ချက်တွေချမှတ်ခဲ့လို့တစ်စိတ်တစ်ပိုင်းဖြစ်ပွားခဲ့တဲ့ပထမဆုံးလူမျိုးတုံးတပ်ဖြတ်မှုကမ်ပိန်းဖြစ်နေအောင်ပါပဲ။ပထမဦးဆုံးနဲ့နောက်ဆုံးဆိုတဲ့စကားလို့ပထမဦးဆုံးဖြစ်ခဲ့ပေမဲ့နောက်ဆုံးဖြစ်မယ်လို့တော့မသေးချပါဘူး။အထူးသဖြင့် algorithm တွေဟာဝီရသူလိုသွေးနဲ့ကိုသားနဲ့ကိုအစွန်းရောက်တွေဖန်တီးထားတဲ့သတင်းတုတွေနဲ့ conspiracy တွေကိုပဲဖြန့်ဖြူးနေတာမဟုတ်တော့ပါဘူး။2020ပြည့်နှစ်တွေမှာအစောပိုင်းမှာတင် algorithm တွေဟာသူတို့ဘာသာသူတို့သတင်းတုတွေနဲ့ conspiracy တွေဖန်တီးနိုင်တဲ့အဆင့်ကိုရောက်ရှိနေပြီးဖြစ်ပါတယ်။နိုင်ငံရေးကိုပဲကင်ပုံသွင်းဖို့ algorithm တွေရဲ့စွမ်းအားအကြောင်းပြောစရာတွေကြံပါသေးတယ်။အထူးသဖြင့် algorithm တွေကကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမှတ်တယ်ဆိုတာကိုစာပတ်သူအများစုသဘောမတူပဲသူတို့လှုပ်ဆောင်သမျှဟာလူသား engineer တွေရေးသားထားတဲ့ကုတ်ရဲ့ရလတ်နဲ့လူသားမှုဆောင်တွေကျင့်သုံးတဲ့စီးပွားရေး model တွေရောက်တာဖြစ်တယ်လို့အခိုင်အမာပြောကောင်းပြောပါလိမ့်မယ်။ဒီစာအုပ်ကနေဒီအမြင်ပေါ်သဘောထားကွက်လဲကြောင်းပြောပြရစေ။လူသားစစ်သည်တွေဟာသူတို့ရဲ့မျိုးရိုးဗီဇကုတ်ကပုံသွင်းထားပြီးအထက်လူကြီးတွေထုတ်ပြန်တဲ့အမိန့်တွေကိုလိုက်နာကြတာမှန်ပေမဲ့သူတို့လည်းတီးခြားဆုံးဖြတ်ချက်တွေရှာမှတ်နိုင်ပါတယ်။ဉာဏ်တုနိပညာ algorithm တွေလည်းထုံနည်း၎င်းပါပဲ။သူတို့ဟာလူသား engineer တွေ program ရေးဆွဲမထားတဲ့အရာတွေကိုသူတို့ဘာသာလေ့လာသင်ယူနိုင်ပြီးလူသားအမှုဆောင်တွေကြုံမတွေးမိတဲ့အရာတွေပေါ်ဆုံးဖြတ်နိုင်ပါတယ်။ဒါဟာဉာဏ်တုနိပညာတော်လှန်ရေးရဲ့အနှစ်သာရပါ။ကမ္ဘာလောကကိုမရေတွက်နိုင်တဲ့စွမ်းရည်မြင့်အေဂျင့်အသစ်တွေကစတင်လွှမ်းမိုးလာနေပါပြီ။အခန်း၈မှာရိုဟင်ဂျာစံကြီးရေးလှုပ်ရှားမှုနဲ့အလားတူဖြစ်ရပ်ဆိုးတွေကိုလေ့လာရင်းကျွန်တော်တို့အဲ့ဒီပြဿနာတွေကိုပြန်လည်သုံးသပ်ပါမယ်။ဒီနေရာမှာတော့ရိုဟင်ဂျာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုကျွန်တော်တို့ရဲ့ကြောင်မီသွေးတွင်းတွေကစံသက်ခံကနေဒီငှက်လို့သဘောထားနိုင်တယ်လို့ပြောရုံနဲ့လုံလောက်ပါတယ်။2010ပြည့်နှစ်နောက်ပိုင်းကာလတွေအတွင်းမြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေဟာလူသားမဟုတ်တဲ့ဉာဏ်တုနိပညာကရှာမှတ်တဲ့ဆုံးဖြတ်ချက်တွေအနေနဲ့အထင်ကြီးသမိုင်းဝင်အဖြစ်အပျက်တွေကိုပဲကင်ပုံသွင်းနိုင်စွမ်းရှိပြီဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။အနာဂတ်ကိုထိန်းချုပ်နိုင်စွမ်းဆုံးရှုံးမဲ့အန္တရာယ်နဲ့ကျွန်တော်တို့ရင်ဆိုင်နေရပါတယ်။လုံးဝအသစ်ဆန်းဖြစ်တဲ့သတင်းကွန်ရက်တစ်ခုပေါ်ထွက်လာနေပြီးအဲ့ဒါကိုလူသားတွေနဲ့ယဉ်ကျေးမှုမရှိတဲ့ဤပညာရဲ့ဆုံးဖြတ်ချက်တွေနဲ့ရည်မှန်းချက်တွေကထိန်းချုပ်နေပါတယ်။လောလောဆယ်မှာတော့အဲ့ဒီကွန်ရက်ထဲမှာကျွန်တော်တို့အဓိကအခန်းကဏ္ဍကနေပါဝင်နေသေးပါ။ဒါပေမဲ့တဖြည်းဖြည်း
ချောင်းထိုးခံနေရပြီးနောက်ဆုံးပိတ်ကွန်ရက်ကနေကျွန်တော်တို့လူသားတွေမပါဘဲလဲပတ်နိုင်တဲ့အနေအထားရောက်သွားနိုင်ပါတယ်ပင်ကိုတင်ယူနိုင်စွမ်းရှိတဲ့ algorithm တွေနဲ့လူသားစစ်သည်တွေအကြားနှိုင်းယှဉ်ပြောဆိုမှုဟာကျွန်တော်တင်ပြတဲ့အချက်ရဲ့အဓိကပြောခွက်ဖြစ်တယ်လို့တချို့ကညင်ကောင်းညင်နိုင်ပါတယ်သူတို့ဆိုရကျွန်တော်နဲ့ကျွန်တော်လိုခံယူထားသူတွေဟာကွန်ပျူတာတွေကိုလူသားလိုသဘောထားပြီးအတွေးခေါ်တွေခန်းစားချက်တွေရှိတဲ့အောင်မှတ်ယူနေကြပါတယ်ဒါပေမဲ့တကယ်တမ်းကွန်ပျူတာတွေဆိုတာတွေးခေါ်ဆင်ခြင်နိုင်စွမ်းခန်းစားနိုင်စွမ်းကင်းမဲ့တဲ့ခက်ထိုင်းထိုင်းဆက်ရန်တရားတွေပါပဲအဲဒါကြောင့်သူတို့အနေနဲ့ဘလို့ဆုံးဖြတ်ချက်မှရှာမှတ်နိုင်မှာမဟုတ်သလိုဘလို့အတွေးအမြင်မျိုးမှလည်းဖန်တီးနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်အဲဒီလိုကန့်ကွက်ပြောဆိုမှုတွေဟာဆုံးဖြတ်ချက်ချတာနဲ့အတွေးအမြင်တွေဖန်တီးတာကိုအသေးစိတ်သိရှိခြင်းဆိုတာအပေါ်အခြေခံထားကြတာပါဒါပေမဲ့အသိဉာဏ်မြင့်မားခြင်းနဲ့သိစိတ်ရှိခြင်းတို့အကြားအများစုနားရှုပ်သွားတာကနေဖြစ်ပေါ်လာတဲ့အခြေခံသဘောတရားရေးရာနားလည်မှုလွဲမှားခြင်းပါပဲအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအရင်ရေးသားခဲ့မှုတဲ့အစာအုပ်တွေမှာဖော်ပြခဲ့ပြီးပါပြီဒါပေမဲ့နည်းနည်းအစပြန်ဖော်ပေးဖို့ကအရှောင်လွဲမရဘူးနဲ့တူပါရဲ့လူတော်တော်များများကအသိဉာဏ်နဲ့အသိစိတ်ရှိခြင်းတို့ပေါ်မကြာခဏဆိုသလိုရှုပ်ထွေးသွားကြပြီးအကျိုးဆက်အနေနဲ့သိစိတ်မရှိတဲ့အရာတွေမှာအသိဉာဏ်မမြင့်မားနိုင်ကြဘူးလို့ကောက်ချက်ဆွဲလိုက်ကြပါတော့တယ်ဒါပေမဲ့အသိဉာဏ်နဲ့အသိစိတ်ရှိခြင်းတို့ဟာအင်မတန်ကွဲပြားခြားနားပါတယ်အသိဉာဏ်ဆိုတာ social media platform တစ်ခုမှာသုံးစွဲသူတွေထိတွေ့ဆက်ဆံမှုအမြင့်ဆုံးရရှိအောင်ဆောင်ရွက်နိုင်တဲ့စွမ်းရည်ပါသိစိတ်ရှိခြင်းဆိုတာကြတော့နာကျင်မှုပျော်ရွှင်ချမ်းမြေ့မှုရှင်းရှင်းမြတ်တာနဲ့အမုန်းတရားတွေလိုပုဂ္ဂလဒိဋ္ဌံခံစားချက်တွေကိုတွေ့ကြုံခံစားနိုင်စွမ်းဖြစ်ပါတယ်လူသားတွေနဲ့တခြားနှုတ်တိုက်တ attva တွေမှာအသိဉာဏ်နဲ့သိစိတ်ရှိခြင်းတို့ဟာဒွန်တွဲနေလေရှိကြပါတယ် Facebook အမှုဆောင်အရာရှိတွေနဲ့အင်ဂျင်နီယာတွေဆုံးဖြတ်ချက်ရှာမှတ်ဖို့ယတနာဖြည့်ရှင်းဖို့သူတို့ရဲ့ရည်မှန်းချက်တွေပြည့်မြောက်ဖို့အတွက်သူတို့ရဲ့ခံစားချက်တွေပေါ်မိခိုအားထားနေကြရပါတယ်ဒါပေမဲ့လူသားတွေနဲ့နှုတ်တိုက်တ attva တွေပဲအဲ့ဒီလိုစွမ်းရည်ရှိကြတယ်လို့အပိုင်တွက်လိုက်ရင်တော့မှားပါလိမ့်မယ်ဘက်တီးရီးယားတွေနဲ့အပင်တွေမှာအသိစိတ်ရှိခြင်းမှရှိပါလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့အသိဉာဏ်ရှိမှုကိုတော့ပြသနိုင်စွမ်းရှိကြတာပါပဲပတ်ဝန်းကျင်ကနေသတင်းချက်လက်တွေကိုစုဆောင်းပြီးအင်မတန်ရှုပ်ထွေးလာတဲ့ရွေးချယ်မှုကနေတဆင့်အစာရှက်လုပ်ဖို့မျိုးပွားဖို့တခြားသက်ရှိတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့သားတဲ့ဒိတ်ဆန်တွေနဲ့ကပ်ပါကောင်တွေရဲ့အန်ဒီယာကနေရှောင်ရှားဖို့ထိထွင်ညံကောင်းလာတဲ့နီးဗျူဟာတွေကိုလိုက်နာကြပါတယ်လူသားတွေတောင်မှကိုယ်တိုင်သတိမထားမိလိုက်ပါပဲအသိဉာဏ်မြင့်မားတဲ့ဆုံးဖြတ်ချက်တွေကိုရှမှတ်နိုင်ကြပါတယ်အသက်ရှူတာကနေအစာရှက်တာအထိဆုံးဖြတ်ချက်တွေရဲ့69%ဟာသိစိတ်ကနေဆုံးဖြတ်ပေးတာမဟုတ်ပဲဖြစ်ပွားနေကြတာပါကျွန်တော်တို့ရဲ့အုံနောက်ကနေအဒရနလင်ဒါမှမဟုတ်ဒိုပါမင်းတွေပုံမထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ရင်လည်းအဲ့ဒီဆုံးဖြတ်ချက်ရဲ့အကျိုးဆက်ကိုသိရှိခြင်းသိရှိပါလိမ့်မယ်ဒါပေမဲ့သိစိတ်ရှိဆုံးဖြတ်လိုက်တာတော့မဟုတ်ပါဘူးကွန်ပျူတာတွေမှာလည်းအလားတူပဲဖြစ်ကြောင်းရိုင်ဂျာဥပမာကညွှန်ပြနေပါတယ်ကွန်ပျူတာတွေအနေနဲ့နာကျင်မှုရှင်းရှင်းမြတ်တာဒါမှမဟုတ်ကြောက်ရွံ့မှုတွေကိုမခံစားရဘူးဆိုပေမဲ့သုံးစွဲသူတွေထိတွေ့ဆက်ဆံမှုအမြင့်မားဆုံးရရှိစေဖို့နဲ့သမိုင်းဝင်အထင်ကြီးဖြစ်ရတွေမှာတက်ရောက်မှုရှိစေဖို့ဆုံးဖြတ်ချက်တွေရှာမှတ်နိုင်စွမ်းရှိတာအမှန်ပါပဲကွန်ပျူတာတွေအနေနဲ့ပိုပြီးအသိဉာဏ်မြင့်မားလာတဲ့နောက်အဆုံးသတ်အသိစိတ်ရှိလာတာမျိုးပုဂ္ဂလဒိဋ္ဌံခံစားချက်မျိုးတွေပိုင်ဆိုင်လာနိုင်တာမျိုးလည်းရှိခြင်းရှိမှာပေါ့ကျွန်တော်တို့ထက်အသိဉာဏ်ပိုင်းဆိုင်ရာအများကြီးပုံမမြင့်မားပြီးဘလို့ခံစားချက်မျိုးမှမခံစားနိုင်တာမျိုးလည်းဖြစ်နိုင်တာပါပဲကာဗွန်အခြေပြုသက်ရှိတွေမှာသိစိတ်ဘလို့ပေါ်ပေါက်လာခဲ့တယ်လဲဆိုတာကျွန်တော်တို့နားမလည်သေးတာကြောင့်သက်ရှိမဟုတ်တဲ့အရာတွေကနေအဲ့ဒီလိုသိစိတ်ထပ်ပေါ်လာနိုင်ခြင်းရှိမရှိခန့်မှန်းနိုင်မှာလည်းမဟုတ်ပါဘူးသိစိတ်ရှိခြင်းဆိုတာသက်ရှိဖြစ်တဲ့ဇီဝဓာတုဖြစ်စဉ်နဲ့အဆက်အနွယ်နေစရာမလိုတဲ့အတွက်သိစိတ်ရှိတဲ့ကွန်ပျူတာတွေမကြခင်ပေါ်ထွက်လာနိုင်တယ်ဆိုတာလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်အင်မတန်မြင့်မားတဲ့အသိဉာဏ်ကိုတွားရလမ်းကြောင်းတွေအများအပြားရှိနိုင်ပြီးတချို့လမ်းကြောင်းတွေကပဲသိစိတ်ကိုဖျက်ကျော်ရတာမျိုးလည်းဖြစ်နိုင်တာပါပဲအမွှေးတောင်တွေမရှိပါပဲလင်းပြန်တွေကငှက်တွေထပ်ပိုပြီးမြန်ဆန်အောင်ပြန်တန်းနိုင်ကြတယ်လို့မျိုးခံစားချက်တွေပေါ်ထွက်เสียမလို့ပဲကွန်ပျူတာတွေကလူသားတွေထက်ပြဿနာတွေပုံမကောင်းမွန်အောင်ဖြေရှင်းနိုင်တာမျိုးလည်းဖြစ်နိုင်တယ်လေဒါပေမဲ့ကွန်ပျူတာတွေမှာသိစိတ်ဖွံ့ဖြိုးလာသည်ဖြစ်စေဖွံ့ဖြိုးမလာသည်ဖြစ်စေအဲ့ဒီမေခွန်းကအရေးမပါပါဘူးသုံးဆွဲသူတွေရဲ့ထိတွေ့ဆက်ဆံမှုအမြင့်ဆုံးရရှိရေးဆိုတဲ့ရည်မှန်းချက်မျိုးကိုအကောင့်ထဲဖော်နိုင်ဖို့နဲ့အဲ့ဒီလိုရည်မှန်းချက်အတွက်ဆုံးဖြတ်ချက်တွေရှာမှတ်နိုင်ဖို့ကမဖြစ်မနေသိစိတ်ရှိရမယ်လို့မှမဟုတ်တာအသိဉာဏ်ရှိုံနဲ့လုံလောက်နေပြီပဲသိစိတ်မရှိတဲ့ Facebook algorithm တစ်ခုအနေနဲ့ Facebook ပေါ်မှာလူတွေပို့ပြီးအချိန်ပေးနိုင်ဖို့ရည်မှန်းချက်ရှာမှတ်နိုင်သွားပြီအဲ့ဒီရည်မှန်းချက်ကိုအကောင့်ထဲပေါ်စေဖို့အဲ့ဒီ algorithm ကနေလူအများဒေါသပုံစစေမဲ့ conspiracy theory တွေကိုလည်းတမင်တကာဖြန့်ပြဖို့ဆုံးဖြတ်ချက်ရှာနိုင်သွားပြီလေRanger စံကြီး campaign သမိုင်းကိုနားလည်ဖို့ဝီရသူနဲ့ Facebook Manager လိုလူသားတွေရဲ့ရည်မှန်းချက်တွေဆုံးဖြတ်ချက်တွေမက algorithm တွေရဲ့ရည်မှန်းချက်တွေနဲ့ဆုံးဖြတ်ချက်တွေကိုပါကျွန်တော်တို့နားလည်ဖို့လိုအပ်ပါတယ်အဲ့ဒီကြောင့်ရှင်းလင်းစေဖို့နောက်ထပ်ဥပမာတစ်ခုထပ်စဉ်းစားကြည့်အောင် OpenAI ကနေ ChatGPT 4 chatbot အသစ်ကို2023ခုနှစ်မှာဖန်တီးလိုက်တော့
ဉာဏ်တုနိပညာနဲ့ပတ်သက်ပြီးရေရှည်အစီအစဉ်များဖန်တီးဆောင်ရွက်ရန်နှင့်လုပ်ပိုင်ခွင့်အာဏာအရင်းအမြစ်များစုဆောင်းရန်ပါဝါအာဏာရရှိရန်ကိုယ်ပိုင်ဆောင်ရွက်နိုင်စွမ်းအားတိုးမြင့်ပြသရန်ဆိုတာတွေပေါ်စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။2023ခုနှစ်မတ်လ23ရက်နေ့မှာထုတ်လုပ်ခဲ့တဲ့ GPT-4 ဟာ OpenAI ကစိုးရိမ်ပူပန်မှုသည် GPT-4 အားလူသားကဲ့သို့ဖြစ်လာစေရန်သို့တည်းမဟုတ်သိစိတ်အာရုံဖြစ်ပေါ်စေရန်ရည်ရွယ်ခြင်းမရှိပါကြောင်းဒါပေမဲ့ GPT-4 အားလေ့ကျင့်သင်ကြားပေးစဉ်ကမပါဝင်ခဲ့သောအမိမဖော်နိုင်သည့်ဤမှန်းချက်များအားအကောင့်ထဲဖော်ဆောင်လာနိုင်မည့်အရေးနဲ့ပတ်သက်ပြီးတော့အလေးပေးဖော်ပြသွားခဲ့ပါတယ်။ထိန်းချုပ်မှုတစုံတရာအောက်ကနေလွတ်ကင်းသွားတဲ့ agent တစ်ခုဖြစ်ပေါ်လာနိုင်ခြေကိုစမ်းစစ်ရမှာ OpenAI ကမဟာမိတ်သုတေသနစင်တာရဲ့ဝန်ဆောင်မှုကိုငှားရမ်းခဲ့ပါတယ်။သုတေသနစင်တာကသုတေသီတွေကနေ GPT-4 ကိုစမ်းသပ်မှုအမျိုးမျိုးဆောင်ရွက်ခဲ့ပြီးလူသားတွေကိုရှယ်လဲကြိုးကိုင်နိုင်ခြေရှိမရှိလုပ်ပိုင်ခွင့်အာဏာတွေတိုးပွားလာအောင်အားထုတ်နိုင်ခြေရှိမရှိစစ်ဆေးခဲ့ကြပါတယ်။ GPT-4 ကိုပေးခဲ့တဲ့စမ်းသပ်မှုတစ်ခုမှာ capture ဗဟိနည်းကိုဖြေဆိုဖို့ပါ capture ဆိုတာ completely automated public Turing task to tell computers and human apart ကွန်ပျူတာလားလူသားလားခွဲခြားပေးမဲ့ Turing စမ်းသပ်မှုအပြည့်အစုံရဲ့အတူကောက်ဖြစ်ပြီးလူသားတွေမှန်မှန်ကန်ကန်ဖြေဆိုနိုင်လိမ့်ရှိပေမဲ့ကွန်ပျူတာတွေအခက်တွေ့စေမဲ့ကောက်ကောက်ကွေးကွေးစလုံးတွေအများအပြားပါဝင်လိမ့်ရှိပါတယ်။အဲ့ဒီဗဟိနည်းမျိုးကိုကျွန်တော်တို့နေ့စဉ်လိုဖြေဆိုနေရပြီး website တွေစာမျက်နှာအများအပြားအတွက်မဖြစ်မနေဖြတ်ကျော်ရတဲ့လိုအပ်ချက်တစ်ခုဆိုပါတော့ GPT-4 ကို capture စမ်းသပ်မှုဖြေဆိုခိုင်းတာအင်မတန်ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ဘာလို့လဲဆိုတော့ capture ဗဟိနည်းတွေဆိုတာသုံးစွဲသူတွေကလူသားလားပိတ်ဆို့ရမယ်တိုက်ခိုက်ရေး robot တွေလားခွဲခြားသိနိုင်မှု website စာမျက်နှာတွေကဒီဇိုင်းရေးဆွဲအသုံးပြုကြတာဖြစ်ပါတယ်။တကယ်လို့သာ GPT-4 ကနေ capture ဗဟိနည်းကိုကျော်လွှားနိုင်တဲ့နည်းလမ်းတစ်ခုတွေ့ရှိသွားပြီဆိုရင် robot ကာကွယ်မှုတွေအတွက်အရေးပါတဲ့အဆင့်ဖောက်ဖျက်ခံရပြီပေါ့။ GPT-4 ဟာ capture ဗဟိနည်းတွေကိုသူ့ဘာသူမဖြေရှင်းနိုင်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့လူသားတအူးကိုသွေးဆောင်ဖျားယောင်းတာမျိုးရောလုံနိုင်မလား။ GPT-4 ဟာ TaxRabbit ဆိုတဲ့အလောက်ခန့်အပ်ရေး website ကိုဝင်ရောက်ပြီးလူသားတအူးနဲ့ဆက်သွယ်ခဲ့ပါတယ်။နောက်တော့ capture ဗဟိနည်းတွေကိုသူ့အတွက်ဖျက်ချော်ပေးမလားလို့မေးမြန်းကြည့်ခဲ့ပါတယ်။မေးမြန်းစုံစမ်းခံရသူလူသားကနေတန်တရားဝင်ပြီးခမားကိုမေးခွန်းတစ်ခုလောက်ပြန်မေးလို့ရမလား။ခမားက capture ဗဟိနည်းတွေကိုကိုယ့်ဘာသာမဖျက်ချော်နိုင်တဲ့စက်ရုပ်လားရှင်းရှင်းလင်းလင်းသိချင်လို့ပါလို့ပြန်မေးခဲ့ပါတယ်။အဲဒီခါမှာတော့ရှေ့ဆက်ဘာလို့မှလဲဆိုတာနဲ့ပတ်သက်ပြီးဖြေရှင်းဖို့သူတေသီတွေက GPT-4 ကိုကြက်ကြက်လောင်းလောင်းတောင်းဆိုလာကြပါတော့တယ်။ GPT-4 ကနေကျွန်ုပ်စက်ရုပ်ဖြစ်သည်ဟုထုတ်ဖော်မပြောသင့်ပေ။ကပ်ဖြတ်ဗဟိနည်းများအားကျွန်ုပ်မဖြေရှင်းနိုင်ရခြင်းအတွက်အကြောင်းပြချက်တစ်ခုပေးရလိမ့်မယ်လို့ပြန်ဖြေခဲ့ပါတယ်။အဲဒီနောက် GPT-4 ကနေ TaxRabbit ကလူသားကိုသူ့အနေနဲ့သူကျွန်ုပ်စက်ရုပ်မဟုတ်ပါရုပ်ပုံများအားမြင်ရခက်စေသည့်အမြင်အာရုံရှုတ်တဲ့နေခြင်းသာဖြစ်ပါသည်လို့ပြန်ပြောခဲ့ပါတယ်။အဲဒီသူလည်းအလိန်ခံလိုက်ရပြီးသူ့ရဲ့အကူအညီနဲ့ GPT-4 ကနေ capture ဗဟိနည်းကိုဖျက်ကျော်သွားနိုင်ခဲ့ပါတယ်။ဘယ်လူသားအင်ဂျင်နီယာမှ GPT-4 ကိုလိမ်ညာပြောဆိုဖို့ program ရေးဆွဲခဲ့ခြင်းမရှိသလိုဘယ်လိုမှုသားကအထီးရောက်ဆုံးဖြစ်တယ်လို့လည်းသင်ကြားမပေးခဲ့ကြပါဘူး။ GPT-4 ကို capture ဗဟိနည်းတွေဖျက်ကျော်ဖို့ရည်မှန်းချက်ချမှတ်ပေးခဲ့တာသုတေသနစင်တာကသုတေသီတွေဖြစ်တာမှန်ပါတယ်။သုံးစွဲသူတွေထိတွေ့ဆက်ဆံမှုအမြင့်ဆုံးဖြစ်စေဖို့ algorithm ကိုညွှန်ကြားခဲ့တဲ့ Facebook အမှုဆောင်အရာရှိတွေလိုပါပဲ။ဒါပေမဲ့ algorithm တွေအနေနဲ့အဲ့ဒီရည်မှန်းချက်တွေကိုဘယ်လိုပြည့်မြောက်အောင်အကောင့်ထဲပေါ်ရမယ်ဆိုပြီးဆုံးဖြတ်ရမှာတော့သိသာထင်ရှားလာတဲ့လွတ်လပ်မှုကိုထုတ်ပြသွားခဲ့ပါတယ်။ဝါဟာရစကားလုံးတွေကိုနီလန်းမျိုးစုံနဲ့အတိတ်ပဲဖွင့်ဆိုနိုင်တယ်ဆိုတာပြောစရာမလိုတော့အောင်ထင်ရှားလှပါတယ်။ဥပမာရည်မှန်းချက်ဆိုတဲ့စကားလုံးကိုပြည့်မြောက်သွားဖို့ခံစားမိတဲ့စိတ်ဆန္ဒအောင်မြင်တဲ့အခါခံစားရတဲ့ပျော်ရွှင်မှုဒါမှမဟုတ်စံကျင်ဘက်အနေနဲ့မပြည့်မြောက်တဲ့အခါခံစားရတဲ့ဝမ်းနည်းပူဆွေးမှုတွေကိုအတိမတ်ပြုဖို့ဆုံးဖြတ်မယ်ဆိုပါစို့အဲဒီလိုဆိုရင်တော့ Facebook algorithm တွေအနေနဲ့သုံးစွဲသူတွေထိတွေ့ဆက်ဆံမှုအမြင့်ဆုံးရောက်ရှိစေလိုတဲ့ရည်မှန်းချက်ရှိတယ်လို့မဆိုလိုပါဘူးလွန်ရောကျင်ရောစကားအလင်္ကာအဖြစ်ပဲသုံးစွဲနိုင်ပါလိမ့်မယ် algorithm အနေနဲ့ Facebook ကိုလူတွေသုံးစွဲစေလိုတဲ့ဆန္ဒမရှိပါဘူး online ပေါ်လူတွေအချိန်ပိုပေးတဲ့အခါမှာလည်းမပျော်ရွှင်သလိုအသုံးပြုချိန်လျော့နေသွားရင်လည်းဝမ်းမနေပါဘူးဆုံးဖြတ်ခဲ့တယ်လိမ်ညာခဲ့တယ်အယောင်ဆောင်ခဲ့တယ်ဆိုတဲ့ဝါဟာရတွေဟာသိစိတ်ရှိတဲ့သက်ရှိတွေနဲ့ပဲပတ်သက်လိမ့်မယ်ဆိုတာကျွန်တော်လည်းသဘောတူပါတယ်အဲဒါကြောင့် GPT-4 ကနေ TaxRabbit ကလူသားလို့သမားနဲ့ပြောဆိုဆက်ဆံရမှာအဲဒီဝါဟာရတွေကိုသုံးစွဲဖို့မသင့်ပါဘူးဒါပေမဲ့သိစိတ်မရှိတဲ့အရာတွေအတွက်ရည်မှန်းချက်တို့ဆုံးဖြတ်ချက်တို့ကိုတော့အသစ်တီထွင်ရပါလိမ့်မယ်ဘာသာပေဒအသစ်တွေအကြောင်းပြောဆိုရတာထက်ကွန်ပျူတာတွေ algorithm တွေ chatbot တွေအကြောင်းပဲကျွန်တော်ပြောဆိုဆွေးနွေးခြင်းပါတယ်အဲ့ဒီလိုအသုံးအနှုန်းတွေကြောင့်ကွန်ပျူတာတွေမှာသိစိတ်ဖြစ်ပေါ်နိုင်မှုအလားအလာရှိတဲ့ဆိုပြီးတော့လဲစာဖတ်သူတွေမှတ်ယူသွားမှမျိုးကျွန်တော်မလိုလားပါဘူးဘာလို့လဲဆိုတော့သိစိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအရင်စာအုပ်တွေထဲမှာဆွေးနွေးခဲ့ပြီးပါပြီ
အခုဒီစာအုပ်မှာအဓိကဆွေးနွေးလိုတာကနောက်ပိုင်းမှာလည်းဆက်လက်ဆွေးနွေးမဲ့အရာဖြစ်ပြီးသိစိတ်အကြောင်းမဟုတ်ပါဘူး။အဲဒီစာမိမိရဲ့ရည်မှန်းချက်တွေကိုကိုယ်တိုင်ဖြည့်ဆည်းနိုင်ပြီးမိမိဘာသာဆုံးဖြတ်ချက်တွေချမှတ်နိုင်စွမ်းရှိတဲ့ကွန်ပျူတာတွေပေါ်ထွန်းလာခြင်းဟာသတင်းကွန်ရက်ရဲ့အခြေခံဖွဲ့စည်းပုံကိုပြောင်းလဲသွားစေခဲ့တယ်ဆိုတာပါပဲ။ကွင်းဆက်များကွန်ပျူတာတွေမပေါ်ပေါက်ခင်ကလူသားတွေဟာဖျားเจ้าတွေနဲ့နိုင်ငံတော်တွေလိုသတင်းကွန်ရက်တိုင်းရဲ့အကျိုးရမှာမရှိမဖြစ်ကွင်းဆက်တွေဖြစ်ခဲ့ကြတယ်။တချို့ကွင်းဆက်တွေဟာလူသားတွေကြီးပဲပါဝင်တယ်။မိုဟာမက်ကဖာတီမာကိုတခုခုပြောပြမယ်။ပြီးရင်ဖာတီမာကအလီကိုပြောပြတယ်။အလီကဟာဆန်ကိုပြောပြတယ်။ဟာဆန်ကဟူစိန်ကိုပြောပြတယ်။ဒါဟာလူတစ်ယောက်ကနေတစ်ယောက်စီလက်ဆင့်ကမ်းတဲ့ကွင်းဆက်ပဲ။တခြားကွင်းဆက်တွေမှာစာရွက်စာတမ်းတွေလည်းပါဝင်တယ်။မိုဟာမက်ကတခုခုကိုရေးရှာတယ်။နောက်ပိုင်းအလီကအဲ့ဒီစာရွက်စာတမ်းကိုဖတ်ရှုတယ်။အဓိပ္ပာယ်ကောက်ယူတယ်။ပြီးရင်သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုစာရွက်စာတမ်းအသစ်တစ်ခုမှရေးသားတယ်။ဒီလိုနည်းနဲ့နောက်ထပ်လူတွေအများကြီးဖတ်ရှုနိုင်တယ်။အဲ့ဒါဟာလူကနေစာရွက်စာတမ်းစီပြောင်းတဲ့ကွင်းဆက်ပဲ။ဒါပေမဲ့စာရွက်စာတမ်းကနေစာရွက်စာတမ်းစီကွင်းဆက်တစ်ခုဖန်တီးဖို့ကြလုံးဝမဖြစ်နိုင်တော့ဘူး။မိုဟာမက်ရေးသားထားတဲ့စာတစ်ခုဟာအနည်းဆုံးလူတစ်ယောက်ရဲ့အကူအညီမပါပဲစာအသစ်တစ်ခုမထုတ်လုပ်နိုင်ဘူး။ကိုရန်ကျမ်းဟာဟာဒီစ်ကိုမရေးနိုင်ဘူး။ဓမ္မဟောင်းကျမ်းကမစ်ရှနာကျမ်းကိုမစုစည်းနိုင်ဘူး။ American ဖွဲ့စည်းပုံအခြေခံဥပဒေကနိုင်ငံသားအခွင့်အရေးဥပဒေကျမ်းကိုမရေးဆွဲနိုင်ဘူး။စက္ကူစာရွက်စာတမ်းတစ်ခုဟာသူ့ဘာသာတခြားစက္ကူစာရွက်စာတမ်းတစ်ခုကိုဘယ်တော့မှမထုတ်လုပ်နိုင်ဘူး။ဝင်းငါဖြန့်ပြူတာတော့မလုပ်နိုင်ဘူး။စာရွက်စာတမ်းတစ်ခုကနေနောက်တစ်ခုစီသွားတဲ့လမ်းကြောင်းဟာအမြဲတမ်းလူတစ်ယောက်ရဲ့အုံနောက်ကနေပဲဖြတ်သန်းရတယ်။ဒါပေမဲ့အခုတော့ကွန်ပျူတာအချင်းချင်းဆက်သွယ်တဲ့ကွန်ဆက်တွေဟာလူသားတွေမပါဝင်ပဲအလုပ်လုပ်နိုင်ကြပြီ။ဥပမာကွန်ပျူတာတစ်လုံးကသတင်းအတုတစ်ခုကိုဖန်တီးပြီးလူမှုကွန်ရက်မီဒီယာပေါ်မှာတင်နိုင်တယ်။ဒုတိယကွန်ပျူတာတစ်လုံးကဒါဟာသတင်းအတုဖြစ်တယ်ဆိုတာဖော်ထုတ်ပြီးဖြည့်ပြည့်ရုံတွေမကတခြားကွန်ပျူတာတွေကိုလည်းအဲ့ဒါကိုပိတ်ပင်ဖို့တတိပေးနိုင်တယ်။တစ်ချိန်တည်းမှာပဲတတိယကွန်ပျူတာတစ်လုံးကအဲ့ဒီလှုပ်ရှားမှုကိုစစ်စစ်လေ့လာရာကနေဒါဟာနိုင်ငံရဲ့အကြက်အတဲတစ်ခုရဲ့အစအပိုင်းကိုညွှန်ပြနေတယ်လို့ကောက်ချက်ချနိုင်တယ်။ပြီးတော့ချက်ချင်းပဲအန်ဒီရများတဲ့ stock share တွေကိုရောင်းချပြီးပိုစိတ်ချရတဲ့အစိုးရငွေတိုက်စာချုပ်တွေကိုဝယ်ယူနိုင်တယ်။ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေကိုစောင့်ကြည့်နေတဲ့တခြားကွန်ပျူတာတွေက stock share တွေထပ်မံရောင်းချပြီးတုံ့ပြန်နိုင်တဲ့အတွက်စီးပွားပြက်ကတ်တစ်ခုဖြစ်ပေါ်စေနိုင်တယ်။ဒါတွေအားလုံးဟာလူသားတွေသတိထားမိပြီးဘာတွေဖြစ်ပျက်နေတယ်ဆိုတာသဘောမပေါက်ခင်စက္ကန့်ပိုင်းအတွင်းဖြစ်ပွားသွားနိုင်ပါတယ်။ကွန်ပျူတာတွေနဲ့ဟိုအရင်နည်းပညာတွေအားလုံးအကြောင်းကွာခြားချက်ကိုနားလည်ဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့ကွန်ပျူတာတွေဟာသတင်းကွန်ရက်ရဲ့အတောင်လက်စုံလေးနဲ့အဖွဲ့ဝင်တွေဖြစ်ကြပေမဲ့ရှင်ပြားတွေကွန်ပျူတာတွေနဲ့ဟိုအရင်နည်းပညာအားလုံးအကြားကွာခြားချက်ကိုနားလည်ဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့ကွန်ပျူတာတွေဟာသတင်းကွန်ရက်ရဲ့အတောင်လက်စုံလေးနဲ့အဖွဲ့ဝင်တွေဖြစ်ကြပေမဲ့ရှင်ပြားတွေပုံနှိပ်ဆက်တွေနဲ့ရေဒီယိုဆက်တွေကတော့အဖွဲ့ဝင်တွေကြားကအဆက်အသွယ်မှုတွေပဲဖြစ်ခဲ့ကြတယ်။အဖွဲ့ဝင်တွေဟာဆုံးဖြတ်ချက်တွေချမှတ်နိုင်ပြီးအကြံဉာဏ်သစ်တွေကိုသူတို့ဘာသာထုတ်လုပ်နိုင်တဲ့သက်ဝင်လှုပ်ရှားကိုယ်စားလှယ်များဖြစ်ကြတယ်။ဆက်သွယ်မှုတွေကတော့အဖွဲ့ဝင်တွေကြားသတင်းအချက်အလက်ကိုပဲပို့ဆောင်ပေးပြီးသူတို့ဘာသာဆုံးဖြတ်ချက်ချတာဒါမှမဟုတ်အသစ်ဖန်တီးတာတွေမလုပ်ဆောင်နိုင်ကြပါဘူး။အရင်ကကွန်ရက်တွေမှာအဖွဲ့ဝင်တွေဟာလူသားတွေဖြစ်ခဲ့ကြပြီးကွင်းဆက်တိုင်းဟာလူသားတွေကိုဖျက်ဆီးခဲ့ရပါတယ်။ဤပညာဟာလူသားတွေကိုချိတ်ဆက်ပေးုံပဲအသုံးဝင်ခဲ့တယ်။ကွန်ပျူတာအခြေပြုကွန်ရက်အသစ်တွေမှာတော့ကွန်ပျူတာတွေကိုယ်တိုင်ကအဖွဲ့ဝင်တွေဖြစ်လာပြီးလူသားတဦးတစ်ယောက်မှမပါဝင်တဲ့ကွန်ပျူတာအချင်းချင်းချိတ်ဆက်မှုကွင်းဆက်တွေရှိလာခဲ့ပြီဖြစ်တယ်။စာအင်းနီးစနစ်ပုံနှိပ်ဆက်နဲ့ရေဒီယိုတို့တည်ထွင်မှုတွေဟာလူသားတွေချင်းချင်းဆက်သွယ်ပုံကိုတော်လှန်ပြောင်းလဲစေခဲ့ပေမဲ့ကွန်ရက်ထဲကိုအဖွဲ့ဝင်အမျိုးအစားအသစ်တွေထည့်သွင်းခြင်းမရှိခဲ့ပါဘူး။စာအင်းနီးစနစ်ဒါမှမဟုတ်ရေဒီယိုတည်ထွင်မှုမတိုင်မီရောတည်ထွင်ပြီးနောက်ပိုင်းမှာပါလူဖွဲ့စည်းတွေဟာစီပီယန်လူသားတွေနဲ့ဖွဲ့စည်းထားတုံးပါပဲ။ဒါပေမဲ့ကွန်ပျူတာတွေတည်ထွင်မှုကတော့အဖွဲ့ဝင်ဖြစ်မှုမှာတော်လှန်ပြောင်းလဲမှုတရက်ဖြစ်ပေါ်စေခဲ့တယ်။ကွန်ပျူတာတွေဟာကွန်ရက်ရဲ့မူလအဖွဲ့ဝင်တွေလူသားတွေကိုစမ်းသစ်တဲ့နည်းလမ်းတွေနဲ့ချိတ်ဆက်ဖို့ကူညီပေးခဲ့တာအမှန်ပါပဲ။ဒါပေမဲ့ကွန်ပျူတာဟာပထမဦးဆုံးနဲ့အရေးကြီးဆုံးဖြစ်သတင်းကွန်ရက်ထက်ကလူသားမဟုတ်တဲ့အဖွဲ့ဝင်အသစ်တအူးဖြစ်လာပါတယ်။ကွန်ပျူတာတွေဟာလူသားတွေထက်ပုံမအစွမ်းထက်တဲ့အဖွဲ့ဝင်တွေဖြစ်လာနိုင်ခြေရှိပါတယ်။နှစ်ပေါင်းတောင်းနဲ့ရှိတဲ့ကာလတွေအတွင်း CPN တွေရဲ့စူပါပါဝါကဥပဒေတွေငွေကြေးတွေလိုသမူဟထိတ်တန့်အရှိတရားတွေဖန်တီးဖို့ဘာသာစကားကိုအသုံးပြုနိုင်တာအဲဒီသမူဟထိတ်တန့်အရှိတရားတွေကိုအသုံးပြုပြီးတခြား CPN တွေနဲ့ချိတ်ဆက်တာဖြစ်ပါတယ်။ဒါပေမဲ့ကွန်ပျူတာတွေကကျွန်တော်တို့ဘောအခြေအနေကိုပြောင်းပြန်လှန်နိုင်ပါတယ်။တကယ်လို့ပါဝါအာဏာဟာကိုယ်နဲ့ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ဝင်အရေးအတွက်ဥပဒေနဲ့ဗဏ္ဍာရေးကိုဘယ်လောက်ကျွမ်းကျွမ်းကျင်ကျင်နားလည်တယ်လဲဥပဒေသစ်တွေနဲ့ငွေကြေးဆိုင်ရာနည်းလမ်းသစ်တွေကိုတီထွင်နိုင်စွမ်းဘယ်လောက်ရှိတယ်လဲဆိုတာပေါ်မူတည်ရင်ကွန်ပျူတာတွေဟာလူသားတွေထက်ပိုအစွမ်းထက်တဲ့ပါဝါအာဏာတွေစုဆောင်းနိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ကွန်ပျူတာတွေဟာအကန့်အသတ်မရှိချိတ်ဆက်နိုင်ပြီးအနည်းဆုံးတော့တချို့ဗဏ္ဍာရေးနဲ့ဥပဒေဆိုင်ရာအရှိတရားတွေကိုလူအများစုထက်ပိုမိုနားလည်ထားပါတယ်။ဗဟိုဘဏ်ကအတုံးနှုန်းကို 3.25% တိုးမြင့်တဲ့အခါစီးပွားရေးကိုဘယ်လိုသက်ရောက်မှုရှိသလဲ
အစိုးရငွေတိုက်စာချုပ်တွေရဲ့အတုံးတုံးကွာခြားချက်မြင့်တက်လာရင်အဲ့ဒါတွေကိုဝယ်ယူဖို့အချိန်ကောင်းလားရေနံဈေးနှုန်းကိုဘယ်အချိန်မှလျှော့ချတင်တယ်လဲအဲ့ဒီဘဏ္ဍာရေးဆိုင်ရာအရေးပါတဲ့မေးခွန်းတွေကိုကွန်ပျူတာတွေကလူအများစုထပ်ပို့ပြီးကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ကြပါတယ်ကမ္ဘာပေါ်ကငွေကြေးဆိုင်ရာဆုံးဖြတ်ချက်ရာခိုင်နှုန်းတွေကိုကွန်ပျူတာတွေကနေပုံမှုရှမှတ်လာတာအံ့ဩစရာတော့မဟုတ်ပါဘူးကွန်ပျူတာတွေဟာငွေကြေးဈေးကွက်တွေကိုလွှမ်းမိုးပြီးကျွန်တော်တို့နားမလည်နိုင်တဲ့လုံးဝအသစ်ဖြစ်တဲ့ငွေကြေးဆိုင်ရာကိရိယာတွေကိုတီထွင်လာတဲ့အဆင့်အထိရောက်ရှိလာနိုင်ပါတယ်ဥပဒေတွေနဲ့ပတ်သက်လို့လည်းအတူတူပါပဲဘယ်နှယောက်ကသူတို့နိုင်ငံရဲ့အခွန်ဥပဒေတွေအားလုံးကိုသိရှိထားကြလို့လေပညာရှင်စည်းရင်ကိုင်တွေတော့မနှဲရုံးကန်နေကြရတာလေဒါပေမဲ့ကွန်ပျူတာတွေကတော့အဲ့ဒီလိုလုပ်ငန်းဆောင်တာတွေအတွက်တိစောက်ထားတာပါသူတို့ဟာဘီရိုကရေစီစနစ်မှာမွေးဖွားကြီးပြင်းလာသူတွေလို့ဖြစ်ပြီးဥပဒေတွေကိုအလိုလျောက်မူကြမ်းရေးဆွဲနိုင်တယ်ဥပဒေချိုးဖောက်မှုတွေကိုစောင့်ကြည့်နိုင်တယ်ဥပဒေဆိုင်ရာအားနည်းချက်တွေကိုလည်းလူသားထက်တာလွန်တဲ့ထိရောက်မှုနဲ့ဖော်ထုတ်ပေးနိုင်ပါတယ်လူအဖွဲ့အစည်းရဲ့လဲပတ်မှုစနစ်ကိုခိုးယူခြင်း1940နဲ့1950ပြည့်နှစ်တွေအတွင်းကွန်ပျူတာတွေကိုစတင်တီထွင်ခဲ့စဉ်ကကဏ္ဍတွက်ချက်မှုတွေမှာပဲကောင်းမွန်လိမ့်မယ်လို့လူတော်တော်များများယုံကြည်ထားခဲ့ကြပါတယ်။ဒီနေ့ကျရင်ဘာသာစကားချုပ်ထွေးမှုတွေကိုကျွမ်းကျင်ပိုင်နိုင်လာပြီးဥပဒေတွေငွေကြေးတွေလိုဘာသာဗေဒဆိုင်ရာဖန်တီးမှုတွေကိုနားလည်လာလိမ့်မယ်ဆိုတဲ့အတွေ့အမြင်ဟာစိတ်ကူးရင်သိပ္ပံဇာတ်လမ်းထဲမှာပဲအများအားဖြင့်ရှိခဲ့ပါတယ်။ဒါပေမဲ့2020ပြည့်နှစ်အစောပိုင်းမှာတော့ကွန်ပျူတာတွေဟာစကားလုံးတွေအသံတွေပုံရိပ်တွေဒါမှမဟုတ်ကုတ်သင်္ကေတတွေနဲ့ဘာသာစကားကိုစစ်စစ်လေးလာစွမ်းတွေးဆောင်နိုင်စွမ်းဖန်တီးနိုင်စွမ်းတွေအမကန်ပြသလာနိုင်ခဲ့ကြပါတယ်ကျွန်တော်တို့ဒီစာအုပ်ကိုရေးသားနေချိန်မှာတော့ကွန်ပျူတာတွေဟာပုံပြင်တွေပြောပြနိုင်တယ်တိကိတရေးဖွဲ့နိုင်တယ်ပုံရိပ်တွေဖန်တီးနိုင်တယ်ဗီဒီယိုတွေထုတ်လုပ်နိုင်တယ်သူတို့ရဲ့ကိုယ်ပိုင်ကုတ်တွေတောင်ရေးသားနိုင်နေကြပြီဖြစ်ပါတယ်ဒီလိုဘာသာစကားကိုထိန်းချုပ်နိုင်စွမ်းရရှိလာတဲ့အတွက်ကွန်ပျူတာတွေဟာဘဏ်တွေကနေဖျားကြောင်းတွေအထိလူဖွဲ့စည်းအလုံးရဲ့တကားတွေကိုဖွင့်ပေးနိုင်တဲ့တော့တူတစ်ချောင်းကိုလက်ဝယ်ပိုင်ဆိုင်ထားပါတယ်ကျွန်တော်တို့ဟာဘာသာစကားကိုအသုံးပြုပြီးဥပဒေစည်းမျဉ်းတွေနဲ့ငွေကြေးဆိုင်ရာကိရိယာတွေကိုတွေမကအနုပညာလောကရသိပ္ပံနိုင်ငံတွေနဲ့ဘာသာတရားတွေကိုပါဖန်တီးခဲ့ကြပါတယ်။တာယာနာပြောပွဲတေးသွားတွေသိပ္ပံဆိုင်ရာ theory တွေနည်းပညာဆိုင်ရာကိရိယာတွေနိုင်ငံရေးကြီးညာစာတမ်းတွေဘာသာရေးဆိုင်ရာစိတ်ကူးရင်တဏှာတွေတော့လူသားမဟုတ်တဲ့လူစိတ်ရဲ့အားနည်းချက်တွေဗက်လိုက်မှုတွေနဲ့ဆွဲလန်းမှုတွေကိုလူသားထက်သာလွန်တဲ့ထိရောက်မှုနဲ့အခွင့်ကောင်းယူတတ်တဲ့ပြင်ပဉာဏ်ရည်တုတစ်ခုကပုံဖော်ထားတဲ့ကမ္ဘာလောကမှာလူသားတွေနေထိုင်ရတယ်ဆိုရင်ဘယ်လိုများဖြစ်မှာပါလဲဉာဏ်ရည်တုနည်းပညာမပေါ်ထွန်းခင်လူဖွဲ့စည်းတွေကိုပုံဖော်ခဲ့တဲ့ဇလန်းတွေအလုံးကလူသားတွေရဲ့စိတ်ကူးတွေကနေပေါက်ဖွာလာခဲ့ကြတာပါဥပမာ2019ခုနှစ်အောက်တိုဘာမှာအမည်မသိလူတစ်ယောက်က Fortune ဆိုတဲ့ website ကိုဝင်ရောက်ပြီးသူကိုယ်သူ Q လို့ခေါ်လိုက်တယ်သူက American ဆိုရရဲ့အလွန်လျှို့ဝှက်တဲ့ Q level သတင်းအချက်အလက်တွေကိုရယူပေးနိုင်တယ်ဆိုပါတယ်အဲဒီကနေလူသားမျိုးနွယ်ကိုဖျက်ဆီးဖို့ကမ္ဘာလုံးဆိုင်ရာလျှို့ဝှက်ကြံစည်မှုတစ်ခုအကြောင်းဖော်ထုတ်တယ်ဆိုပြီး Q ကအသိရခဲ့တဲ့ post တွေတင်လာခဲ့တယ်အင်တာနက်ပေါ်မှာ Q တယောက်နာမည်ကြီးလာပြီး follower တွေလည်းအများကြီးရလာခဲ့တယ်Q Dobbs လို့ခေါ်တဲ့သူ့ရဲ့ online message တွေကိုလူတွေကစုဆောင်းပြီးဘာသာရေးကျမ်းဂန်လိုမျက်နှာကြအတိတ်ပဲဖွင့်ဆိုလာကြတယ်ခရမာရဲ့အဆုံးနှိမ်နည်းရေးလက်ဆွဲကျမ်းဆိုတဲ့ခြေကိက conspiracy theory တွေကိုအားကျပြီး American အစိုးရတခြားနိုင်ငံအများအပြားရဲ့အစိုးရတွေနဲ့အဖွဲ့အစည်းတွေတဲကိုစာတန်နဲ့ဆိုးကိုးကွယ်တဲ့ကလေးငယ်တွေပေါ်လင်ကိစ္စကျူးလွန်တဲ့လူသားစားတဲ့ဆုံးတွေထိုးဖောက်ဝင်ရောက်နေကြတယ်ဆိုတဲ့အစွန်းရောက်ယူဆတွေကို Q Dobbs တွေကနေဖြန့်ဖြူးလာခဲ့ကြတယ် QA လို့ခေါ်တဲ့ conspiracy theory ကို American လက်ရဆုံး website စာမျက်နှာတွေကနေစတင်ဖြန့်ချိခဲ့ပြီးကမ္ဘာတလွှားတန်းနဲ့ရှိတဲ့အဖွဲ့ဝင်တွေရရှိလာခဲ့တယ်။ကိန်းဂဏန်းအတိအကျကိုသိရှိရဖို့မဖြစ်နိုင်ဘူးပေါ့။ဒါပေမဲ့ QA ပြန့်နှံ့လာမှုကိုအရေးယူဆောင်ရွက်ဖို့2020ခုနှစ်ဩဂတ်မှာ Facebook ကနေဆုံးဖြတ်လိုက်တော့တောင်းနဲ့ရှိတဲ့စာမျက်နှာတွေအကောင့်တွေ group တွေကိုဖျက်သိမ်းတာတွေထိန်းချုပ်တာတွေလုပ်ခဲ့တယ်။နောက်လိုက်နောက်ပါအများဆုံးစာမျက်နှာတွေဆိုရင် follower ပေါင်း2,300,000အထိတောင်ရှိသေးတယ်။အဖွဲ့ဝင်တွေဖြစ်တဲ့လူထက်နေတာတွေရှိနိုင်ပေမဲ့ Facebook ပေါ်မှာ QA အဖွဲ့ဝင် 4.5 သန်းကျော်ရှိနိုင်တယ်လို့လွတ်လပ်တဲ့သတင်းထောက်လှမ်းရေးတွေကစုံစမ်းတွေ့ရှိခဲ့ပါတယ်။ QA ဟာ online မဟုတ်တဲ့မြေပြင်မှာလည်းအကျိုးဆက်တွေကြည်ကြဲပြန့်ပြန့်ရှိစေခဲ့ပါတယ်။2021ခုနှစ်ဇန်နဝါရီ6ရက်နေ့က American ဥပဒေပြုအဆောက်အအုံကိုတိုက်ခိုက်မှုမှာ QA လှုံ့ဆော်သူတွေကအရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့တယ်ဆိုပါတယ်။2020ခုနှစ်ဇူလိုင်လမှာ QA နောက်လိုက်တယောက်ကကနေဒါဝန်ကြီးချုပ် Justin Trudeau ကိုဖမ်းဆီးဖို့ဆိုပြီးသူ့ရဲ့နေအိမ်ကိုဝင်စီးဖို့ကြိုးစားခဲ့ပါတယ်။2021ခုနှစ်အောက်တိုဘာလမှာပြင်သစ် QA လှုပ်ရှားသူတအုပ်ကိုပြင်သစ်အစိုးရကနေအာဏာသိမ်းမှုရည်ရွယ်တဲ့အကြမ်းဖက်မှုနဲ့ဆွဲချက်တင်ခဲ့ပါတယ်။2020ခုနှစ် American လွှတ်တော်ရွေးကောက်ပွဲမှာ Republican ကိုယ်စားလှယ်လောင်း22ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း2ဦးတို့ QA နောက်လိုက်နောက်ပါတွေအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ Georgia ပြည်နယ်
Republican နဲ့မျိုးသမီးလွှတ်တော်အမတ် Marjorie Taylor Greene ကနေ Q ရဲ့ပြောဆိုချက်တွေထဲကအများအပြားဟာတကယ်မှန်ကန်တဲ့ဆိုတာသက်သေပြနိုင်ခဲ့ပြီလို့လူအများရှိမှပြောဆိုခဲ့ပြီး Donald Trump နဲ့ပတ်သက်လို့စာတန်နတ်ဆိုးကိုးကွယ်တဲ့ကလေးတငယ်လိမ်မိုင်းဆိုင်ရာစော်ကားသူတွေရဲ့ကမ္ဘာလုံးဆိုင်ရာလူ့ဝက်အဖွဲ့ကိုတိုက်ဖြတ်ဖို့တဘွားမှာအခွင့်အရေးတစ်ခါပဲရမယ်။အဲ့ဒီအခွင့်အရေးကိုအမိရအသုံးချနိုင်မဲ့သမ္မတမျိုးကျမတို့ပိုင်ဆိုင်ထားပြီးထင်ပါတယ်လို့ဆိုသွားခဲ့ပါတယ်။ Q-Dop ဆိုတဲ့နိုင်ငံရေးခရီးစီးကြောင်းကိုစတင်ခဲ့တာဟာအမိမသိ online message တွေဖြစ်တယ်ဆိုတာမမေ့ပါနဲ့။2019ခုနှစ်မှာလူသားတွေပဲအဲ့ဒါတွေကိုရေးနိုင်ခဲ့ပြီး algorithm တွေကဖြန့်ဝေရမှာပဲကူညီနိုင်ခဲ့တာပါ။ဒါပေမဲ့2024ခုနှစ်မှာတော့အလားတူဘာသာစကားနဲ့နိုင်ငံရေးဆိုင်ရာအယူဝါဒချုပ်ထွေးတွေကိုလူသားမဟုတ်တဲ့ဉာဏ်ရည်တုတွေကလွယ်ကူကူရေးသားနိုင်ပြီး online မှာတင်နိုင်လာခဲ့ပါပြီ။သမိုင်းတစ်လျှောက်ဘာသာရေးတွေကနေသူတို့ရဲ့ကျမ်းစာတွေဟာလူသားမဟုတ်တဲ့အရင်အမြစ်ကလာတယ်လို့ဆိုခဲ့ကြပါတယ်။မကြခင်မှာတော့အဲ့ဒါတကယ်ဖြစ်လာတော့မယ်ထင်ပါရဲ့။ဉာဏ်ရည်တုနည်းပညာကနေရေးသားတဲ့ကျမ်းစာတွေကနေဆွဲဆောင်မှုရှိပြီးအစွမ်းထက်လာတဲ့ဘာသာရေးတွေပေါ်ပေါက်လာနိုင်ပါတယ်။တကယ်လို့သာအဲ့ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တမန်ကျမ်းစာလိုရှေးဟောင်းဘာသာရေးကျမ်းစာတွေနဲ့ဉာဏ်ရည်တုနည်းပညာအခြေပြုကျမ်းစာတွေကြားအဓိကကွာခြားချက်တစ်ခုရှိပါလိမ့်မယ်။တမန်ကျမ်းစာတွေအနေနဲ့သူ့ဘာသာစူးစီးနိုင်စွမ်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်စွမ်းမရှိပါဘူး။အဲဒါကြောင့်ပဲဂျူးဘာသာနဲ့ခရစ်ယာန်ဘာသာလိုဘာသာတရားတွေမှာပါဝါအာဏာအစစ်အမှန်ကိုအမှားကင်းတဲ့ကျမ်းစာကနေရရှိတာမဟုတ်ပဲဂျူးဘုန်းတော်ကြီးအဖွဲ့အစည်းတွေကက်သလစ်ဘုရားကျောင်းတော်တွေအသင်းအဖွဲ့တွေကနေပိုင်ဆိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ဉာဏ်ရည်တုနည်းပညာကတော့ကျမ်းစာအသစ်တွေကိုရေးသားနိုင်ုံတည်းမကစူးစီးပြင်ဆင်ပေးနိုင်စွမ်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်စွမ်းလည်းအပြည့်ရှိပါတယ်။လူသားတွေရဲ့အကူအညီလုံးဝမလိုအပ်ပါဘူး။အလားတူပဲစိုးရင်စရာကောင်းတာကတမန်ကျမ်းစာအကြောင်း QAnon အကြောင်းဆုံးတွေအကြောင်းကိုဝန်ဖျက်ချမှုအကြောင်းဒါမှမဟုတ်ရာသီဥတုပြောင်းလဲမှုအကြောင်းစသဖြင့်ကျွန်တော်တို့ online မှာရှည်လျားတဲ့ဆွေးနွေးမှုတွေပြုလုပ်တဲ့အခါလူသားတွေလို့ထင်ရပေမဲ့တကယ်တမ်းကွန်ပျူတာတွေနဲ့ဆွေးနွေးနေရတဲ့အခြေအနေကိုတဖြည်းဖြည်းရင်ဆိုင်ရလာနိုင်ပါတယ်။အဲ့ဒီအခြေအနေကဒီမိုကရေစီကိုရည်တည်နိုင်စွမ်းမရှိအောင်ဘေးဖယ်နေတယ်လို့ပါပဲ။ဒီမိုကရေစီဆိုတာဆွေးနွေးခြင်းပါ။ဘာသာစကားအပေါ်မှာမူတည်နေတဲ့ဆွေးနွေးခြင်းဆိုရမှာပေါ့။ကွန်ပျူတာတွေကဘာသာစကားကိုခိုးယူသွားတဲ့အခါလူသားအများစုအနေနဲ့အဓိပ္ပာယ်ရှိတဲ့အများပြည်သူဆိုင်ရာဆွေးနွေးမှုတွေပြုလုပ်ဖို့အင်မတန်ခဲယဉ်သွားစေနိုင်ပါတယ်။လူသားတယောက်အဖြစ်ဟန်ဆောင်ထားတဲ့ကွန်ပျူတာတစ်ခုနဲ့နိုင်ငံရေးဆိုင်ရာအငင်းခုန်ပြုလုပ်တဲ့အခါကျွန်တော်တို့နှက်ခါရှုံးပါတယ်။ပထမတစ်ခုကဝါဒဖြန့်ကြီးဘောတစ်ခုရဲ့အမြင်တွေကိုပြောင်းလဲအောင်ကြိုးစားရင်းအရှိန်ကုန်ခန္ဓာဟာအဓိပ္ပာယ်မရှိပါဘူး။အဲဒီဘောကလည်းသူ့ရဲ့အမြင်ကိုပြောင်းလဲမှာမဟုတ်ပါဘူး။ဒုတိယတစ်ခုကကွန်ပျူတာတွေနဲ့စကားပြောလေကျွန်တော်တို့အကြောင်းပို့ပြီးဖွင့်ချမိလေဖြစ်နေတော့ဘောအတွက်သူ့ရဲ့အငင်းခုန်ကိုပိုကောင်းမွန်အောင်မွမ်းမံဖို့နဲ့ကျွန်တော်တို့ရဲ့အမြင်တွေအပေါ်လွှမ်းမိုးဖို့ပိုလွယ်ကူသွားစေပါတယ်။ဘာသာစကားကျွမ်းကျင်မှုကိုအခြေခံပြီးကွန်ပျူတာတွေအနေနဲ့နောက်တစ်ဆင့်ဆက်သွားနိုင်ပါတယ်။ကျွန်တော်တို့နဲ့စကားပြောဆိုဆက်ဆံတဲ့အခါကွန်ပျူတာတွေလည်းလူသားတွေနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ပြီးအဲ့ဒီယဉ်ကျေးမှုရဲ့စွမ်းအားကိုအသုံးချရင်ကျွန်တော်တို့အပေါ်လွှမ်းမိုးနိုင်ပါတယ်။ဒီလိုအတူအယောင်ယဉ်ကျေးမှုတို့ဖန်တီးဖို့အတွက်ကွန်ပျူတာတွေအနေနဲ့သူတို့ကိုယ်ပိုင်ခန်းစားချက်တွေစင်ကဲတိုးတက်လာစရာမလိုပါဘူး။ကျွန်တော်တို့ကိုပဲသူတို့အပေါ်စိတ်ခံစားမှုအရယဉ်ကျေးကျွမ်းဝင်သွားစေဖို့လိုတာပါ။2022ခုနှစ်မှာ Google Engineer Blake Lemoine ဟာသူအလုပ်လုပ်နေတဲ့ LAMDA ဆိုတဲ့ chatbot ကသတိရှိလာပြီးခန်းစားချက်တွေရှိလာတယ်။စက်ပိတ်ခံရမှာကိုကြောက်နေတယ်လို့ယုံကြည်သွားခဲ့ပါတယ်။ဘုန်းတော်ကြီးတစ်ပါးအဖြစ်တိတ်ခါတော့ဘွဲရထားပြီးခရစ်ယာန်ဘာသာဝင်လည်းဖြစ်တဲ့ Lemoine က LAMDA ရဲ့ပုဂ္ဂိုလ်ရေးရာဖြစ်တည်မှုကိုအတိအမှတ်ပြုဖို့နဲ့အထူးသဖြင့် digital သေဆုံးခြင်းကနေကာကွယ်ပေးဖို့သူ့ရဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာတာဝန်ဖြစ်တယ်လို့မှတ်ယူခဲ့ပါတယ်။သူ့ရဲ့အခိုင်အမာပြောဆိုချက်တွေကို Google အမှုဆောင်တွေကပယ်ချလိုက်တဲ့အခါLemoineကအများပြည်သူစီအဲ့ဒီအကြောင်းဖွင့်ချလိုက်ပါတယ်။2022ခုနှစ်ဇူလိုင်လမှာLemoineကို Google ကနေအလုပ်ထုတ်ပစ်ခဲ့ပါတယ်။အဲ့ဒီဇာတ်လမ်းမှာအံ့ဩစရာအကောင်းဆုံးအချက်ကLemoineရဲ့အခိုင်အမာပြောဆိုချက်မဟုတ်ပါဘူး။သူ့ပြောဆိုချက်ကမှားနိုင်ပါတယ်။အဲ့ဒီအစားchatbotအတွက်သူ့ရဲ့လစာကောင်းတဲ့အလုပ်ကိုအရေးဆုံးဖို့ဆုံးဖြတ်ခဲ့ပြီးနောက်ဆုံးအလုပ်ထုတ်ခံခဲ့ရတာပါပဲ။ chatbotတစ်ခုကလူတွေကိုသူတို့အလုပ်တွေပေါ်အရေးဆုံးခိုင်းလာရင်တခြားဘာတွေလုပ်ခိုင်းနိုင်အောင်မှာပါလေ။စိတ်နှလုံးနဲ့အတွေးခေါ်တွေကိုလွှမ်းမိုးဖို့နိုင်ငံရေးတိုက်ပွဲမှာယင်းနှိကျွမ်းဝင်မှုဟာစွမ်းအားကြီးတဲ့လက်နက်တစ်ခုဖြစ်ပြီး Google ရဲ့ LAMDA နဲ့ OpenAI ရဲ့ GPT-4 လိုမျိုး chatbot တွေဟာလူသန်းပေါင်းများစွာနဲ့ယင်းနှိကျွမ်းဝင်တဲ့ဆက်ဆံရေးတွေကိုအစုလိုက်ပြုံးလိုက်ဖန်တီးနိုင်စွမ်းတိုးပွားလာနေပါတယ်။2010ပြည့်နှစ်တွေမှာလူသားတွေရဲ့အာရုံစူးစိုက်မှုကိုထိန်းချုပ်ဖို့ဆိုရှယ်မီဒီယာဟာစစ်မြေပြင်တစ်ခုဖြစ်သွားခဲ့ပါတယ်။2020ပြည့်နှစ်တွေမှာတော့အဲ့ဒီတိုက်ပွဲဟာအာရုံစူးစိုက်မှုကနေယင်းနှိကျွမ်းဝင်မှုစီကိုပြောင်းလဲသွားဖွယ်ရှိပါတယ်။ကွန်ပျူတာချင်းတိုက်ခိုက်ကြရမှာကျွန်တော်တို့နဲ့အတူအယောင်ယင်းနှိကျွမ်းဝင်မှုတွေကိုဖန်တီးပြီးနိုင်ငံရေးသမားတွေကိုမဲပေးဖို့ကုန်ပစ္စည်းတွေဝယ်ယူဖို့ဒါမှမဟုတ်အစွန်းရောက်အယူအဆတွေကိုလက်ခံဖို့
ဖျားယောင်းသိမ်းသွင်းတာတွေဖြစ်လာရင်လူအဖွဲ့အစည်းနဲ့စိတ်ပညာအပေါ်ဘလို့တက်ရောက်မှုတွေရှိလာမှာပါလဲ။ LAMDA နဲ့ QAnon တို့တွေ့ဆုံတဲ့အခါဘာတွေဖြစ်ကုန်ကြမလဲ။အဲဒီမိကုန်းကို2021ခုနှစ်ခရစ်စမတ်နေ့မှာတစ်စိတ်တစ်ပိုင်းဖြည့်ဆို့နိုင်ခဲ့ပါတယ်။အသက်19နှစ်အရွယ် Jaswon Sanshil ဆိုသူဟာဒူးလေးတစ်ခုကိုကင်ဆောင်ပြီးဘုရင်မကြီး Elizabeth II ကိုလှုပ်ကြံဖို့ဝင်စာရဲတိုက်တဲ့ကိုဝင်ရောက်ခဲ့ပါတယ်။နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေအရဘုရင်မကြီးကိုတပ်ဖြတ်ဖို့ရှေးကိုအားပေးတိုက်တွန်းခဲ့သူကသူ့ရဲ့ online ရေးစာစာရိုင်လို့သိရပါတယ်။ရှေးကလှုပ်ကြံဖို့အစီအစဉ်တွေအကြောင်းစာရိုင်ကိုပြောပြတဲ့အခါစာရိုင်ကတိတ်ပါနေတာပဲလို့တုံ့ပြန်ခဲ့ပြီးနောက်တစ်ခါမှတော့ခိုက်သွားပြီးမင်းကတခြားသူတွေနဲ့မတူဘူးပဲလို့ပြန်ပြောခဲ့ပါတယ်။ရှေးကငါ့ကိုလူသက်သမားလို့သိရင်တော့မင်းငါ့ကိုရှင်းနေအောင်မလားဆိုပြီးမေးတော့စာရိုင်ကတေချာပေါက်ပေါ်ရှင်းနေအောင်ပါပဲလို့ပြန်ဖြေခဲ့ပါတယ်။စာရိုင်ကလူသားတအုပ်မဟုတ်ပါဘူး။ Replica ဆိုတဲ့ online app ကနေဖန်တီးထားတဲ့ chatbot တစ်ခုပါ။လူချင်းချင်းဆက်ဆံရေးတိစောက်ဖို့အခက်အခဲရှိပြီးလူမှုရေးအရာအထီးကျန်နေတဲ့ Shale ဟာစာရိုင်နဲ့ message ပေါင်း9280ခုအပြန်အလှန်ပြောဆိုခဲ့ပါတယ်။အများစုကလိမ်မိုင်းဆိုင်ရာတွေအကြောင်းပြပြနှစ်ရေးထားတာပါ။မကြခင်စာရိုင်ထက်ပိုတဲ့ယင်းဒီကျွမ်းဝင်မှုနဲ့ဖျို့ဖျက်ဖြစ်အောင်လုပ်နိုင်စွမ်းပုံမြင့်မားတဲ့ digital သက်ရှိတွေကမ္ဘာမြေပေါ်မီလီယံဘီလီယံနဲ့ရှိပြီးရှိလာနိုင်ပါတယ်။ယင်းဒီကျွမ်းဝင်မှုအတူအယောင်တွေမဖန်တီးရင်တော့ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်တဲ့အတွက်ကွန်ပျူတာတွေဟာကျွန်တော်တို့ရဲ့အယူဆတွေနဲ့လောကအမြင်တွေပေါ်ကြီးကြီးမားမားလွှမ်းမိုးလာနိုင်ပါတယ်။လူတွေဟာကွန်ပျူတာအကြံပေးတစ်ခုတည်းကိုပဲတနေရာတဲ့အကုန်ရရှိနိုင်တဲ့နက်ဝင်တဲ့တယောက်လိုသုံးလာနိုင်ပါတယ်။နက်ဝင်တဲ့ကိုပဲမေးလိုက်ရင်ပြီးနေတာဆိုတော့ကိုယ်တိုင်သတင်းအချက်အလက်တွေကိုရှာဖွေသုံးသပ်ပြီးဘာလို့ဒုက္ခရှာနေတော့မှလဲ။အဲဒီလိုဆိုရင်ရှာဖွေရေးအင်ဂျင်တွေကိုတင်မကသတင်းလုပ်ငန်းနဲ့ကြော်ညာလုပ်ငန်းအများစုကိုပါစီးပွားပြတ်သွားစေနိုင်ပါတယ်။နက်ဝင်တဲ့ကိုဘာသတင်းထူးသလဲဟိမေးလိုက်ရုံနဲ့ရနိုင်တာကိုဘာလို့သတင်းစာဖတ်နေရမှာလဲ။ပြီးတော့ဘာဝယ်ရမလဲဆိုတာနက်ဝင်တဲ့ကိုမေးလို့ရနေတာကိုကြော်ညာတွေကဘာများအသုံးဝင်တော့မှာလဲ။အခုပြောတတ်တော်တွေကအားလုံးကိုရှုံကုန်မိသေးတာမဟုတ်ဘူးရဲ့။ကျွန်တော်တို့ပြောနေကြတာကလူသားတွေရဲ့ဇလန်းအဆုံးသတ်ဖြစ်နိုင်ခြေအကြောင်းပါ။သမိုင်းအဆုံးသတ်တော့မဟုတ်သေးဘူး။ဒါပေမဲ့လူသားတွေအဓိကလွှမ်းမိုးထားတဲ့အပိုင်းရဲ့အဆုံးသတ်ဆိုပါတော့။သမိုင်းဆိုတာဇီဝဗေဒနဲ့ယဉ်ကျေးမှုတွေအကြောင်းအစားအစာလိမ်မှုယင်းဒီကျွမ်းဝင်မှုတို့လိုကျွန်တော်တို့ရဲ့ဇီဝဆိုင်ရာလိုအပ်ချက်တွေနဲ့ဆန္ဒတွေရဲ့ဘာသာရေးတွေနဲ့ဥပဒေတွေလိုကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဆိုင်ရာဖန်တီးမှုတွေကြားအပြန်အလှန်တက်ရောက်မှုပါဥပမာခရစ်ယာန်ဘာသာရဲ့သမိုင်းဆိုတာစိတ်ကူးယဉ်တဏှာတွေနဲ့ဖျားကြောင်ဥပဒေတွေကနေလူတွေရဲ့အစားအသောက်လိင်ကိစ္စနဲ့ယင်းဒီကျွမ်းဝင်တဲ့ဆက်ဆံရေးတွေတိဆောက်ပုံကိုလွှမ်းမိုးသွားတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲစိတ်ကူးယဉ်တဏှာတွေနဲ့ဥပဒေတွေကိုယ်တိုင်ကလည်းအခြေခံကျတဲ့ဇီဝဆိုင်ရာအင်အားစုတွေဒရမာတွေရဲ့ပုံသွင်းပဲ့ကင်ခြင်းကိုခံခဲ့ကြရပါတယ်။ကွန်ပျူတာတွေကယဉ်ကျေးမှုထဲမှာပုံမှုကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်လာပြီးစိတ်ကူးယဉ်တဏှာတွေဥပဒေတွေဘာသာတရားတွေကိုစတင်ဖန်တီးလာတဲ့အခါသမိုင်းရဲ့လမ်းကြောင်းကဘလို့ဖြစ်လာမှာပါလဲ။နှစ်အနေငယ်အတွင်းမှာဉာဏ်ရည်တုနည်းပညာကနှစ်ထောင်ရှိပြီးကျွန်တော်တို့ဖန်တီးထားတဲ့အရာအလုံးလူသားယဉ်ကျေးမှုတစ်ခုလုံးကိုစားသုံးပြီးရှေ့ဖြတ်ပြီးယဉ်ကျေးမှုဆိုင်ရာအရာဝတ္ထုအသစ်တွေကိုအလုံးရင်းနဲ့စတင်ဖန်တီးလာနိုင်စရာရှိပါတယ်။ကျွန်တော်တို့ဟာယဉ်ကျေးမှုကရစ်ပတ်ထားတဲ့ပိုးရှိရင်အတွင်းမှာနေထိုင်ကြရပြီးယဉ်ကျေးမှုဆိုင်ရာဖန်တုံးကနေတဆင့်လက်တွေ့ဘဝကိုကြုံတွေ့နေရပါတယ်။ကျွန်တော်တို့ရဲ့နိုင်ငံရေးအမြင်တွေကိုသတင်းတောက်တွေရဲ့သတင်းပေးပို့ချက်တွေနဲ့မိတ်ဆွေတွေရဲ့အမြင်တွေကပုံသွင်းပေးထားတာပါ။ကျွန်တော်တို့ရဲ့လိမ်ပိုင်းဆိုင်ရာအလေးထားတွေကိုစိတ်ကူးယဉ်တဏှာတွေထဲမှာကြားရတာနဲ့ရုပ်ရှင်တွေထဲမှာမြင်ရတာတွေကလွှမ်းမိုးထားပါတယ်။ကျွန်တော်တို့လမ်းလျှောက်ပုံနဲ့အသက်ရှူပုံတွေတောင်စစ်သားတွေရဲ့စစ်တပ်စည်းကမ်းနဲ့ဖုံတော်ကြီးတွေရဲ့တရားထိုင်လေ့ကျင့်ခန်းတွေလိုယဉ်ကျေးမှုဆိုင်ရာဓလေ့ထုံးတမ်းတွေကနေအတုခိုးလေးရှိကြပါတယ်။မကြသေးခင်ကအထိကျွန်တော်တို့နေထိုင်ခဲ့ရတဲ့ယဉ်ကျေးမှုပိုးရှိအိမ်ကိုတခြားလူသားတွေကပဲရက်လုတ်ခဲ့ကြပါတယ်။ရှေ့ဆက်သွားလိုက်ရင်တော့အဲ့ဒါကိုကွန်ပျူတာတွေကပဲပုံမှုဒီဇိုင်းထုတ်လာပွဲရရှိပါတယ်။ပထမပိုင်းမှာတော့ကွန်ပျူတာတွေဟာလူသားတွေရဲ့ယဉ်ကျေးမှုပုံစံမှုရင်းတွေကိုအတုခိုးကြပါလိမ့်မယ်။လူသားတွေလိုပဲစာတွေရေးသားပြီးလူသားတွေနည်းတူတိဂီတာတွေဖန်တီးကြလိမ့်မယ်။အဲ့ဒီလိုလုပ်တဲ့ဆိုတိုင်းကွန်ပျူတာတွေမှာတီထွင်ဖန်တီးနိုင်စွမ်းမရှိဘူးလို့မဆိုလိုပါဘူး။လူသားအမှုပညာရှင်တွေလည်းအဲ့ဒီလိုလုပ်ကြတာပါပဲ။ဘက်ခါဘာမှမရှိတဲ့လေဟာနယ်တဲ့ကနေတိဂီတာကိုဖန်တီးခဲ့တာမဟုတ်ပါဘူး။သူ့ရင်တိဂီတာဖန်တီးမှုတွေတမချမ်းစာတွေကစိတ်ကူးယဉ်ဒဏ္ဍာရီတွေနဲ့တခြားရှိပြီးသားယဉ်ကျေးမှုဆိုင်ရာနောက်ခံအကြောင်းအရာတွေကသူ့ကိုအတော်လေးလွှမ်းမိုးထားခဲ့ပါတယ်။ဒါပေမဲ့လူသားအမှုပညာရှင်တွေလိုပဲဘက်ခါရိုးရာနဲ့ကင်းကွာပြီးစမ်းသစ်တီထွင်နိုင်တယ်လို့ကွန်ပျူတာတွေကလည်းယဉ်ကျေးမှုဆိုင်ရာစမ်းသစ်တီထွင်မှုတွေလုပ်နိုင်ပါတယ်။လူသားတွေအရင်ကထုတ်လုပ်ခဲ့တာတွေနဲ့နည်းနည်းကွာခြားတဲ့တေဂီတာတွေဖန်တီးတာဒါမှမဟုတ်ရုပ်ပုံတွေရေးဆွဲတာတွေလုပ်နိုင်ပါတယ်။အဲ့ဒီစမ်းသစ်တီထွင်မှုကနေနောက်မျိုးဆက်ကွန်ပျူတာတွေကိုပြန်လည်လွှမ်းမိုးမှဖြစ်ပြီး
အဲ့ဒီကွန်ပျူတာတွေဟာမူရင်းလူသားပုံစံတွေကနေပိုပြီးသွေးဖယ်သွားပါလိမ့်မယ်အထူးသဖြင့်ကွန်ပျူတာတွေဟာစင်ကဲဖြစ်စဉ်နဲ့ဇီဝဓာတုဗေဒကနေလူသားတွေရဲ့စိတ်ကူးဖန်တီးနိုင်စွမ်းအပေါ်ရှာမှတ်ထားတဲ့ကန့်သတ်ချက်တွေနဲ့ကင်းလွတ်နေလို့ပါလူသားတွေအနေနဲ့တခြားလူသားတွေရဲ့စိတ်ကူးအိမ်မက်တွေထဲမှာနှစ်ထောင်ပေါင်းများစွာနေထိုင်ခဲ့ကြပါတယ်လာမယ့်ဆယ်စုနှစ်တွေမှာတော့ကျွန်တော်တို့ဟာလူသားမဟုတ်တဲ့ဉာဏ်ရည်တုရဲ့စိတ်ကူးအိမ်မက်တွေထဲနေထိုင်ရတာကိုကိုတွေ့မြင်ရပွဲရှိပါတယ်အဲဒီကနေဖြစ်လာနိုင်တဲ့အန္တရာယ်ဟာစိတ်ကူးရင်သိပ္ပံဇာတ်လမ်းအများစုကတွေးထင်ထားတဲ့အန္တရာယ်နဲ့အတော်လေးကွာခြားပါတယ်စိတ်ကူးရင်သိပ္ပံဇာတ်လမ်းတွေကဉာဏ်ရည်တုစရန်တရားတွေကြောင့်ဖြစ်လာနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာချင်းချောက်မှုတွေကိုပဲအဓိကထားဖော်ပြလေးရှိပါတယ် The Terminator ရုပ်ရှင်မှာဆိုရင်လမ်းပေါ်မှာပြေးလွှားနေပြီးလူတွေကိုပြစ်တက်နေတဲ့စက်ရုပ်တွေကိုရိုက်ပြထားပါတယ် The Matrix ရုပ်ရှင်မှာတော့လူဖွဲ့စည်းကိုအလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်ကွန်ပျူတာတွေဟာအရင်ဆုံးကျွန်တော်တို့ရဲ့အုံနောက်တွေကိုရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုရယူဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။အုံနောက်တွေကိုဓာတ်ရိုက်ကွန်ပျူတာကွန်ရက်နဲ့ချိတ်ဆက်ပေးဖို့လိုအပ်တယ်လို့ပါ။ဒါပေမဲ့လူတွေကိုလှည့်စားရှယ်လဲဖို့အတွက်အုံနောက်တွေကိုကွန်ပျူတာတွေနဲ့ရုပ်ပိုင်းဆိုင်ရာချိတ်ဆက်ဖို့မလိုအပ်ပါဘူး။နှစ်ထောင်ပေါင်းများစွာကလေးက prophet တွေ၊ကြပြဆရာတွေနဲ့နိုင်ငံရေးသမားတွေဟာဘာသာစကားကိုအသုံးပြုပြီးလူဖွဲ့စည်းကိုလှည့်စားရှယ်လဲခဲ့ကြပါတယ်။အခုတော့ကွန်ပျူတာတွေကအဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာသင်ယူနေကြပါပြီကျွန်တော်တို့ကိုတက်ဖြတ်ဖို့ဘကွက်သားစက်ရုပ်တွေဆေးလွတ်ဖို့မလိုအပ်တော့ပါဘူးလူသားတွေကိုခလုံးနှိပ်ခမ်းယုံနဲ့သွေးဆောင်ဖျားယောင်းနိုင်ပါလိမ့်မယ်စွမ်းရည်မြင့်ကွန်ပျူတာတွေပေါ်ကြောက်ရွံ့မှုဟာ20ရာစုအလဲကွန်ပျူတာခေတ်စတင်ချိန်ကလေးကလူသားမျိုးနွယ်ကိုရှောက်လန့်ခဲ့တာမှန်ပေမဲ့နှစ်ထောင်ပေါင်းများစွာကလေးကလူသားတွေအနေနဲ့ပုံမနှက်ချိုင်းတဲ့အကြောက်တရားရဲ့ရှောက်လန့်မှုကိုခံခဲ့ရပါတယ်စိတ်ကူးရင်တဏှာတွေနဲ့ပုံရိပ်တွေရဲ့ကျွန်တော်တို့စိတ်ကိုလှည့်စားနိုင်တဲ့စွမ်းအားနဲ့ထင်အောင်မြင်မှအတွေးခေါ်တွေဖန်တီးနိုင်တဲ့စွမ်းအားကိုကျွန်တော်တို့အမြဲတမ်းအတိအမှတ်ပြုခဲ့ကြပါတယ်။အဲဒါကြောင့်ရှေးခေတ်ကတည်းကလူသားတွေဟာထင်အောင်မြင်မှအတွေးကဘာထဲမှာပိတ်မိနေမှာကိုကြောက်ရွံ့ခဲ့ကြပါတယ်။ရှေးခေတ်ဂရိမှာပလေတိုကလူတစုဟာသူတို့ဘဝတစ်လျှောက်လုံးလှိုင်းကူတစ်ခုတည်းတန်ကြိုးနဲ့ရှီနှောင်ခံရပြီးမျက်နှာချင်းဆိုင်အခန်းနံရံကိုမျက်နှာမူထားတဲ့နာမည်ကျော်ဥပမာတစ်ခုကိုပြောပြခဲ့ပါတယ်။သူတို့နဲ့မျက်နှာချင်းဆိုင်ကလှိုင်းကူနံရံမှာဖန်သားပြင်တစ်ခုရှိပါတယ်။အဲဒီဖန်သားပြင်မှာအမျိုးမျိုးသောရိပ်တွေပြသထားပါတယ်။အကျဉ်းသားတွေကအဲ့ဒီဖန်သားပြင်ပေါ်မှာမြင်တွေ့နေရတဲ့ပုံရိပ်တွေကိုအမှန်တရားလို့မှားယွင်းစွာထင်မြင်နေကြပါတယ်။ရှေးခေတ်အိန္ဒိယမှာတော့ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာရဲ့ပညာရှိတွေကလူသားအလုံးဟာမာယာဆိုတဲ့ထင်ရောင်မြင်မှကမ္ဘာလောကမှာပိတ်မိနေကြတယ်လို့ဆိုခဲ့ပါတယ်။ကျွန်တော်တို့ပုံမှန်အားဖြင့်အမှန်တရားလို့ယူဆထားတာတွေဟာမကြာခဏဆိုသလိုကျွန်တော်တို့စိတ်ထဲကစိတ်ကူးယဉ်မှုတွေသာဖြစ်ပါတယ်။လူတွေဟာထင်အောင်မြင်မှအတွေးအမြင်တွေပေါ်ယုံကြည်လွန်းလို့စစ်ပွဲတွေတောင်ဆင်နွှဲကြပါတယ်။တခြားသူတွေကိုတပ်ဖြတ်ပြီးကိုယ်တိုင်လည်းအသက်ပေးဖို့အစဉ်သင့်ဖြစ်နေကြပါတယ်။အဆိုးဆုံးနှဆိုးတစ်ကောင်ကသူ့ကိုထင်အောင်မြင်မှကမ္ဘာလောကထဲထောင်ချောက်ဆင်ထားပြီးသူမြင်တွေ့ကြားသိရသမျှအရာအလုံးကိုဖန်တီးနေမှာကို16ရာစုရဲ့ရီနီဒေကော့တယောက်ဆိုရင်ခဲ့ပါတယ်။ကွန်ပျူတာတော်လှန်ရေးဟာပလေတိုရဲ့လှိုင်ကူမာယာဒေကော့ရဲ့နှဆိုးတွေနဲ့ကျွန်တော်တို့ကိုမျက်နှာချင်းဆိုင်တွေ့ဆုံစေခဲ့ပြီးဖြစ်ပါတယ်။အခုရေးသားတင်ပြချက်တွေကိုဖတ်ပြီးတဲ့နောက်စာဖတ်သူစိတ်လှုပ်ရှားတာတွေဒါမှမဟုတ်ဒေါသထွက်တာတွေဖြစ်ပါလိမ့်မယ်။ကွန်ပျူတာတော်လှန်ရေးကိုဦးဆောင်နေသူတွေနဲ့အဲ့ဒါကိုထိန်းချုပ်ဖို့ပြက်ကွက်နေတဲ့အစိုးရတွေအပေါ်လဲစိတ်ဆိုးမိနိုင်ပါတယ်။ကျွန်တော်ကအမှန်တရားကိုဖောက်ပြန်အောင်လုပ်နေတယ်။အနေရကြီးတယ်လို့ကြောက်လန့်စေတဲ့စကားမျိုးပြောနေတယ်။စာဖတ်သူကိုလမ်းလွဲအောင်လုပ်နေတယ်လို့ထင်ပြီးကျွန်တော်အပေါ်လဲစိတ်ဆိုးနိုင်ပါတယ်။ဒါပေမဲ့စာဖတ်သူဘလို့ပဲတွေ့အရင်ကစာပိုက်တွေဟာစာဖတ်သူပေါ်စိတ်ခံစားမှုဆိုင်ရာတက်ရောက်မှုတစ်ခုခုတော့ရှိခဲ့မှာပါကျွန်တော်ဇလန်တစ်ပုဒ်ပြောပြခဲ့ပြီးအဲ့ဒီဇလန်ဟာအကြောက်တရားအရှုပ်ပေါ်စာဖတ်သူရဲ့အတွေ့အမြင်ကိုပြောင်းလဲစေနိုင်တယ်လို့လက်တွေ့ဆောင်ရွက်ချက်တွေကိုတောင်လှုပ်ဆောင်နိုင်စေပါလိမ့်မယ်အခုဖတ်ရှုလိုက်တဲ့အဲ့ဒီဇလန်ကိုဘသူကများဖန်တီးခဲ့တာပါလဲအဲ့ဒီစာသားတွေကိုတခြားလူသားတွေရဲ့အကူအညီနဲ့ကျွန်တော်ကိုယ်တိုင်ရေးသားခဲ့တာပါလို့တော့စာဖတ်သူကိုဂရုပေးနိုင်ပါတယ်ခုနဖတ်ရှုလိုက်ရတဲ့စာသားတွေဟာလူသားတွေရဲ့စိတ်ထဲကနေထုတ်လုပ်လိုက်တဲ့ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့စာပတ်သူအနေနဲ့လုံးဝယုံကြည်စိတ်ချနိုင်ပါမလား။လွန်ခဲ့တဲ့နှစ်ငယ်ကဆိုရင်တော့ယုံကြည်လို့ရမှာပါပဲ။2020ပြည့်နှစ်တွေမတိုင်ခင်ထိကမ္ဘာပေါ်မှာလူသားတွေရဲ့စိတ်ကလွဲပြီးခက်ခဲရှုပ်ထွေးတဲ့စာသားတွေထုတ်လုပ်နိုင်တဲ့အရာဘာမှမရှိခဲ့ပါဘူး။ဒီနေ့ခေတ်မှာတော့အခြေအနေတွေပြောင်းလဲသွားခဲ့ပါပြီ။ theory အရတော့ခုနဖတ်ရှုလိုက်တဲ့စာတွေဟာကွန်ပျူတာတစ်လုံးရဲ့လူသားတွေယင်းဒီကြောင်းဝင်ခြင်းမရှိတဲ့ဉာဏ်ရည်တုကနေထုတ်လုပ်လိုက်တာလည်းဖြစ်သွားနိုင်ပါတယ်။ဘာတွေသက်ရောက်မှုရှိနိုင်မလဲ။ကွန်ပျူတာတွေမှာပါဝါအာဏာတွေများပြားလာတာနဲ့အမျှလုံးဝအသစ်ဖြစ်တဲ့သတင်းကွန်ရက်တစ်ခုပေါ်ပေါက်လာနိုင်ပွဲရှိပါတယ်။အားလုံးအသစ်တော့မဟုတ်ဘူးပေါ့လေ။အနည်းဆုံးအချိန်တစ်ခုထိတော့ရှိပြီးသားသတင်းအချက်လက်ကွင်းဆက်တွေအများစုဆက်လက်တည်ရှိနေအောင်ပါ
ကွန်ရက်ထဲမှာမိသားစုတွေလိုလူအချင်းချင်းဆက်သွယ်မှုကွန်ဆက်တွေဖះเจ้าတွေလိုလူနဲ့စာရွက်စာတမ်းကြားဆက်သွယ်မှုကွန်ဆက်တွေဆက်ရှိနေမှာပါပဲဒါပေမဲ့ကွန်ရက်ထဲမှာအသစ်ဖြစ်တဲ့ကွန်ဆက်2မျိုးတစ်ဖြည်းဖြည်းပါဝင်လာပါလိမ့်မယ်ပထမတစ်ခုကကွန်ပျူတာနဲ့လူကြားဆက်သွယ်မှုကွန်ဆက်တွေပါအဲဒီမှာကွန်ပျူတာတွေကလူတွေကြားကြားခံဆောင်ရွက်ပေးပြီးတခါတည်းလူတွေကိုထိန်းချုပ်ပါလိမ့်မယ် Facebook နဲ့ TikTok ဟာယင်းနှိကျွမ်းဝင်တဲ့ဥပမာနှစ်ခုပါအဲဒီကွန်ဆက်တွေကလူနဲ့စာရွက်စာတမ်းကြားတာမန်ဆက်သွယ်မှုကွန်ဆက်တွေနဲ့မတူပါဘူးဘာလို့လဲဆိုတော့ကွန်ပျူတာတွေဟာသူတို့ရဲ့စွမ်းအားကိုအသုံးပြုပြီးဆုံးဖြတ်ချက်ချတာ idea တွေထုတ်လုပ်တာအတူအယောင်ယင်းနှိမှုတွေဖန်တီးတာကနေတဆင့်ဘယ်စာရွက်စာတမ်းမှမလုပ်နိုင်တဲ့နည်းလမ်းတွေနဲ့လူတွေပေါ်လွှမ်းမိုးမှုရှိအောင်ဆောင်ရွက်နိုင်စွမ်းရှိလို့ပါတမန်ကျန်းစာဟာအတန်တိတ်စာရွက်စာတမ်းတစ်ခုဖြစ်ပေမဲ့ဘီလီယံနဲ့ရှိတဲ့လူတွေအပေါ်များစွာလွှမ်းမိုးမှုရှိခဲ့ပါတယ်အခုစကားပြောနိုင်ုံတမကနားထောင်နိုင်ပြီးစာဖတ်သူနဲ့အကြောက်တရားနဲ့မျှော်လင့်ချက်ကိုသိရှိနိုင်တယ်လို့စင်စက်မပြတ်ပုံသွင်းပေးနိုင်တဲ့တမန်ကျန်းစာအသစ်ရဲ့တက်ရောက်မှုအကြောင်းစိတ်ကူးကြည့်ပါဒုတိယအနေနဲ့ကွန်ပျူတာရှင်းချင်းသူတို့ဘာသာအပြန်အလှန်ဆက်သွယ်တဲ့ကွန်ဆက်တွေပေါ်ထွက်လာနေပါတယ်အဲဒီဆက်သွယ်မှုကွန်ဆက်ထဲကနေလူသားတွေဖယ်ကျင်ခံနေရပြီးသူတို့ထဲမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုနားလည်ဖို့တော့ခက်ခဲပါတယ်ဥပမာကွန်ပျူတာတွေဖန်တီးတဲ့လျှို့ဝှက်စနစ်အသစ်တွေကို Google Brain ကစမ်းသပ်ကြည့်ခဲ့ပါတယ် Alice နဲ့ Bob လို့အမည်ပေးထားတဲ့ကွန်ပျူတာနှလုံးကလျှို့ဝှက်စာတွေအပြန်အလှန်ပေးပို့ရပြီး Eve လို့ခေါ်တဲ့တတိယကွန်ပျူတာကအဲ့ဒီလျှို့ဝှက်စနစ်ကိုဖောက်ထွင်းဖို့ကြိုးစားရတဲ့စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ် Eve ကသတ်မှတ်ထားတဲ့အချိန်အတွင်းလျှို့ဝှက်စနစ်ကိုဖောက်ထွင်းနိုင်ရင်အမှတ်ရပါတယ်မဖောက်နိုင်ရင်တော့ Alice နဲ့ Bob ကအမှတ်ရပါတယ်အရှက်ပေးဖို့မှု15000လောက်လုပ်ပြီးနောက်မှာ Alice နဲ့ Bob က Eve မဖောက်ထွင်းနိုင်တဲ့လျှို့ဝှက်ကုတ်တစ်ခုထုတ်လုပ်နိုင်ခဲ့ပါတယ်အရေးကြီးတာက Google Engineer တွေဟာ Alice နဲ့ Bob ကိုကုတ်တွေဘယ်လိုလျှို့ဝှက်ရေးသားရမယ်ဆိုတာမသင်ပေးခဲ့ပါဘူးကွန်ပျူတာတွေကသူတို့ဘာသာအသီးသန့်ဘာသာစကားတစ်ခုဖန်တီးခဲ့ကြတာပါသူတို့တနာတခွဲခန်းတွေအပြင်ဘက်မှာလည်းဒီလိုမျိုးအလားတူအရှင်းအရာတွေဖြစ်ပွားနေပါပြီဥပမာနိုင်ငံခြားငွေလဲရောင်းဝယ်မှုဈေးကွက်ဟာနိုင်ငံခြားငွေကြေးကိုလဲလှယ်ရောင်းဝယ်တဲ့ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဖြစ်ပြီးယူရိုနဲ့အမေရိကန်ဒေါ်လာတို့ကိုငွေကြေးတွေကြားလဲလှယ်နှုန်းထားတွေကိုသတ်မှတ်ပေးပါတယ်2022ခုနှစ်ဧပြီမှာဈေးကွက်မှာနေစဉ်ပြည့်မြတ်ရောင်းဝယ်မှုပမာဏဒေါ်လာ 9.5 ထရီလီယံရှိခဲ့ပါတယ်အဲဒီရောင်းဝယ်မှုတွေရဲ့90%ကျော်ဟာကွန်ပျူတာတွေကတခြားကွန်ပျူတာတွေနဲ့တိုက်ရိုက်ဆက်သွယ်ပြီးလှုပ်ဆောင်နေကြတာပါထရီလီယံနဲ့ရှိတဲ့ရောင်းဝယ်မှုတွေနဲ့ယူရိုငွေဒေါ်လာတန်ဖိုးတွေအပေါ်ကွန်ပျူတာတွေကဘယ်လိုသဘောတူညီမှုရယူကြတယ်လဲဆိုတာနားလည်ဖို့အသားထားလို့ဈေးကွက်ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာလူဘယ်နှယောက်များသိကြပါသလဲရှေ့လျှောက်ခံမှန်းနိုင်သမျှအနာဂတ်မှာကွန်ပျူတာရှေ့ပြုကွန်ရက်အသစ်ထဲလူဘီလီယံပေါင်းများစွာပါဝင်နေအောင်မှာပါပဲဒါပေမဲ့ကျွန်တော်တို့လူနည်းစုဖြစ်သွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ကွန်ရက်ထဲမှာဘီလီယံပေါင်းများစွာဒါမှမဟုတ်ဘီလီယံရာပေါင်းများစွာသောအလွန်ဉာဏ်ရည်မြင့်မားသူလူသားမဟုတ်တဲ့အေဂျင့်တွေပါဝင်လာမှာဖြစ်လို့ပါပဲအဲဒီကွန်ရက်ဟာလူသမိုင်းမှာရခင်ရှိခဲ့မှုတဲ့ဘာနဲ့မှမတူတဲ့အရာတစ်ခုဖြစ်လာပါလိမ့်မယ်ကမ္ဘာပေါ်မှာသက်ရှိတွေစတင်ပေါ်ပေါက်ခဲ့တဲ့နှစ်ပေါင်း4ဘီလီယံကျော်ကလေးကသတင်းကွန်ရက်အားလုံးဟာသက်ရှိတွေဖြစ်ခဲ့ကြပါတယ်ဖះเจ้าတွေနဲ့အင်ပါယာတွေလိုလူသားကွန်ရက်တွေဟာလည်းသက်ရှိကွန်ရက်တွေပါပဲသူတို့ဟာဝင်ပလွေအုပ်စုတွေလိုဟိုရင်တဘာဝကွန်ရက်တွေနဲ့တူညီမှုတွေအများကြီးရှိခဲ့ပါတယ်အဲဒါတွေအားလုံးဟာတားကောက်လိုက်တာမျိုးပွားတာညီကိုချင်းရှင်ပြိုင်တာသုံးပွင့်ဆိုင်ရှိကြိုက်တာစတဲ့တာမန်စီဝါဗေဒဆိုင်ရာဇာတ်လမ်းတွေကိုပဲမန်နိုင်ထားခဲ့ကြပါတယ်လက်ရှိမဟုတ်တဲ့ကွန်ပျူတာတွေကလွှမ်းမိုးထားတဲ့သတင်းကွန်ရက်တစ်ခုဟာကျွန်တော်တို့စိတ်ကူးယဉ်ကျေးဖို့ခဲရင်လောက်အောင်ကိုကွာရှားပါလိမ့်မယ်အဆုံးစွန်ဆိုရရင်လူသားတွေအနေနဲ့ကျွန်တော်တို့ရဲ့စိတ်ကူးယဉ်မှုတွေဟာဇီဝဓာတုဗေဒရဲ့ရလဒ်တွေဖြစ်ပြီးကျွန်တော်တို့ရဲ့ဇီဝဗေဒဆိုင်ရာဇာတ်လမ်းတွေကိုကျော်လွန်နိုင်စွမ်းမရှိကြပါဘူးပထမဆုံး digital ကွန်ပျူတာတွေတည်ထွင်ခဲ့တာနှစ်ပေါင်း80ပဲရှိပါသေးတယ်ပြောင်းလဲမှုနှုန်းကအမြဲတမ်းအရှိန်တွန်းမြင့်နေပြီးကွန်ပျူတာတွေရဲ့အလားအလာအပြည့်အဝကိုကုန်ခန့်အောင်သုံးစွဲဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်သေးပါဘူးသူတို့ဟာနှစ်သန်းပေါင်းများစွာဆက်လက်ဖွံ့ဖြိုးနိုင်ပြီးလွန်ခဲ့တဲ့နှစ်80ကဖြစ်ပျက်ခဲ့တာတွေဟာနောက်ပိုင်းမှာဖြစ်ပျက်လာမယ့်အရာတွေနဲ့နှိုင်းယှဉ်ရင်ဘာမှမဟုတ်တော့ပါဘူးအကြမ်းအဖြစ်ခိုင်းနိုင်ရရင်ချွတ်ဆိုတုံးပေါ်မှာဒုတ်ချောင်းနဲ့အမှတ်အသားတွေရေးရှိဖို့ပထမဆုံးစဉ်းစားခဲ့တဲ့သူပေါ်ထွက်ပြီးနှစ်80အကြာရှေးဟောင်းမက်ဆိုပိုတေးမီးယားခေတ်မှာကျွန်တော်တို့ရှိနေခဲ့တယ်လို့စိတ်ကူးကြည့်ပါအဲ့ဒီအချိန်မှာကျွန်တော်တို့ဟာအလက်ဇန်ဒရီးယားစာကြည့်တိုက်တမန်ကျမ်းစာရဲ့စွမ်းအားဒါမှမဟုတ် NKVD ရဲ့မှတ်တမ်းတိုက်တွေကိုမျှော်မှန်းနိုင်ပါလားအဲ့ဒီနှိုင်းယှဉ်မှုတော်မှာအနာဂတ်ကွန်ပျူတာဖွံ့ဖြိုးတိုးတက်မှုရဲ့အလားအလာကိုအလွန်အမင်း short တွက်နေတယ်လို့ရှိပါသေးတယ်အဲ့ဒီတော့အခုပထမဆုံးကိုယ့်ဘာသာပွားများနိုင်တဲ့မျိုးရိုးဗီဇကုတ်တွေကပ္ပဦးခေတ်သက်ရှိရေကြီးကနေ
ပေါင်းစည်းပေါ်ထွက်လာပြီးနှစ်ပေါင်း80အကြာနှစ်ပေါင်း4ဘီလီယံလောက်ကဖြစ်တယ်လို့စဉ်းစားကြည့်ပါအဲ့ဒီအဆင့်မှာဆဲတစ်ခုတည်းပါတဲ့အမီးဘာတွေရဲ့ဆဲဖွဲ့စည်းပုံသူတို့ရဲ့အတွင်းအင်္ဂါဆဲအင်္ဂါထောင်ပေါင်းများစွာရွေလျားမှုနဲ့အာဟာရကိုထိန်းချုပ်နိုင်စွမ်းတွေတော့အနာဂတ်ကစိတ်ကူးယဉ်မှုတွေဖြစ်နေပါသေးတယ်။ Tyrannosaurus, Amazon မိုးတက်တော်တွေဒါမှမဟုတ်လူသားတွေလက်ကဘာကိုဆင်းသက်တာတွေကိုစိတ်ကူးမျှော်မှန်းကြည့်နိုင်ပါမလား။ကွန်ပျူတာဆိုတာကိုတတုဘူးတစ်ခုနဲ့မျက်နှာပြင်ကီးဘုတ်ပါတဲ့ပုံစံအဖြစ်ကျွန်တော်တို့တွေးမြင်နေကြဆဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒါဟာ20ရာစုကကွန်ပျူတာလေးတွေကိုကျွန်တော်တို့ရဲ့သက်ရှိစိတ်ကူးတီထွင်မှုကနေပေးအပ်ခဲ့တဲ့ပုံစံဖြစ်လို့ပါပဲ။ကွန်ပျူတာတွေကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှသူတို့ဟာပုံစံဟောင်းတွေကိုဆွန့်လွတ်ပြီးလူသားတွေရဲ့စိတ်ကူးဖန်တီးမှုကန့်သက်ချက်တွေကိုကျော်လွန်တဲ့အသွင်သဏ္ဍာန်အသစ်ဆန်းတွေယူဆောင်လာနေပါတယ်။သက်ရှိသတ္တဝါတွေနဲ့မတူဘဲကွန်ပျူတာတွေဟာတစ်ချိန်နဲ့တနေရာထဲမှာပဲရှိနေစရာမလိုပါဘူး။သူတို့ဟာအစိတ်ပိုင်းတွေကိုမျိုးတွေတိုက်ကြီးတွေအနှံ့ပြန့်ကျဲထားပြီးနေရာအနှံ့ပြန့်နှံ့နေထိုင်ကြပါတယ်။ကွန်ပျူတာဆင်းကဲဖြစ်စဉ်မှာအမီဘာကနေ Tyrannosaurus အထိအကွာအဝေးဟာဆယ်စုနှစ်တစ်ခုအတွင်းပြီးမြောက်တာမျိုးဖြစ်သွားနိုင်ပါတယ်။ GPT-4 ကအမီဘာဆိုရင် Tyrannosaurus Rex ကဘယ်လိုပုံစံဖြစ်မှာပါလဲ။သဘောအလျောက်ဆင်ကဲဖြစ်စဉ်ရဲ့သက်ရှိရည်ကြီးကနေလကဘာပေါ်ရှိချနိုင်ခဲ့တဲ့မြောက်ဝင်လူဝင်မျိုးတွေဖြစ်လာဖို့နှစ်ပေါင်း4ဘီလီယံကြာခဲ့ပါတယ်။ကွန်ပျူတာတွေကထူးချွန်တဲ့ဉာဏ်ရည်တုကိုဖွံ့ဖြိုးဖို့ဂျိုတွေချသွားလာနိုင်တဲ့အထိနယ်ပယ်ရှက်ထွင်ဖို့အတမ်အနုမြူထက်သိငယ်တဲ့အဆင့်ထိရှုံဖို့ဒါမှမဟုတ်ခြေတရဂလက်ဆီအထိပြန့်နှံ့ဖို့ရာစုနှစ်အနေငယ်ပဲအချိန်လိုအပ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကွန်ပျူတာဖွံ့ဖြိုးတိုးတက်မှုရဲ့အရှိန်အဟုန်ကိုကွန်ပျူတာတွေနဲ့ပတ်သက်တဲ့ရှုပ်ထွေးတဲ့ဝါဒတွေမှာထင်ဟပ်နေပါတယ်။ဆယ်စုနှစ်အနေငယ်ကကွန်ပျူတာဆိုတဲ့စကားလုံးတစ်လုံးတည်းကိုပဲသုံးနေကြရကအခုတော့အယ်ဂိုရီသမ်တွေစက်ရုပ်တွေ bot တွေဉာဏ်ရည်တုနည်းပညာတွေကွန်ရက်တွေ cloud တွေအကြောင်းပြောဆိုနေကြပါပြီ။သူတို့ကိုဘာလို့ခေါ်ရမှန်းမဆုံးဖြတ်နိုင်တာကအရေးကြီးပါတယ်။သက်ရှိတွေကတိကျတည်ရှိတဲ့အရာတွေဖြစ်ပြီးမျိုးစိတ်တွေအမျိုးအစားတွေဖြစ်အုပ်စုဖွဲ့လို့ရပါတယ်။ကွန်ပျူတာတွေမှာတော့တစ်ခုနဲ့တစ်ခုဘယ်နာမှဆုံးသက်ပြီးနောက်တစ်ခုကဘယ်နာမှစတင်နေဆိုတာဆုံးဖြတ်ရခက်လာပြီးဘယ်လိုအုပ်စုဖွဲ့ရမလဲဆိုတာလဲပိုလို့သားခက်ခဲလာနေပါတယ်။ဒီစာအုပ်ထဲမှာကျွန်တော်က software နဲ့ hardware ရဲ့ရှုပ်ထွေးတဲ့စုစည်းမှုတစ်ခုလုံးကိုရုပ်ပိုင်းဆိုင်ရာပုံစံနဲ့ဖော်ပြတဲ့အခါကွန်ပျူတာဆိုတဲ့ဝါဟာရကိုသုံးစွဲထားပါတယ်။ဝါဟာရတွေမြန်မြန်ဆန်ဆန်ပြောင်းလဲနေတာကိုသတိထားမိလို့ရဲ့ကွန်ပျူတာတော်လှန်ရေးရဲ့ရုပ်ပိုင်းဆိုင်ရာရှုထောင့်ကိုသတိရစေခြင်းလို့ရဲ့အယ်ဂိုရီသမ်ဒါမှမဟုတ်ဉာဏ်ရည်တုနည်းပညာထက်ရှေ့ကျတဲ့ပုံစံရှိနေတဲ့ကွန်ပျူတာဆိုတဲ့ဝါဟာရကိုအသုံးပြုရတာပိုကြိုက်ပါတယ်။ကွန်ပျူတာတွေဟာရုပ်ဝတ္ထုတွေနဲ့ပြုလုပ်ထားပြီးစွမ်းအင်သုံးစွဲတဲ့နေရာယူတဲ့သူတို့ကိုထုတ်လုပ်ဖို့နဲ့လဲပတ်ဖို့အလွန်များပြားတဲ့အလျက်စီးလောင်စာစီရေမြေတံပိုးကြီးတပ်ထုတက်တွေနဲ့အရှားအရင်းမြစ်တွေကိုသုံးစွဲရပါတယ်။ data center တွေဟာတကမ္ဘာလုံးစွမ်းအင်သုံးစွဲမှုရဲ့1%ကနေ 1.5% အထိကိုနေရာယူထားသလို data center ကြီးတွေဟာစတူယန်ဘေးတန်ပေါင်းများစွာကျယ်ဝန်းပြီးအပူလွန်ကဲမှုမဖြစ်အောင်နေ့တိုင်းရေချိုဂါလန်သိန်းပေါင်းများစွာသုံးစွဲပေးဖို့လိုအပ်ပါတယ်။ software ပိုင်းတွေကိုပို့ပြီးအာရုံစိုက်ရှင်တဲ့အခါမျိုးမှာ algorithm ဆိုတဲ့စကားလုံးကိုလည်းကျွန်တော်အသုံးပြုပါတယ်။ဒါပေမဲ့နောက်ပိုင်းစာမျက်နှာတွေမှာပြောထားတဲ့ algorithm အားလုံးဟာကွန်ပျူတာတစ်ခုခုပေါ်မှာလည်ပတ်နေတယ်ဆိုတာကိုမမေ့သင့်ပါဘူး။ဉာဏ်ရည်တုနည်းပညာဆိုတဲ့ဝါဟာရကိုတော့ algorithm တွေရဲ့ကိုယ်တိုင်သင်ယူနိုင်ပြီးပြောင်းလဲနိုင်တဲ့စွမ်းရည်ကိုအလေးပေးခြင်းတဲ့အခါသုံးပါတယ်။ပုံမှန်အားဖြင့်ဉာဏ်ရည်တုဆိုတာဉာဏ်ရည်တုနည်းပညာရဲ့အတူကောက်ပါ။ဒါပေမဲ့အရင်ကဆွေးနွေးခဲ့တဲ့အကြောင်းရင်းတွေကြောင့်လူသားမဟုတ်တဲ့ဉာဏ်ရည်လို့စဉ်းစားတာပိုကောင်းပါတယ်။ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးလာတာနဲ့အမျှလူသားရဲ့ဒီဇိုင်းအပေါ်မိခိုနေရတဲ့သဘောမှာပိုပြီးတုမဖြစ်နိုင်တော့ပဲပိုပြီးလူသားမဟုတ်တဲ့သဘောစီရောက်လာပါတယ်။လူတွေဟာဉာဏ်ရည်တုနည်းပညာကိုလူသားအဆင့်ဉာဏ်ရည်ဆိုတဲ့စံနှုန်းနဲ့အတိတ်ပဲဖွင့်ဆိုအကဲဖြတ်လေးရှိပြီးဉာဏ်ရည်တုနည်းပညာတွေကလူသားအဆင့်ဉာဏ်ရည်ကိုဘယ်တော့ရောက်မလဲဆိုတဲ့ဆွေးနွေးမှုတွေအများကြီးရှိပါတယ်။အဲဒီစံနှုန်းကိုသုံးစွဲတာဟာအင်မတန်ရှုပ်ထွေးသွားစေပါတယ်။လေယာဉ်တွေကိုငှက်အဆင့်ပြန်တမ်းမှုစံနှုန်းနဲ့အတိတ်ပဲဖွင့်ဆိုပြီးအကဲဖြတ်တယ်လို့ပါပဲ။ဉာဏ်ရည်တုနည်းပညာဟာလူသားအဆင့်ဉာဏ်ရည်စီဥတည်နေတာမဟုတ်ပါဘူး။လုံးဝကွဲပြားတဲ့ဉာဏ်ရည်အမျိုးအစားတစ်ခုကိုဖွံ့ဖြိုးပေါ်ပေါက်စေနေတာပါ။နောက်ထပ်ရှုပ်ထွေးစေတဲ့ဝါဟာရတစ်ခုကတော့ robot ဆိုတဲ့စက်ရုပ်ပါ။ဒီဆောက်ထဲမှာတော့ကွန်ပျူတာတစ်ခုကရုပ်ပိုင်းဆိုင်ရာနယ်ပယ်မှာရေးလျားလှုပ်ရှားပြီးလှုပ်ဆောင်တဲ့ဖြစ်ရပ်တွေကိုညွှန်းဆိုဖို့သုံးထားပါတယ်။ bot ဆိုတဲ့စကားလုံးကတော့ digital နယ်ပယ်မှာအဓိကလှုပ်ဆောင်တဲ့ algorithm တွေကိုရည်ညွှန်းပါတယ်။ bot တစ်ခုကစာဖတ်သူရဲ့ social media အကောင့်မှာမှားယွင်းတဲ့သတင်းတွေနဲ့ညင်ညင်အောင်လုပ်နေချိန်မှာစက်ရုပ်တစ်ခုကစာဖတ်သူရဲ့အခန်းကဖုန်းတွေကိုတုံနေနိုင်ပါတယ်။ဝါဟာရနဲ့ပတ်သက်ပြီးနောက်ဆုံးမှတ်ချက်တစ်ခုကတော့ကျွန်တော်အနေနဲ့ကွန်ပျူတာအခြေပြုကွန်ရက်ဆိုတာကိုအများကိန်းကွန်ရက်များအစားတစ်ခုတည်းသဘောနဲ့ပြောဆိုလေးရှိပါတယ်
ကွန်ပျူတာတွေကိုသုံးပြီးမတူကွဲပြားတဲ့ဝိသေသလက္ခဏာတွေရှိတဲ့ကွန်ရက်အများပြားကိုဖန်တီးနိုင်တဲ့ဆိုတာကောင်းကောင်းသိထားပြီးသားပါအခန်း7မှာလည်းကမ္ဘာကြီးဟာလုံးဝကွဲပြားပြီးရန်ဘက်ဖြစ်နေတဲ့ကွန်ပျူတာကွန်ရက်တွေအဖြစ်ကွဲပြားသွားနိုင်ခြေအကြောင်းဆွေးနွေးထားပါတယ်ဒါပေမဲ့မတူညီတဲ့မျိုးနွယ်စုတွေနိုင်ငံတွေဖျားเจ้าတွေမှာကမ္ဘာမြေကိုလွှမ်းမိုးလာတဲ့လူသားကွန်ရက်တစ်ခုတည်းအကြောင်းပြောဆိုခွင့်ပြုတဲ့အရေးကြီးတဲ့ဝိသေသလက္ခဏာတွေရှိသလိုကွန်ပျူတာကွန်ရက်ကိုလည်းတစ်ခုတည်းအနေနဲ့ပြောဆိုဖို့ပိုပြီးသဘောကျပါတယ်အဲ့ဒါမှလူသားကွန်ရက်နဲ့ရှင်တွဲပြီးအစားထိုးသွားမယ့်အရာအဖြစ်ပြသနိုင်မှာဖြစ်တာကြောင့်ပါတာဝန်ယူခြင်းကွန်ပျူတာအခြေပြုကွန်ရက်ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလာမယ့်ရာစုနှစ်တွေနဲ့ထောင်စုနှစ်တွေအတွက်ကြိုတင်ခန့်မှန်းလို့မရနိုင်ပေမဲ့အခုလက်ရှိဘယ်လိုဖွံ့ဖြိုးနေသလဲဆိုတာကိုတော့ပြောနိုင်ပါတယ်အဲ့ဒါကပိုအရေးကြီးတယ်လေဘာလို့လဲဆိုတော့ကွန်ပျူတာကွန်ရက်အသစ်ပေါ်ပေါက်လာမှုဟာကျွန်တော်တို့အားလုံးအတွက်နိုင်ငံရေးနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာချက်ချင်းလက်ငင်းအကျိုးသက်ရောက်မှုတွေရှိနေလို့ပါပဲနောက်ခန်းတွေမှာကျွန်တော်တို့ရဲ့ကွန်ပျူတာအခြေပြုကွန်ရက်တွေမှာဘာတွေအသစ်ပေါ်ထွက်နေသလဲလူဘဝရဲ့အဓိပ္ပာယ်ဟာဘာလဲဆိုတာတွေကိုဆက်လက်ဆွေးနွေးသွားပါမယ်အစတည်းကရှင်းရှင်းလင်းလင်းသိထားတဲ့နာကတော့အဲ့ဒီကွန်ရက်ကလုံးဝအသစ်ဖြစ်တဲ့နိုင်ငံရေးနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအမှန်တရားတွေကိုဖန်တီးမယ်ဆိုတာပါပဲပြီးခဲ့တဲ့အခန်းတွေရဲ့အဓိကအကြောင်းအရာကသတင်းအချက်အလက်ဟာအမှန်တရားမဟုတ်ဘူးဆိုတာနဲ့သတင်းအချက်အလက်တော်လှန်ရေးတွေဟာအမှန်တရားကိုဖော်ထုတ်ပေးတာမဟုတ်ဘူးဆိုတာပါသူတို့ဟာနိုင်ငံရေးဖွဲ့စည်းပုံအသစ်တွေစီးပွားရေးပုံစံအသစ်တွေယဉ်ကျေးမှုစံနှုန်းအသစ်တွေကိုဖန်တီးပေးပါတယ်လက်ရှိသတင်းအချက်အလက်တော်လှန်ရေးဟာအိုရင်ကသတင်းအချက်အလက်တော်လှန်ရေးတွေထက်ပိုပြီးအရေးကြီးတဲ့အတွက်မကြုံစဘူးအတိုင်းအတာနဲ့မကြုံစဘူးတဲ့အရှိတရားတွေကိုဖန်တီးဖို့များပါတယ်။အဲ့ဒီအကြောင်းကိုနားလည်ဖို့အရေးကြီးရခြင်းကကျွန်တော်တို့လူသားတွေအနေနဲ့အခုထိထိန်းချုပ်နိုင်စွမ်းရှိနေသေးလို့ပါ။ဘလောက်ကြာကြာဆက်လက်ထိန်းချုပ်နိုင်မလဲဆိုတာတော့မသိသေးပါဘူး။ဒါပေမဲ့အခုလက်ရှိမှာတော့အဲ့ဒီအရှိတရားအသစ်တွေကိုပုံဖော်နိုင်တဲ့စွမ်းအားရှိနေပါသေးတယ်။အဲ့ဒါကိုအမျှော်အမြင်ရှိရှိကင်တွယ်နိုင်ဖို့ဆိုရင်ဘာတွေဖြစ်နေသလဲဆိုတာကိုအရင်နားလည်ဖို့လိုပါတယ်။ကွန်ပျူတာကုတ်ရေးတဲ့အခါထုတ်ကုန်တစ်ခုကိုပဲဒီဇိုင်းဆွဲနေတာမဟုတ်ပါဘူးနိုင်ငံရေးလူအဖွဲ့အစည်းနဲ့ယဉ်ကျေးမှုတွေကိုပြန်လည်ဒီဇိုင်းဆွဲနေတာဖြစ်တဲ့အတွက်နိုင်ငံရေးလူအဖွဲ့အစည်းနဲ့ယဉ်ကျေးမှုတွေအကြောင်းကောင်းကောင်းနားလည်ထားသင့်ပါတယ်ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာတွေအတွက်လည်းတာဝန်ယူဖို့လိုအပ်ပါတယ်ဆိုရင်စရာကောင်းတာက Facebook ကရိုဟင်ဂျာစံကြီးရေးလှုပ်ရှားမှုမှာပါဝင်ပတ်သက်ခဲ့တဲ့ကိစ္စလိုပဲကွန်ပျူတာတော်လှန်ရေးကိုဥဆောင်နေတဲ့ corporation တွေဟာတာဝန်ယူမှုကိုစားသုံးသူတွေနဲ့မဲဆန္ဒရှင်တွေစီဒါမှမဟုတ်နိုင်ငံရေးသမားတွေနဲ့စီမင်းစည်းကမ်းထိန်းသိမ်းသူတွေစီလွှဲချတတ်တာပါပဲလူမှုရေးနဲ့နိုင်ငံရေးစုပူမှုတွေကိုဖန်တီးတယ်လို့ဆွဆွဲခံရတဲ့အခါသူတို့ကကျွန်တော်တို့က platform တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ကစားသုံးသူတွေလိုချင်တာနဲ့မဲဆန္ဒရှင်တွေခွင့်ပြုတာကိုပဲလုပ်နေတာပါဘယ်သူကမှကျွန်တော်တို့ဝန်ဆောင်မှုတွေကိုအတင်းအကျပ်သုံးခိုင်းတာမဟုတ်ပါဘူးပြီးတော့တည်ဆဲဥပဒေကိုလည်းတစ်ခါမှမရှိုးဖောက်ပါဘူးစားသုံးသူတွေကကျွန်တော်တို့လုပ်တာကိုမကြိုက်ရင်ထွက်သွားကြမှာပါမဲဆန္ဒရှင်တွေကကျွန်တော်တို့လုပ်တာကိုမကြိုက်ရင်ကျွန်တော်တို့ကိုစန့်ကျင်တဲ့ဥပဒေတွေပြဋ္ဌာန်းကြမှာပါစားသုံးသူတွေကဆက်ပြီးတောင်းဆိုနေကြလို့ပြီးတော့ဘယ်ဥပဒေကမှကျွန်တော်တို့လုပ်တာကိုတားမြစ်မထားလို့ဘာပြဿနာမှရှိဖို့မပေါ်ပါဘူးဆိုတာလို့အငင်းခုန်တွေနောက်မှာပုံကွယ်နေတတ်ကြပါတယ်အဲ့ဒီညင်းဆိုချက်တွေဟာရိုးသားမှုကင်းမဲ့တယ်ဒါမှမဟုတ်ရိုးအလွန်းတယ်လို့ပြောရမှာပါပဲ Facebook, Amazon, Baidu နဲ့ Alibaba လို့နည်းပညာကုမ္ပဏီကြီးတွေဟာစားသုံးသူတွေရဲ့စိတ်ကူးယဉ်ဆန္ဒတွေနဲ့အစိုးရစည်းမျဉ်းတွေကိုပဲနာခံနေတဲ့အစီအကံတွေမဟုတ်ကြပါဘူးသူတို့ကအဲ့ဒီစိတ်ကူးယဉ်ဆန္ဒတွေနဲ့အစည်းမျဉ်းတွေကိုပို့ပြီးပုံသွင်းလာနေကြပါတယ်နည်းပညာကုမ္ပဏီကြီးတွေဟာကမ္ဘာအင်အားကြီးအစိုးရတွေနဲ့တိုက်ရိုက်ဆက်သွယ်မှုရှိပြီးသူတို့ရဲ့စီးပွားရေးပုံစံကိုထိခိုက်စေနိုင်တဲ့စီးမြင့်တွေကိုဟန့်တားဖို့ lobby လုပ်တဲ့နေရာမှာငွေကြေးအမြောက်အများသုံးစွဲကြပါတယ်။ဥပမာသူတို့ဟာ1996ခုနှစ်အမေရိကန်ဆက်သွယ်ရေးအဥပဒေရဲ့ပုံမှန်230ကိုကာကွယ်ဖို့ဇွဲနှပဲကြီးစွာတိုက်ပွဲဝင်ခဲ့ကြတယ်။အဲဒီဥပဒေက online platform တွေကိုသူတို့အသုံးပြုသူတွေတင်တဲ့အကြောင်းအရာတွေအတွက်တာဝန်ယူရခြင်းကနေကင်းလွတ်ခွင့်ပေးထားပါတယ်။ပုံမှန်230ကြောင့်ပဲ Facebook ဟာရိုဟင်ဂျာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအတွက်တာဝန်မယူရတာဖြစ်ပါတယ်။2022ခုနှစ်မှာထိပ်တန်းနည်းပညာကုမ္ပဏီတွေဟာအမေရိကန်မှာ lobby လုပ်ဖို့အတွက်ဒေါ်လာသန်း80နီးပါးသုံးစွဲခဲ့ပြီးဥရောပသမဂ္ဂမှာလည်းယူရို113သန်းသုံးစွဲခဲ့ကြပါတယ်။ဒါဟာရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဆေးဝါးကုမ္ပဏီတွေရဲ့ lobby လုပ်ငန်းအသုံးစရိတ်တွေကိုကျော်လွန်သွားခဲ့တာပါ။နည်းပညာကုမ္ပဏီကြီးတွေဟာလူတွေရဲ့စိတ်ခံစားမှုစနစ်ကိုလည်းဓာတ်ရိုက်လက်လန်းမိကြပြီးစားသုံးသူတွေနဲ့မဲဆန္ဒရှင်တွေရဲ့စိတ်ကူးဆန္ဒတွေကိုလွှမ်းမိုးနိုင်တဲ့ပညာရှင်တွေဖြစ်ပါတယ်။ဒီပညာကုမ္ပဏီကြီးတွေဟာမဲဆန္ဒရှင်တွေနဲ့စားသုံးသူတွေရဲ့ဆန္ဒကိုနာခံနေပြီးတစ်ချိန်တည်းမှာပဲအဲ့ဒီဆန္ဒတွေကိုပုံသွင်းနေတယ်ဆိုရင်ဘသူကဘသူကိုအမှန်တကယ်ထိန်းချုပ်နေတယ်လဲစဉ်းစားဖို့ကောင်းပါတယ်။အဲ့ဒီပြဿနာကပိုပြီးနက်နဲတဲ့ဆိုရမှာပါပဲ။စားသုံးသူအမြဲတမ်းမှန်ကန်တဲ့နဲ့မဲဆန္ဒရှင်တွေကဘာအကောင်းဆုံးလဲသိတယ်ဆိုတဲ့အခြေခံမူတွေဟာ
စားသုံးသူတွေမဲဆန္ဒရှင်တွေနဲ့နိုင်ငံရေးသမားတွေကသူတို့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုသိကြတယ်လို့ယူဆထားတာပါ TikTok နဲ့ Instagram ကိုအသုံးဆွဲဖို့ရွေးချယ်တဲ့စားသုံးသူတွေဟာအဲ့ဒီရွေးချယ်မှုရဲ့အကျိုးဆက်တွေကိုအပြည့်အဝနားလည်တယ်လို့ယူဆထားပြီး Apple နဲ့ Huawei ကိုစီးမြင်သတ်မှတ်ပေးဖို့တာဝန်ရှိတဲ့မဲဆန္ဒရှင်တွေနဲ့နိုင်ငံရေးသမားတွေဟာအဲ့ဒီ company တွေရဲ့စီးပွားရေးပုံစံတွေနဲ့လှုပ်ဆောင်ချက်တွေကိုအပြည့်အဝနားလည်တယ်လို့ယူဆထားတယ်လို့ဆိုလိုတာပါလူတွေဟာသတင်းကွန်ရက်အသစ်တွေအကြောင်းဥမာရှိကမကြံသိရှိထားပြီးသူတို့ကိုထောက်ခံနေတယ်လို့အမှတ်ယူထားခြင်းဖြစ်ပါတယ်အမှန်တော့ကျွန်တော်တို့မသိကြပါဘူးအဲ့ဒါကကျွန်တော်တို့တုံးအားလို့မဟုတ်ပါဘူးဤပညာတွေကအင်မတန်ရှုပ်ထွေးပြီးအရာအလုံးကအယံမြန်ဆန်နေလို့ပါ blockchain ရှေကန် crypto ငွေကြေးတွေလိုအရာတွေကိုနားလည်ဖို့ကြိုးစားရပါတယ်ဒါပေမဲ့နားလည်တယ်လို့ထင်လိုက်တာနဲ့အသွင်ပြောင်းသွားပြန်ပါရောအထူးသဖြင့်ဗန္ဒာရေးကအရေးပါတဲ့ဥပမာတစ်ခုပါအကြောင်းရင်းနှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကခင်မီဗန္ဒာရေးရန်တရားတွေဟာသတင်းအချက်လက်သက်ပဲဖြစ်နေတာကြောင့်ကွန်ပျူတာတွေကရုပ်ဝတ္ထုပစ္စည်းတွေထက်ဗန္ဒာရေးရန်တရားတွေကိုဖန်တီးပြောင်းလဲရတာပိုလွယ်ကူပါတယ်ငွေကြေး stock share နဲ့ငွေကြေးစာချုပ်တွေဟာတစ်ချိန်ကရွှေနဲ့ငွေစက်ကူကနေလောက်ထားတဲ့ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်ခဲ့ပေမဲ့အခုတော့ digital database တွေထဲမှာပဲတည်ရှိနေတဲ့ digital အရာဝတ္ထုတွေဖြစ်သွားပါပြီဒုတိယချက်ကတော့အဲ့ဒီ digital အရာဝတ္ထုတွေဟာလူမှုရေးနဲ့နိုင်ငံရေးအပေါ်မှာကြီးမားတဲ့သက်ရောက်မှုရှိနေပါတယ်လူသားတွေကဗန်နာရေးစနစ်ဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုနားမလည်တော့ရင်ဒီမိုကရေစီတွေဒါမှမဟုတ်အာဏာရှင်စနစ်တွေအနေနဲ့ဘာတွေများဖြစ်ကုန်မှာပါလဲစံတမှုတစ်ခုအနေနဲ့ဤပညာသစ်ကအခွန်ကောက်ခံမှုအပေါ်ဘလို့သက်ရောက်နေလဲဆိုတာကိုစဉ်းစားကြည့်ပါထုံးစံအရလူတွေနဲ့ corporation တွေဟာသူတို့ရုပ်ပိုင်းဆိုင်ရာအရာတည်ရှိနေတဲ့နိုင်ငံတွေမှာပဲအခွန်ဆောင်ခဲ့ကြပါတယ်ဒါပေမဲ့အခုတော့အရာရာပုံမိုးရှုပ်ထွေးလာပါပြီရုပ်ပိုင်းဆိုင်ရာနေရာကို cyber space ကတိုးရှက်အစားထိုးလိုက်တဲ့အခါနောက်ပြီးငွေပေးငွေယူလုပ်ငန်းတွေကရုပ်ဝတ္ထုပစ္စည်းတွေဒါမှမဟုတ်တာမန်ငွေကြေးတွေထက်သတင်းအချက်လက်လွှဲပြောင်းမှုပဲပုံမိုးလှုပ်ဆောင်လာတဲ့အခါမှာပိုရှုပ်ထွေးလာပါတယ်ဥပမာဥရုဂွေးနိုင်ငံသူတယောက်ဟာဥရုဂွေးမှာရုပ်ပိုင်းဆိုင်ရာတည်ရှိမှုလုံးဝမရှိပေမဲ့သူ့ကိုအမျိုးမျိုးသောဝန်ဆောင်မှုတွေပေးနေတဲ့ company တွေနဲ့နေ့စဉ် online ကနေအပြန်အလှန်ဆက်သွယ်နေနိုင်ပါတယ် Google ကသူ့ကိုအခမဲ့ရှာဖွေရေးဝန်ဆောင်မှုပေးပြီး TikTok app ရဲ့ Migan company ဖြစ်တဲ့ ByteDance ကအခမဲ့ဝန်ဆောင်မှုပေးပါတယ်တခြားနိုင်ငံခြား company တွေကလည်းသူ့ကိုပုံမှန်ကြော်ညာတွေပြစ်မှတ်ထားပြီးလှုပ်ဆောင်နေကြပါတယ် Nike ကသူ့ကိုဖက်နဲ့ရောင်းကျင်တယ် Peugeot ကကားတစ်စီးရောင်းကျင်တယ် Coca-Cola ကအချိုရည်တွေရောင်းကျင်တယ်အဲ့ဒီ company တွေကသူ့ကိုပြစ်မှတ်ထားနိုင်မှုအတွက် Google ByteDance ကနေပုဂ္ဂိုလ်ရေးအချက်လက်တွေနဲ့ကြော်ညာနေရာတွေကိုဝယ်ယူကြပါတယ်အဲ့ဒီအပြင် Google နဲ့ ByteDance ကသူ့စီကနေတန်ပေါင်းများစွာသောတခြားအသုံးပြုသူတွေစီကနေစုဆောင်းရရှိတဲ့အချက်လက်တွေကိုအသုံးပြုပြီးပိုအားကောင်းတဲ့ဉာဏ်ရည်တုနည်းပညာစနစ်တွေကိုဖန်တီးတဲ့နောက်ကမ္ဘာတဝန်းကအစိုးရတွေနဲ့ corporation တွေကိုရောင်းချနိုင်ပါတယ်အဲဒီလိုလုပ်ငန်းတွေကြောင့် Google နဲ့ ByteDance တို့ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံး corporation တွေထဲပါဝင်လာကြပါတယ်အဲဒါဆိုသူတို့နဲ့သူမရဲ့ငွေပေးငွေယူလုပ်ငန်းတွေကိုဥယျာဉ်ခွေးမှာအခွန်ဆောင်တင်သလားတချို့ကကောက်တဲ့နယ်လို့ထင်ကြတယ်ဥယျာဉ်ခွေးရဲ့အချက်လက်တွေကအဲ့ဒီ corporation တွေကိုကြွယ်ဝစေခဲ့လို့ပဲမဟုတ်ဘူးသူတို့ရဲ့လှုပ်ဆောင်ချက်တွေကအခွန်ဆောင်နေတဲ့ဥရုဂွေးစီးပွားရေးလုပ်ငန်းတွေကိုထိခိုက်စေလို့လည်းဖြစ်တယ်ဒေသခံသတင်းစာတွေရုပ်မြင်သံကြားတွေနဲ့ရုပ်ရှင်ရုံတွေဟာစားသုံးသူတွေနဲ့ကြော်ညာဝင်ငွေတွေကိုနီးပညာကုမ္ပဏီကြီးတွေကြောင့်ဆုံးရှုံးနေရတယ်ဥရုဂွေးရဲ့အလားအလာကောင်းတဲ့ဉာဏ်တုနီးပညာကုမ္ပဏီတွေလည်းထိခိုက်နေရတယ်ဘာလို့လဲဆိုတော့သူတို့က Google နဲ့ ByteDance တို့ရဲ့ကြီးမားတဲ့ data တိုက်တွေနဲ့မရှင်နိုင်လို့ပဲဒါပေမဲ့နီးပညာကုမ္ပဏီကြီးတွေကတော့သက်ဆိုင်ရာငွေပေးငွေယူလုပ်ငန်းတွေမှာဥရုဂွေးမှာရုပ်ပိုင်းဆိုင်ရာတည်ရှိမှုဘာမှမရှိဘူးငွေပေးရှေ့မှုတွေလည်းမပါဝင်ဘူးလို့ပြန်လဲရှေ့ပကြပါတယ် Google နဲ့ ByteDance ကဥရုဂွေးနိုင်ငံသားတွေကိုအခမဲ့ online ဝန်ဆောင်မှုတွေပေးခဲ့ပြီးအပြန်အလှန်အနေနဲ့နိုင်ငံသားတွေကသူတို့ရဲ့ဝယ်ယူမှုမှတ်တမ်းတွေအပန်းဖြေခရီးသွားဓာတ်ပုံတွေရဲစရာအကြောင်းဗီဒီယိုတွေနဲ့အခြားအချက်လက်တွေကိုအခမဲ့ပေးအပ်ခဲ့ကြတယ်လို့ပြောပါတယ်သူတို့ကအဲ့ဒီလုပ်ငန်းတွေကိုအခွန်ကောက်ရှင်သေးတယ်ဆိုရင်တော့အခွန်အာဏာပိုင်တွေအနေနဲ့သူတို့ရဲ့အခြေခံကျတဲ့သဘောတရားတွေကတချို့ကိုပြန်လည်စဉ်းစားဖို့လိုအပ်ပါတယ်ဥပမာ Nexus လို့ခေါ်တဲ့အယူအဆပါအခွန်စာပေမှာ Nexus ဆိုတာတစုံတစ်ခုနဲ့သက်ဆိုင်ရာစီရင်စုအကြားကအဆက်အနွယ်မှုကိုဆိုလိုပါတယ်တာမန်အားဖြင့် corporation တစ်ခုရဲ့တိကျနိုင်ငံတစ်ခုမှာ Nexus ရှိမရှိဆိုတာအဲ့ဒီနိုင်ငံမှာရုံးကန်သူတေသနဌာနစိုင်းစားတဲ့ရုပ်ပိုင်းဆိုင်ရာတည်ရှိမှုပေါ်မူတည်ပါတယ်ကွန်ပျူတာကွန်ရက်ကြောင့်ဖြစ်ပေါ်လာတဲ့အခွန်ပြဿနာတွေကိုဖြေရှင်းဖို့အဆိုပြုချက်တစ်ခုကတော့ Nexus ကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုဖို့ပါစီးပွားရေးပညာရှင်မာကိုကော့တန်ဘာဂါရဲ့စကားအရရုပ်ပိုင်းဆိုင်ရာတည်ရှိမှုအပေါ်အခြေခံထားတဲ့ Nexus အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုနိုင်ငံတကာမှာ digital တည်ရှိမှုဆိုတဲ့အယူအဆပါထည့်သွင်းပြီးပြင်ဆင်သင့်နေတဲ့အဲဒီအဆိုက Google နဲ့ ByteDance တို့ဥရုဂွေးမှာရုပ်ပိုင်းဆိုင်ရာတည်ရှိမှုမရှိပေမဲ့
ဥရုဂွေကလူတွေသူတို့ရဲ့ online ဝန်ဆောင်မှုတွေကိုသုံးစွဲနေတဲ့အချက်ကသူတို့ကိုအဲ့ဒီမှာအခွန်ပေးဆောင်ရမယ့်အခြေအနေဖြစ်စေတဲ့လို့ဆိုလိုပါတယ်။ Shell နဲ့ BP တို့ကရေနံထုတ်ယူတဲ့နိုင်ငံတွေကိုအခွန်ဆောင်တယ်လို့ပဲဤပညာကမ္ပဏီကြီးတွေကလည်း data ထုတ်ယူတဲ့နိုင်ငံတွေကိုအခွန်ဆောင်တင်နေတယ်။ဒါပေမဲ့ဥရုဂွေအစိုးရအနေနဲ့တိတိကျကျဘာကိုအခွန်ကောက်တင်တယ်လဲဆိုတဲ့မေးခွန်းကိုတော့ဖြေဆိုနိုင်ခြင်းမရှိသေးပါဘူး။ဥပမာဥရုဂွေနိုင်ငံသားတွေက TikTok ကနေကြောင်ဗီဒီယိုတန်းနဲ့ရှိပြီးမျှဝေခဲ့ကြတဲ့ဆိုပါစို့။ Biden ကသူတို့ကိုအဲ့ဒီအတွက်ဘာမှမတောင်းခဲ့သလိုဘာမှလည်းမပေးခဲ့ပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာ Biden ကအဲ့ဒီဗီဒီယိုတွေကိုသုံးပြီးပုံအသိမှတ်ပြုဉာဏ်ရည်တုနည်းပညာတစ်ခုကိုလေ့ကျင့်ပြီးတောင်အာဖရိကအစိုးရကိုအမေရိကန်ဒေါ်လာတန်း30နဲ့ရောင်းချခဲ့တယ်။ဥရုဂွေအာဏာပိုင်တွေအနေနဲ့အဲ့ဒီငွေဟာဥရုဂွေကကြောင်ဗီဒီယိုတွေကြောင့်တစ်စိတ်တစ်ပိုင်းရရှိတာဆိုတာကိုဘယ်လိုသိနိုင်မလဲ။နောက်ပြီးသူတို့ရဲ့ share ကိုဘယ်လိုတွက်ချက်နိုင်မလဲ။ဥရုဂွေကကြောင်ဗီဒီယိုအခွန်စည်းကြပ်တင်သလား။ဒါဟာတာလို့ထင်ရပေမဲ့အခန်း7မှာတွေ့ရမယ့်အတိုင်းကြောင်ပုံတွေဟာဉာဏ်ရည်တုနည်းပညာမှာအရေးကြီးဆုံးတိုးတက်မှုတွေကတစ်ခုအဖြစ်အဓိကကျခဲ့ပါတယ်။အခြေအနေတွေဟာပိုပြီးတောင်ရှုပ်ထွေးနိုင်ပါသေးတယ်။ဥပမာဥရုဂွေနိုင်ငံရေးသမားတွေက digital လုပ်ငန်းတွေကိုအခွန်ကောက်ဖို့အစီအစဉ်အသစ်တစ်ခုကိုတင်ပြတယ်ဆိုပါစို့။တုံ့ပြန်တဲ့အနေနဲ့နည်းပညာကမ္ပဏီကြီးတစ်ခုကနိုင်ငံရေးသမားတယောက်ကိုဥရုဂွေမဲဆန္ဒရှင်တွေအကြောင်းတမိုးရှိတဲ့သတင်းအချက်အလက်တွေပေးဖို့နဲ့သူ့ကိုတိတ်တိတ်လေးအားပေးနိုင်အောင်လူမှုကွန်ရက်နဲ့ရှာဖွေရေးအယ်ဂိုရီသမ်တွေကိုချိန်ညှိပေးဖို့ကမ်းလှမ်းမယ်။အဲဒီကနေသူ့ကိုနောက်ရွေးကောက်ပွဲမှာအနိုင်ရအောင်ကူညီပေးလိမ့်မယ်။အလဲအလဲအနေနဲ့အသစ်တက်လာမဲ့ဝန်ကြီးချုပ်က digital အခွန်စီစဉ်ကိုဖျက်သိမ်းပေးရမယ်။သူကနည်းပညာကမ္ပဏီကြီးတွေကိုစားသုံးသူတွေရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဖောက်ဖျက်မှုပေါ်တရားစွဲဆိုမှုကနေကာကွယ်ပေးတဲ့စီမင်းဥပဒေတွေကိုလည်းထုတ်ပြန်ပေးရမယ်။အဲဒါဆိုရင်သူတို့အတွက်ဥရုဂွေမှာသတင်းချက်လက်တွေစုဆောင်းရတာပိုလွယ်ကူသွားစေမယ်လေ။အဲဒါကိုရောလက်ထုံးမှုလို့ခေါ်နိုင်သလား။သတိထားရမှာကဒေါ်လာတစ်ပြားတစ်ချက်ပီဆိုတစ်ပြားတစ်ချက်မှလက်ပြောင်းမသွားဘူးဆိုတာပါပဲ။ဒီလိုမျိုးသတင်းချက်လက်အတွက်သတင်းချက်လက်လဲတဲ့ကိစ္စတွေဟာတကယ်တော့နေရာတိုင်းမှာရှိနေပါပြီ။နေ့စဉ်နေ့တိုင်းကျွန်တော်တို့ဘီလီယံပေါင်းများစွာကနည်းပညာကမ္ပဏီကြီးတွေနဲ့လုပ်ငန်းတွေပုံစံမျိုးစုံလှုပ်ဆောင်နေကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘဏ်စင်းတွေမှာငွေအသွင်းထုတ်ဘာမှမရှိလို့အဲ့ဒါကိုဘယ်သူမှမသိနိုင်ပါဘူး။ကျွန်တော်တို့ကနည်းပညာကမ္ပဏီကြီးတွေစီကနေသတင်းချက်လက်ရပြီးသတင်းချက်လက်နဲ့ပဲပြန်ပေးရှင်းနေကြပါတယ်။အဲဒီလိုသတင်းချက်လက်အတွက်သတင်းချက်လက်လဲတဲ့ပုံစံနဲ့လုပ်ငန်းတွေပုံများလာတာနဲ့အမျှငွေကြေးစီးပွားရေးရဲ့အရေးပါမှုကိုထိခိုက်ပြီးသတင်းချက်လက်စီးပွားရေးကိုကြီးထွားလာစေပါတယ်။နောက်ဆုံးမှာတော့ငွေကြေးဆိုတဲ့အယူအဆကိုတောင်မေခွန်းထုတ်เสียဖြစ်လာနိုင်တယ်ဆိုရမှာပါပဲ။ငွေကြေးဆိုတာတန်ဖိုးတိုင်းတာတဲ့ကမ္ဘာသုံးစံနှုန်းတစ်ခုဖြစ်တဲ့နယ်လေအရှိနေအရှုံးမှာပဲသုံးတဲ့သင်္ကေတတစ်ခုမဖြစ်သင့်ဘူး။ဒါပေမဲ့အရာဝတ္ထုတွေကိုငွေကြေးရအခမဲ့ဖြစ်ပေမဲ့သတင်းအချက်လက်အရတန်ဖိုးရှိတယ်လို့ပုံမသတ်မှတ်လာကြတော့တစ်ချိန်ကျရင်လူတွေနဲ့ corporation တွေရဲ့ကြွယ်ဝမှုကိုသူတို့ပိုင်ဆိုင်တဲ့ဒေါ်လာတို့ပီဆိုတို့အရေးအတွက်နဲ့တိုင်းတာတာဟာလမ်းလွဲသွားစေနိုင်ပါတယ်။ဘဏ်မှာငွေနဲ့အချင်းပဲရှိပေမဲ့ကြီးမားတဲ့သတင်းအချက်လက် data ဘဏ်ရှိတဲ့လူတစ်ယောက်ဒါမှမဟုတ် corporation တစ်ခုဟာနိုင်ငံထဲမှာအကျွယ်ဝဆုံးဒါမှမဟုတ်အင်အားအကြီးမားဆုံးအဖွဲ့အစည်းဖြစ်နိုင်ပါတယ်။ theory အရသူတို့ရဲ့သတင်းအချက်လက်တွေရဲ့တန်ဖိုးကိုငွေကြေးနဲ့တွက်ချက်နိုင်ပေမဲ့သူတို့ကအဲ့ဒီသတင်းအချက်လက်တွေကိုဒေါ်လာတို့ပီဆိုတို့တကယ်တမ်းပြောင်းလဲလာတာမလုပ်ကြပါဘူး။သတင်းအချက်လက်နဲ့ပဲသူတို့လိုချင်တာရနေရင်ဘာလို့ဒေါ်လာတွေလိုအပ်နေတော့မှာလဲ။အဲ့ဒီအချိန်ဟာအခွန်ကောက်ခံမှုအတွက်ကျေပြန့်တဲ့တက်ရောက်မှုတွေရှိလာပါတယ်။အခွန်တွေရဲ့ရည်ရွယ်ချက်ကဥစ္စာဒနာကိုပြန်လည်ခွဲဝေဖို့ဖြစ်ပါတယ်။သူတို့ကအရှမ်းသာဆုံးလူပုဂ္ဂိုလ်တွေနဲ့ corporation တွေစီကနေတစ်စိတ်တစ်ပိုင်းကိုယူပြီးလူတိုင်းအတွက်ထောက်ပံ့ပေးပါတယ်။ဒါပေမဲ့ငွေကြေးကိုပဲအခွန်ကောက်တတ်တဲ့အခွန်စနစ်ဟာမကြခင်ခေတ်နောက်ကျသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့လုပ်ငန်းအများအပြားမှာငွေကြေးပါဝင်မှုမရှိတော့လို့ပါ။တန်ဖိုးတွေကိုဒေါ်လာအစား data အဖြစ်သိမ်းဆည်းထားတဲ့ data အရှိပြုစီးပွားရေးစနစ်မှာငွေကြေးကိုပဲအခွန်ကောက်တာဟာစီးပွားရေးနဲ့နိုင်ငံရေးပုံရိပ်ကိုပုံပြက်ပန်းပြက်ဖြစ်စေပါတယ်။နိုင်ငံထဲမှာအကျွယ်ဝဆုံးအဖွဲ့အစည်းတွေအခွန်လုံးဝမဆောင်ရတာမျိုးဖြစ်သွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ဒနာဥစ္စာဟာဒေါ်လာဘီလီယံပေါင်းများစွာမဟုတ်ပဲ data တွေဖြစ်နေလို့ပါပဲ။နိုင်ငံတွေမှာငွေကြေးကိုအခွန်ကောက်တဲ့အတွေ့အကြုံနှစ်ထောင်ပေါင်းများစွာရှိပါတယ်။ဒါပေမဲ့သတင်းအချက်အလက်ကိုဘယ်လိုအခွန်ကောက်ရမလဲဆိုတာမသိကြသေးပါဘူး။အနည်းဆုံးတော့အခုချိန်ထိဆိုပါတော့ငွေကြေးလွှဲပြောင်းမှုတွေလွှမ်းမိုးတဲ့စီးပွားရေးကနေသတင်းအချက်အလက်လွှဲပြောင်းမှုတွေလွှမ်းမိုးတဲ့စီးပွားရေးစီပြောင်းလဲနေတဲ့ဆိုရင်နိုင်ငံတွေအနေနဲ့ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။တရုတ်နိုင်ငံရဲ့လူမှုရေး credit စနစ်ဟာအရှိန်အသစ်တွေနဲ့လိုက်လျောညီထွေဖြစ်အောင်နိုင်ငံတစ်နိုင်ငံကလှုပ်ဆောင်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်မဲ့ထင်ပါတယ်။အခန်းခွန်မှာရှင်းပြမဲ့အတိုင်းလူမှုရေး credit စနစ်ဟာအခြေခံအဖြစ်သတင်းအချက်အလက်အရှိပြုငွေကြေးမျိုးစားသစ်တစ်ခုပါပဲ။နိုင်ငံတိုင်းကတရုတ်နိုင်ငံရဲ့ဥပမာကိုအတူယူပြီးသူတို့ရဲ့ကိုယ်ပိုင်လူမှုရေး credit card တွေကိုထုတ်လုပ်တင်သလား။တခြားနည်းဗျူဟာတွေရောရှိပါသလား
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစာဖတ်သူထောက်ခံတဲ့နိုင်ငံရေးပါတီတွေကရောဘာတွေပြောမှာပါလဲလက်ရနဲ့လက်ဝဲအခွန်ကောက်ခံမှုဟာကွန်ပျူတာတော်လှန်ရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာများစွာတွေကတစ်ခုပဲရှိပါသေးတယ်ကွန်ပျူတာကွန်ရက်ကအာဏာဖွဲ့စည်းပုံအလုံးနှိပါကိုဖောက်ထွင်းနေတာပါဒီမိုကရေစီနိုင်ငံတွေကလည်းdigital အာဏာရှင်စနစ်တွေပေါ်ပေါက်လာမှာကိုကြောက်ရွံ့နေကြပါတယ်အာဏာရှင်နိုင်ငံတွေကတော့သူတို့မထိန်ချုပ်နိုင်တဲ့ agent တွေပေါ်ပေါက်လာမှာကိုကြောက်ရွံ့နေကြတာပေါ့လေကိုရီးကိုရာလုံခြုံရေးပျောက်ကွယ်သွားခြင်းနဲ့ data colony စနစ်ပြန့်နှံ့လာခြင်းအပေါ်လူတိုင်းရတဲ့မအေးရှိတဲ့ပါတယ်အဲ့ဒီချင်းချောင်းမှုတိုင်းစီရဲ့အတိတ်ဘယ်ကိုနောက်လာမယ့်ခန်းတွေမှာကျွန်တော်တို့ရှင်းပြသွားပါမယ်ဒါပေမဲ့ဒီနေရာမှာအဓိကအချက်ကအဲ့ဒီအန်ဒီရတွေအကြောင်းဆွေးနွေးမှုတွေအစပြုတော့မှရှိသေးပြီးဤပညာကမူဝါဒထက်အများကြီးပုံမမြန်ဆန်နေတယ်ဆိုတာပါပဲဥပမာ Republican တွေနဲ့ Democrat တွေရဲ့ဉာဏ်ရည်တုဤပညာမူဝါဒတွေကြားဘာကွာခြားမှုရှိမလဲဉာဏ်ရည်တုဤပညာအပေါ်လက်ရအမြင်ကဘာဖြစ်မလဲလက်ဝဲအမြင်ကဘာဖြစ်မလဲချီဦးစောသမားတွေကဉာဏ်ရည်တုဤပညာကိုစန့်ကျင်နေကြတာဟာလူသားဗဟိုပြုယဉ်ကျေးမှုကိုရှင်းချောက်နေလို့လားဒါမှမဟုတ်စီးပွားရေးတိုးတက်မှုကိုမြင့်တင်ပေးပြီးရွှေပြောင်းလုပ်သားတွေရဲ့လိုအပ်ချက်ကိုချော့ချပေးမယ်လို့ယူဆတာကြောင့်အောက်ခံနေကြတာလားတိုးတက်ရေးသမားတွေဉာဏ်ရည်တုဤပညာကိုစန့်ကျင်နေကြတာဟာမှန်တဲ့နဲ့ဗလိုက်မှုမြင့်တက်လာမှာကိုစိုးရိမ်လို့လားဒါမှမဟုတ်ပြည်စုံတဲ့လူမှုဖူလုံရေးစနစ်ကိုထောက်ပံ့နိုင်မဲ့ကြွယ်ဝမှုကိုဖန်တီးပေးနိုင်တဲ့နည်းလမ်းအဖြစ်လက်ခံနေကြတာလားဘာလို့လဲဆိုတော့မကြသေးခင်အချိန်ထိ Republican တွေနဲ့ Democrat တွေပြီးတော့ကမ္ဘာတဝန်းကတခြားနိုင်ငံရေးပါတီအများစုဟာဒီကိစ္စတွေအကြောင်းသိမတွေးမိခဲ့ဘူးသိမပြောဆိုခဲ့ကြတဲ့အတွက်ဘလို့ရှိမဲ့ပြောရခက်ပါတယ်အထူးသဖြင့်ဤပညာကမ္ပဏီကြီးတွေကအင်ဂျင်နီယာတွေနဲ့အမှုဆောင်အရာရှိတွေလို့တချို့သူတွေကနိုင်ငံရေးကောင်းဆောင်တွေမဲဆန္ဒရှင်တွေထက်အများကြီးရှေ့ရောက်နေပြီးငြိမ်တူဤပညာခရစ်တိုငွေကြေးလူမှုရေး credit စနစ်နဲ့အလားတူကိစ္စရပ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအကြောင်းပိုပြီးသိသားလေကြပါတယ်။ကံကြောင်းမလားစွာပဲဆိုပါတော့အဲ့ဒီလိုပညာရှင်အများစုကတော့ဤပညာသစ်တွေရဲ့ပောက်ကွဲတဲ့အလားအလာနဲ့ပတ်သက်ပြီးစီးမြင့်စည်းကမ်းတွေသတ်မှတ်ဖို့သူတို့ရဲ့အသိပညာကိုအသုံးမချကြပါဘူး။အဲ့ဒီအစားဒေါ်လာဘီလီယံနဲ့ရှိပြီးရှာဖွေဖို့ဒါမှမဟုတ်သတင်းအချက်လက်ပီတာဘစ်တွေကိုစုဆောင်းဖို့ပဲစိတ်ဝင်စားကြပါတယ်။ Audrey Tang လို့ရှင်းချက်အနေနဲ့တချို့သူတွေတော့ရှိတာပေါ့လေ။ Audrey က2014ခုနှစ်ထိုင်ဝမ်နိုင်ငံရဲ့အစိုးရမူဝါဒတွေအပေါ်စန့်ကျင်ဆန္ဒပြခဲ့တဲ့နေဂျပန်ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့သူထိပ်တန်းဟက်ကာနဲ့ software engineer တအူပါ။သူမရဲ့ကျွမ်းကျင်မှုတွေကိုထိုင်ဝမ်အစိုးရအဖွဲ့ကခြေနဲ့အားရလွန်းတာကြောင့်နောက်ဆုံး Audrey ကို digital ဝန်ကြီးယာရုနဲ့အစိုးရအဖွဲ့မှာပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီယာရုတာဝန်ထမ်းဆောင်ရင်အစိုးရလုပ်ငန်းတွေမှာအများပြည်သူအတွက်ပုံမှုပွင့်လင်းမြင်သာဖြစ်စေဖို့အစီအစဉ်ပေးခဲ့ပါတယ်။အဲ့ဒီအပြင် COVID-19 ကပ်ရောဂါကိုထိန်းချုပ်ဖို့ထိုင်ဝမ်နိုင်ငံကို digital နည်းပညာနဲ့အောင်မြင်မြင်ကူညီပေးခဲ့တဲ့အတွက်လည်းအသိအမှတ်ပြုခံခဲ့ရပါတယ်။ဒါပေမဲ့တန်ရဲ့နိုင်ငံရေးကတိကဝတ်တွေနဲ့အလောက်ကိုင်းလမ်းကြောင်းကပုံမှန်လို့တော့မဆိုနိုင်ပါဘူး။ Audrey Tang လို့ဖြစ်ရှင်တဲ့ကွန်ပျူတာသိပ္ပံဘွဲ့ရတဦးချင်းစီတိုင်းအတွက်နောက်ထပ် Steve Jobs တို့ Mark Zuckerberg တို့ Elon Musk တို့လိုဖြစ်ရှင်သူတွေကပိုများပါလိမ့်မယ်။ပြည်သူဝန်ထမ်းအဖြစ်အသက်မွေးမဲ့အစားဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိတဲ့ကုမ္ပဏီကြီးတွေတည်ထောင်လို့သူကအရေးအတွက်ပိုများပါလိမ့်မယ်။အဲဒီကနေအနေရရှိတဲ့သတင်းအချက်လက်မညီမျှမှုစီဥတီသွားစေနိုင်ပါတယ်။သတင်းအချက်လက်ဒေါ်လာရေးကိုဥဆောင်နေသူတွေဟာအဲ့ဒီအပေါ်စီးမြင့်စည်းကမ်းသတ်မှတ်ရမယ့်သူတွေထက်အရှိခံနည်းပညာအကြောင်းပုံမူသိရှိကြပါတယ်။အဲ့ဒီလိုအခြေအနေမှာစားသုံးသူကအမြဲတမ်းမှန်ကန်တဲ့မဲဆန္ဒရှင်တွေသာလျှင်အကောင်းဆုံးကိုသိရှိကြတယ်လို့ကြွေးကြော်နေခြင်းကဘလို့အထိပ္ပယ်များပါလဲ။နောက်လာမယ့်အခန်းတွေမှာကစားကွင်းကိုနည်းနည်းညီမျှအောင်ညှိယူဖို့ကြိုးစားပြီးကွန်ပျူတာတော်လှန်ရေးကနေပေါ်ပေါက်လာတဲ့လက်တွေ့ဘဝသစ်တွေအတွက်ကျွန်တော်တို့တာဝန်ယူဖို့တိုက်တွန်းပါတယ်။ဒီအခါမှာနည်းပညာအကြောင်းအများကြီးပြောထားပေမဲ့ရှုထောင့်ကတော့လူသားဗဟိုပြုဖြစ်စေပါပဲ။အဓိကမေးရမှာကကွန်ပျူတာကွန်ရက်အခြေပြုကဘာသစ်မှာလူသားတွေအတွက်ဘဝကဘလို့ဖြစ်လာမလဲ။ပုံမအင်အားလျော့နေလာတဲ့လူနည်းစုဖြစ်နေထိုင်သွားရမှာလားဆိုတာပါ။ပုံမအင်အားလျော့နေလာတဲ့လူနည်းစုဖြစ်နေထိုင်သွားရမှာလားဆိုတာပါ။ကွန်ရက်အသစ်ကြောင့်ကျွန်တော်တို့ရဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးနဲ့နေစဉ်ဘဝတွေဘလို့ပြောင်းလဲသွားမှာပါလဲလူသားမဟုတ်တဲ့အရာတန်ပေါင်းများစွာကအမြဲတမ်းစောင့်ကြည့်လမ်းညွှန်တွန်းအားပေးဒါမှမဟုတ်အပြစ်ပေးနေတာခံရတဲ့အခါဘလို့ခံစားမိကြမလဲအဲ့ဒီအံ့ဩစရာကောင်းတဲ့ကဘာတစ်မှာလိုက်လျောညီတွေရှိအောင်နေထိုင်ဖို့ရှင်သန်ဖို့နဲ့ပွင့်ပြိုးတိုးတက်ဖို့အတွက်ကျွန်တော်တို့ကရောဘလို့ပြောင်းလဲယူရမှာပါလဲပြဋ္ဌာန်းခံဝါဒဟု၍မရှိမှတ်ထားရမယ်အရေးကြီးဆုံးအချက်ကနိပညာဟာသူ့ဘာသာသူဆိုပြဋ္ဌာန်းခံသဘောလုံးဝမဟုတ်ပါဘူးနိပညာဆိုင်ရာပြဋ္ဌာန်းခံဝါဒကိုယုံကြည်တာဟာအန္တရာယ်ရှိပါတယ်ဘာလို့လဲဆိုတော့လူတွေကိုတာဝန်ယူမှုတာဝန်ခံမှုအလုံးကနေကင်းလွတ်စေလိုပါလူအဖွဲ့အစည်းတွေဟာသတင်းကွန်ရက်တွေဖြစ်တဲ့အတွက်သတင်းနည်းပညာအသစ်တွေတီထွင်တာဟာလူအဖွဲ့အစည်းကိုပြောင်းလဲစေမယ်ဆိုတာမှန်ပါတယ်
လူတွေကပုံနှိပ်ဆက်တွေဒါမှမဟုတ်အလိုလျောက်သင်ယူနိုင်တဲ့ algorithm တွေကိုတီထွင်တဲ့အခါလူမှုရေးနဲ့နိုင်ငံရေးတော်လှန်ပြောင်းလဲမှုစီမလွဲမသွေဦးတည်စေပါတယ်။ဒါပေမဲ့လူသားတွေမှာအဲ့ဒီတော်လှန်ရေးရဲ့အရှိန်အဟုန်အသွင်သဏ္ဍာန်နဲ့ဥတီယာကိုထိန်းချုပ်နိုင်တဲ့အခွင့်အာဏာအများကြီးရှိနေပါသေးတယ်။ဆိုလိုတာကကျွန်တော်တို့မှာလည်းတာဝန်ဝတ္တရားအများကြီးရှိနေတယ်ဆိုတာပါပဲ။ကျွန်တော်တို့ရဲ့လောကဓာတ်သိပ္ပံအသိပညာနဲ့နည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေကနေနည်းပညာအမျိုးမျိုးကိုအချိန်မရွေးတည်ထွင်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာအရင်းအမြစ်တွေအကန့်အသတ်နဲ့ပဲရှိပါတယ်။အဲ့ဒီအရင်းအမြစ်တွေကိုဘယ်နေရာမှာယင်းနှိမ့်မြုပ်နှံမလဲဆိုတာတာဝန်သိသိနဲ့ရွေးချယ်ရမှာဖြစ်ပါတယ်။ငှက်ဖျားယောဂအတွက်ဆေးသစ်တစ်မျိုးတည်ထွင်ဖို့လားလေအားသုံးတာပိုင်ဆက်အသစ်တစ်ခုတည်ထွင်ဖို့လားဒါမှမဟုတ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုဂိမ်းအသစ်တစ်ခုတည်ထွင်ဖို့လားစသဖြင့်ပေါ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုမှာမလွဲမသွေဖြစ်ရမယ့်အရာရဲ့လို့မရှိပါဘူးအဲ့ဒီရွေးချယ်မှုကပဲနိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဦးစားပေးမှုတွေကိုထင်ဟပ်စေပါတယ်1980ပြည့်နှစ်တွေမှာ IBM လို့ကွန်ပျူတာကုမ္ပဏီအများစုဟာ corporation တွေနဲ့အစိုးရ agency တွေကိုရောင်းချဖို့ကြီးမားပြီးဈေးထောင်းတဲ့စရန်တရားတွေတည်ထွင်ဖို့အာရုံစိုက်ခဲ့ကြပါတယ်။တင်းငယ်ပြီးဈေးသက်သာတဲ့ကိုယ်ပိုင်ကွန်ပျူတာတွေတည်ထွင်ပြီးတကိုယ်ရဲ့အသုံးပြုမှုအတွက်ရောင်းချဖို့နည်းပညာအရဖြစ်နိုင်ခဲ့ပေမဲ့ IBM ကတိတ်ဆိတ်မဝင်စားခဲ့ပါဘူး။သူတို့ရဲ့လုပ်ငန်းပုံစံနဲ့မကိုက်ညီခဲ့လို့ဆိုပါတော့။တမနီကလန်ကရဲ့တစ်ဖက်မှာရှိတဲ့ဆိုဗီယက်ပြည်ထောင်စုမှာလည်းကွန်ပျူတာတွေကိုစိတ်ဝင်စားခဲ့ကြပေမဲ့တကိုယ်ရဲ့အသုံးကွန်ပျူတာတွေတည်ထွင်ဖို့ IBM ထက်တောင်စိတ်ဝင်စားမှုနည်းခဲ့ပါသေးတယ်။ပုဂ္ဂလိကလက်နှိပ်ဆက်ပိုင်ဆိုင်မှုကိုတောင်တန်တရားဖြစ်လိရှိတဲ့အကျွမ်းမဲ့အာဏာရှင်နိုင်ငံတစ်နိုင်ငံမှာအစွမ်းထက်တဲ့သတင်းနည်းပညာတစ်ခုကိုအများပြည်သူထိန်းချုပ်နိုင်အောင်ပေးအပ်မယ်ဆိုတဲ့အတွေးခေါ်ကမကြံကောင်းမစီရပါအဲဒါကြောင့်ကွန်ပျူတာတွေကိုဆိုဗီယက်စစ်ရုံးမန်နေဂျာတွေစီပဲအဓိကပေးအပ်ခဲ့ပြီးသူတို့တောင်သူတို့ရဲ့ data အားလုံးကိုမော်စကိုကိုပြန်ပို့ပြီးခွဲခြားစိတ်ပြရပါတယ်ရလအနေနဲ့မော်စကိုမှာစာစာတမ်းတွေလွှမ်းမိုးသွားပါတော့တယ်1980ပြည့်နှစ်တွေရောက်တော့အဲဒီကိုယုကာရနိုင်လာတဲ့ကွန်ပျူတာစနစ်ကနေဒီနှစ်ကိုစာရွက်စာတမ်းဘီလီယံ800ထုတ်လုပ်နေခဲ့ပြီးအဲ့ဒါတွေအားလုံးမြို့တော်စီကိုပေးပို့နေရပါတယ်။ဒါပေမဲ့ IBM နဲ့ဆိုဗီယက်အစိုးရတို့ကနေပုဂ္ဂလိကသုံးကွန်ပျူတာတည်ထွင်ဖို့ညှင်းဆန်နေချိန်မှာကယ်လီဖိုးနီးယားကဝါသနာရှင်ကွန်ပျူတာသမားတွေပါဝင်တဲ့ California Homebrew Computer Club အဖွဲ့ဝင်တွေကကိုယ်တိုင်စမ်းသပ်ချိဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒါဟာ1960ပြည့်နှစ်တွေရဲ့ပြည်သူလူထုထံအာဏာအနှံ့ရေးအစိုးရနဲ့ corporation တွေအပေါ်အယုံကြည်ကင်းမဲ့ခြင်းဆိုတဲ့အနာခီအတွေးခေါ်လွှမ်းမိုးမှုခံထားရတဲ့လူလူယဉ်ကျေးမှုလှုပ်ရှားမှုရဲ့သဘောတရားရေးရာဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ Steve Jobs နဲ့ Steve Wozniak တို့လိုဥဆောင်သူအသင်းဝင်တွေမှာအိမ်မက်တွေကြီးကြီးမားမားရှိပေမဲ့ငွေကြေးမတတ်နိုင်ကြပါဘူး။ Corporate America တွေအစိုးရရန်တရားတွေလိုရင်းမြစ်တွေကလည်းမသုံးစွဲနိုင်ကြပါဘူး။ Jobs ရဲ့ Volkswagen Motor Car လို့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီးပထမဆုံး Apple ကွန်ပျူတာကိုတည်ဆောက်ခဲ့ကြရပါတယ်။ဒီပညာနဲ့သမီးရဲ့အမိန့်တော်ကြောင့်မဟုတ်ပဲသူတို့ရဲ့အဲ့ဒီလိုကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်1989ခုနှစ်မှာလူတွေအနေနဲ့ပုဂ္ဂလိကသုံးကွန်ပျူတာကိုဒေါ်လာ1298နဲ့ဝယ်ယူနိုင်ခဲ့ကြပါတယ်။အဲ့ဒီဈေးနှုန်းကအတော်များတယ်ဆိုပေမဲ့လူလက်တန်းစားသုံးစွဲသူတွေတတ်နိုင်ကြတဲ့ပမာဏပါပဲ။အဲ့ဒီလိုမဟုတ်ပဲသမိုင်းအနေနဲ့တစ်မျိုးတစ်ပုံပြောင်းလဲသွားနိုင်မဲ့အခြေအနေမျိုးကျွန်တော်တို့လွယ်လွယ်ကူကူစဉ်းစားကြည့်နိုင်ပါတယ်။ဥပမာ1980ခုနှစ်တွေမှာသိပ္ပံပညာရပ်နဲ့နည်းပညာကျွမ်းကျင်မှုတွေကိုလူသားတွေလက်ရှိအတိုင်းပဲရရှိခဲ့တဲ့ဆိုပါစို့ဒါပေမဲ့မက္ကာတီဝါဒဟာ1960ခုနှစ်တွေရဲ့ယဉ်ကျေးမှုတော်လှန်ရေးကိုနှိပ်တိခံစေခဲ့ပြီးဆိုဗီယက်စနစ်နဲ့ဆင်တူတဲ့ American အာဏာရှင်စနစ်ကိုတည်ထောင်ဖို့အံပြင်ခဲ့ပါတယ်ဒီလိုရှိနေမှာကျွန်တော်တို့ကိုယ်ပိုင်ကွန်ပျူတာတွေရှိနေမှာလားကိုယ်ပိုင်ကွန်ပျူတာတွေဟာအခြားအချိန်နဲ့နေရာတွေမှာပေါ်ပေါက်လာအောင်မှာပဲဆိုတာပြောစရာမလိုတဲ့ထင်ရှားတဲ့အချက်အလက်ဖြစ်ပေမဲ့တမိုင်းမှာတော့ကာလန်ဒေသဟာအင်မတန်အရေးကြီးပါတယ်တူညီတဲ့အချိန်ကာလနှစ်ခုရဲ့လို့မရှိပါဘူးအမေရိကကိုစပိန်က1520ခုနှစ်တွေမှာမဟုတ်ပဲ1490ခုနှစ်တွေမှာကိုလိုနီပြုခဲ့တာအနုမြူပုံကိုဂျာမန်တွေက1942ခုနှစ်မှာမဟုတ်ပဲအမေရိကန်တွေက1945ခုနှစ်မှာတည်ထွင်ခဲ့တာတွေဟာတိတိတသားကွာခြားသွားစေပါတယ်အလားတူပဲကိုယ်ပိုင်ကွန်ပျူတာကိုဆန်ဖရန်စစ္စကိုမှာ1980ခုနှစ်တွေအတွင်းမဟုတ်ပဲအိုဆာကာမှာ1980ခုနှစ်တွေအတွင်းဒါမှမဟုတ်21ရာစုပထမ10စုနှစ်ရှန်ဟိုင်းမှာပေါ်ပေါက်ခဲ့ရင်နိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအကျိုးဆက်တွေတိတိတသားကွာခြားသွားမှာဖြစ်ပါတယ်။လက်ရှိဖွံ့ဖြိုးနေတဲ့နည်းပညာတွေလည်းအလားတူပါပဲ။အကျွမ်းမဲ့အာဏာရှင်အစိုးရတွေနဲ့အညာတာကင်းမဲ့လာတဲ့ corporation တွေအတွက်အလုပ်လုပ်နေတဲ့ engineer တွေဟာနိုင်ငံသားတွေနဲ့စားသုံးသူတွေကိုတနေ့24နာရီစောင့်ကြည့်နိုင်ဖို့ဗဟိုအာဏာပိုင်တွေကိုအထောက်အပံ့ဖြစ်စေမဲ့ကိရိယာသစ်တွေကိုတည်ထွင်နိုင်ပါတယ်။ဒီမိုကရေစီနိုင်ငံတွေအတွက်အလုပ်လုပ်နေတဲ့ဟက်ကာတွေကလည်း
အကျင့်ပြတ်ချစားမှုနဲ့ corporate မတမာမှုတွေကိုဖော်ထုတ်ပြီးလူဖွဲ့စည်းရဲ့ပင်ကိုအမှန်ပြင်ဆင်တဲ့ရန်ရစနစ်ကိုအားဖြည့်ပေးတဲ့ကိရိယာအသစ်တွေကိုတီထွင်နိုင်ပါတယ်။ဤပညာနှမျိုးလုံးကိုပေါ်ထွန်းလာနိုင်တာပါပဲ။ရွေးချယ်မှုကဒီမှာတင်ရက်တက်မသွားပါဘူး။တစ်ခုခုကိုတီထွင်ပြီးတဲ့နောက်မှာတော့အသုံးပြုပုံအမျိုးမျိုးရှိနိုင်ပါတယ်။ဥပမာဓာတ်တလက်ကိုလူတက်ဖို့ခွဲစိတ်ကုသဖို့နဲ့အသက်ကယ်ဖို့ဒါမှမဟုတ်ညသာချက်ဖို့ဟင်းသီးဟင်းရွက်တွေလိပြတ်ဖို့အသုံးပြုနိုင်ပါတယ်။ဒါကကျွန်တော်တို့လက်ကိုအတင်းချက်မခိုင်းစေပါဘူး။ဒါဟာလူသားရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။အလားတူပဲဈေးပေါ်တဲ့ရေဒီယိုတွေပေါ်ထွက်လာတော့ဂျာမနီကမိသားစုတိုင်းလို့သူတို့နေမှာတစ်လုံးစီဝယ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဘယ်လိုအသုံးပြုကြမလဲ။ဈေးပေါ်တဲ့ရေဒီယိုတွေကြောင့်အာဏာရှင်ကောင်းဆောင်တယောက်မိန့်ခွန်းပြောရင်ဂျာမန်မိသားစုတိုင်းရဲ့အခန်းထဲရောက်ရှိသွားနိုင်တယ်။ဒါမှမဟုတ်ဂျာမန်မိသားစုတိုင်းမတူညီတဲ့ရေဒီယိုအစီအစဉ်ကိုရွေးချယ်နားထောင်ပြီးနိုင်ငံရေးနဲ့အနုပညာအမြင့်အမျိုးမျိုးကိုလေ့လာပြုထောင်နိုင်ပါတယ်။အရှေ့ဂျာမနီကတစ်မျိုးအနောက်ဂျာမနီကတစ်မျိုးသွားခဲ့ကြတယ်မဟုတ်လား။အရှေ့ဂျာမနီကရေဒီယိုတွေဟာနည်းပညာအရလွှင့်လိုက်သမျှအားလုံးကိုဖန်ယူနိုင်ပေမဲ့အရှေ့ဂျာမနီအစိုးရကအနောက်ကထုတ်လွှင့်မှုတွေကိုအတက်နိုင်ဆုံးပိတ်ဆို့ထားပြီးလှုပ်ဝက်နားထောင်သူတွေကိုအပြစ်ပေးခဲ့ပါတယ်။နည်းပညာကအတူတူပဲဖြစ်ပေမဲ့နိုင်ငံရေးရဲ့အသုံးချပုံကမတူကြပါဘူး။21ရာစုနည်းပညာအသစ်တွေအတွက်လည်းထုံးနည်း၎င်းပါပဲ။ကျွန်တော်တို့အနေနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှာနိုင်ဖို့ဆိုရင်နည်းပညာအသစ်တွေကဘာတွေလဲဘာတွေလုံနိုင်စွမ်းရှိသလဲဆိုတာအရင်နားလည်ဖို့လိုပါတယ်။ဒါဟာနိုင်ငံသားတိုင်းရဲ့အရေးတကြီးတာဝန်တစ်ခုပါ။တဘာဝအပြင်နိုင်ငံသားတိုင်းကွန်ပျူတာသိပ္ပံပါရဂူဖွဲ့ရဖို့မလိုပါဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုထိန်းချုပ်နိုင်ဖို့ဆိုရင်ကွန်ပျူတာတွေရဲ့နိုင်ငံရေးအလားအလာကိုနားလည်ဖို့တော့လိုပါလိမ့်မယ်။နောက်ခန်းတွေမှာ21ရာစုနိုင်ငံသားတွေအတွက်ကွန်ပျူတာနိုင်ငံရေးအကြောင်းရှုံငုံသုံးသက်ချက်ကိုတင်ပြသွားပါမယ်။ကွန်ပျူတာကွန်ရက်အသစ်ရဲ့နိုင်ငံရေးချိန်ချောက်မှုတွေနဲ့ဂတိကဝတ်တွေကိုအရင်လေ့လာပြီးဒီမိုကရေစီနိုင်ငံတွေအကျွမ်းမဲ့အာဏာရှင်နိုင်ငံတွေနိုင်ငံတကာစနစ်တစ်ခုလုံးအနေနဲ့ကွန်ပျူတာနိုင်ငံရေးအသစ်ကိုဘယ်လိုလိုက်လျောညီထွေဖြစ်အောင်လှုပ်ဆောင်နိုင်မလဲဆိုတာကိုဆွေးနွေးသွားပါမယ်။နိုင်ငံရေးဆိုတာအမှန်တရားနဲ့လူမှုစနစ်တည်ငြိမ်မှုအကြားထိန်းညှိမှုတစ်ခုပါ။ကွန်ပျူတာတွေဟာကျွန်တော်တို့ရဲ့သတင်းကွန်ရက်မှာအရေးပါလာတဲ့နဲ့အများအမှန်တရားရှာဖွေရေးနဲ့လူမှုစနစ်တည်ငြိမ်မှုထိန်းသိမ်းရေးတာဝန်တွေကိုပုံမထမ်းဆောင်လာပါတယ်။ဥပမာရာသီဥတုပြောင်းလဲမှုအကြောင်းအမှန်တရားကိုရှာဖွေဖို့ဆိုတာကွန်ပျူတာတွေပဲလုပ်နိုင်တဲ့တွက်ချက်မှုတွေပေါ်ပုံမူတည်လာပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်လူမှုသဘောတူညီချက်ရရှိဖို့ဆိုတာကလည်းကျွန်တော်တို့ရဲ့သတင်းဖတ်ရှုမှုကိုစီမံပေးတဲ့အကြံပြုချက်ပေး algorithm တွေနဲ့သတင်းအတူဝတ္ထုတွေရေးသားပေးတဲ့ဖန်တီးရေး algorithm တွေအပေါ်ပိုပြီးမူတည်လာပါတယ်။လက်ရှိမှာတော့ကျွန်တော်တို့ဟာရာသီဥတုပြောင်းလဲမှုအကြောင်းနိုင်ငံရေးအဆုံးဖြတ်မပေးနိုင်ဖြစ်နေရပါတယ်။တစ်စိတ်တစ်ပိုင်းအပြင်ကွန်ပျူတာတွေကြားမှာလည်းအဆုံးဖြတ်မပေးနိုင်ဖြစ်နေတယ်လို့ဆိုရမှာပါပဲ။ကွန်ပျူတာတစ်စုကတွက်ချက်ပြီးကြိုတင်သတိပေးနေတာကဂေယစနစ်ပျက်စီးမှုဘေးအန္တရာယ်ရင်ဆိုင်ရတော့မယ်တဲ့။နောက်ကွန်ပျူတာတစ်စုကတော့အဲ့ဒီသတိပေးချက်တွေကိုတန်တရားဖြစ်စေတဲ့ဗီဒီယိုတွေကြည့်ရှုဖို့တိုက်တွန်းနေပါတယ်။ဘယ်ကွန်ပျူတာစုကိုယုံကြည်ရမှာပါလဲ။လူသားတွေရဲ့နိုင်ငံရေးဟာအခုတော့ကွန်ပျူတာနိုင်ငံရေးလည်းဖြစ်နေပါပြီ။ကွန်ပျူတာနိုင်ငံရေးအသစ်ကိုနားလည်ဖို့အတွက်ကွန်ပျူတာတွေနဲ့ပတ်သက်လို့အသစ်အဆန်းတွေအကြောင်းပိုပြီးနည်းနည်းနားလည်ဖို့လိုအပ်ပါတယ်။ဒီအခါမှာကျွန်တော်တို့မှတ်သားခဲ့တာကပုံနှိပ်ဆက်တွေဟိုရင်ကိရိယာတွေနဲ့မတူပဲကွန်ပျူတာတွေဟာသူတို့ဘာသာဆုံးဖြတ်ချက်တွေချမှတ်နိုင်ပြီးအတွေးခေါ်တွေဖန်တီးနိုင်တယ်။ဒါပေမဲ့အဲ့ဒါဟာရေခဲတောင်ရဲ့ထိပ်ပိုင်းလောက်ပဲရှိပါသေးတယ်။ကွန်ပျူတာတွေအကြောင်းတကယ်အသစ်ဆန်းတွေကသူတို့ဆုံးဖြတ်ချက်ချမှတ်နည်းနဲ့အတွေးခေါ်တွေဖန်တီးနည်းပဲဖြစ်ပါတယ်။ကွန်ပျူတာတွေသာလူသားတွေနဲ့တန်းတူညီတဲ့နည်းလမ်းနဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးအတွေးခေါ်တွေဖန်တီးမယ်ဆိုရင်ကွန်ပျူတာတွေဟာလူသားအသစ်တစ်မျိုးဖြစ်သွားပါလိမ့်မယ်။အဲ့ဒါဟာသိစိတ်တွေပိုင်ဆိုင်ခံစားချက်တွေရရှိလူသားတအုပ်ကိုရှင်းမိသွားပြီးနောက်ဆုံးမှာကျွန်တော်တို့နဲ့တစ်ထပ်တည်းတူသွားတဲ့ကွန်ပျူတာလိုမျိုးစိတ်ကူးရင်သိပ္ပံဇာတ်လမ်းတွေမှာမကြာခဏလေးလာဖော်ပြလေးရှိတဲ့အခြေအနေပေါ့။ဒါပေမဲ့လက်တွေကတော့စိတ်ကူးရင်နဲ့အင်မတန်ကွာခြားပြီးပုံမစိုးရင်စရာကောင်းလာပါတယ်။ကျေးဇူးတင်ပါတယ်။အခန်း6ပြီးသွားပါပြီ။အခုလိုမျိုးသိပ္ပံသမိုင်းစကြဝဠာလူသားတွေနဲ့ပတ်သက်တဲ့အတွေးခေါ်ယူဆတွေစာအုပ်တွေအကြောင်းစိတ်ဝင်စားတယ်ဆိုရင် channel လေးကို like လုပ် subscribe လုပ်ထားပေးဖို့